နိုးထချင်းဆိုတဲ့အခမ်းအနားကကျောင်းသားတွေကိုသူတို့စင်းနဲ့ကိုက်ညီတဲ့တားရဲစာလေးကိုစင်းခေါ်နိုင်မယ်အခမ်းအနားတစ်ခုပဲဖြစ်ပါတယ်။တားရဲစာလေးမှာအနေဆုံးတင်မျိုးစစ်ရှိုးဝက်စမ်းကြယ်စစ်စမ်းကြယ်စစ်ဟုံအစစ်မြေအစစ်ကောင်းကင်စစ်အမြင့်ဆုံးစစ်နတ်ဖျားဆင်းဆိုပြီးအနေဆုံးစစ်စွာအ ਨੇ ဆုံးကနေအမြင့်ဆုံးစစ်စွာအမြင့်ဆုံးဆိုပြီးအစင်းစင်းတတ်မှတ်ထားတာပဲဖြစ်ပါတယ်။နိုးထချင်းကိုပြုလုပ်မဲ့ကျောင်းသားကမော်လင်းတိုင်ကိုဝိုင်းရံထားတဲ့နေရာကိုဝင်ရမှာဖြစ်ပြီးတောက်ပွားတဲ့အလင်းတိုင်အရေးအတွက်များလေတယ်စင်းကောတားရဲစာလေးကအစင်းမြစ်လေးပဲဖြစ်ပါတယ်။ကျောင်းသားတွေတယောက်ပြီးတယောက်နိုးထချင်းကိုပြုလုပ်ခဲ့ကြပါမယ်။အမြင့်ဆုံးမှာဟုံအစင်းထိတာရှိသေးပြီ။ထူးခြားစွန့်ရင်အမြင့်ပိုင်းစစ်နေထိဘယ်သူမှမရောက်သေးတဲ့အခြေအနေပဲဖြစ်ပါတယ်။နောက်ထပ်အလဲကျသူကတော့ကျိုးမိသားစုကဆင်းသက်တဲ့တကြောင်လုံးရဲ့ကွင်းတစ်ဖြစ်လေကျိုးရင်ဖြစ်ပြီးကျောင်းသားတွေတက်မှလည်းထုံးစံတန်မျိုးရိုးမြင့်တဲ့သူတွေချမ်းသာတဲ့သူတွေပါဝင်ကြတာပဲဖြစ်ပါတယ်။ခယူးမဆိုင်တဲ့သူကမှပိုစိတ်ဝင်စားတတ်တဲ့မိန်းကလေးတွေတဘာဝအတိုင်းတကြောင်လုံးရဲ့ကွင်းဖြစ်နေတဲ့သူ့ကိုတော့ခယူးဆိုင်မနေတဲ့ကျောင်းသားရင်ရန်ကိုမျက်မှောက်ကျိုးနေခဲ့ပါတယ်။ကျောင်းသားရင်ရန်ကတော့နတ်ဖျားတိုင်းရဲ့စာလေးနိုးထပူပဲတထက်ချရေရွတ်နေပြီ။အခြားကျောင်းသားတွေကတော့ရင်ရန်တယောက်theory ဆောင်မွေးတွေမှာတော်တယ်။နဖျားတိုင်းစာလေးနိုးထဖို့ကမဖြစ်နိုင်ဘူးဆိုပြီးဝေဖန်နေကြတာပဲဖြစ်သွားတယ်။တနိုင်ငံလုံးမှာကလည်းနဖျားစစ်တိုင်းစာလေးနိုးထတူဆို10ရောက်တာမပြည့်သေးတာဖြစ်လို့ရန်ရန်ရဲ့ကျုံဝါနေမှုအခြားတန်းကဆရာတွေကပါဝေဖန်နေကြတာဖြစ်ပြီးရန်ရန်ရဲ့ဆရာဖြစ်သူကတော့ဖြစ်နိုင်ခြေရှိတဲ့သူ့တပည့်ကိုယုံကြည်နေခဲ့ပါတယ်။တာမန်ပါရမီရှိတဲ့မိဘမျိုးရိုးကဆင်းသက်လာပြီ။အမားဖြစ်သူကနဖျားစစ်တိုင်းစာလေးကိုနိုးထနိုင်ခဲ့တယ်ဆိုပေမဲ့မွေးစားမှဖြစ်နေတာကြောင့်ဘယ်သူမှရန်ရန်ကိုအထင်မကြီးပဲ။အားလုံးကမျိုးရိုးကြီးကကျိုးရင်ကိုပဲစိတ်ဝင်စားနေခဲ့ကြပါတယ်။အားလုံးမျှော်မှန်းထားတဲ့အတိုင်းကျိုးရင်ကနတ်ဖျားစင်ကောင်းကင်ကိုမူရစာမင်းနဲ့တားရဲစာလေးကိုစင်းကုန်နိုင်ခဲ့တာဖြစ်ပြီးမူရစာမင်းနဲ့တားရဲစာလေးနှစ်ပေါင်းနေရာနေမှာထပ်မံစင်းကုန်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ပါရမီစစ် S3 လုံးရှိတဲ့ကျိုးရင်ကိုဆရာတွေကပါချီးကျူးနေခဲ့ကြဘူး။ကျိုးရင်ကတော့ရင်လေးလေးနဲ့ပဲကျေးဇူးတင်နေခဲ့ပါတယ်။နောက်ထပ်တစ်ယောက်ကတော့ရန်ရန်အလှည့်ဖြစ်ပြီးအားလုံးမထင်မှတ်ထားစွာပဲမော်မီးတိုင်ဒီအားလုံးကအရှိန်ကြီးကြီးနဲ့ရောင်စုံတောက်လောင်နေခဲ့တာကြောင့်နတ်ဖျားရှင်းဆိုတာတော့တေးကြနေပြီဖြစ်ပြီးဘလို့တားရဲလဲဆိုတာအားလုံးကစိတ်ဝင်စားနေခဲ့ကြပါတယ်ဒါပေမဲ့ကောင်းကင်မှာပုံမှန်ဆိုရင်စင်းကောစာလိတ်တွေကတားရဲပုံစံကပေါ်လာရမှာဖြစ်ပြီးအခုကတော့ကျန်းစာလိတ်ကြီးပဲပေါ်လာခဲ့တာပဲဖြစ်ပါတယ်အခြားဘယ်သူမှမသိပြင်မဲ့ရန်ရန်ရှိမဲ့ system တို့အရာကပေါ်လာတာဖြစ်ပြီးတောင်ပင်လဲကျန်းတဲ့ရန်ရန်တသားလေးဖြစ်သွားပြီဆိုတဲ့အကြောင်းနဲ့တောင်ပင်လဲကျန်းမှာပါဝင်တယ်ဘယ်သားရဲကိုမဆိုရန်ရန်ကစင်းကုန်နိုင်မှာဖြစ်တဲ့အကြောင်းသတိပေးချက်တွေပေါ်လာခဲ့ပါတယ်အများမြင့်မှာတော့ဘာသားရဲ့ပုံစံမှာပေါ်မလာပဲစာလိတ်ကြီးပဲပေါ်လာတာကြောင့်ရန်သူကိုစာလိတ်နဲ့ရိုက်မှလာဘာညာနဲ့ဝိုင်းကဲရနေကြတဲ့အခြေအနေပဲဖြစ်ပါတယ်ရန်ရန်ရဲ့ဆရာဖြစ်သူကလည်းရန်ရန်တယောက်ပါရမီရှိရင်တော့တားရဲ့စာလိတ်ကိုစင်းကုန်နိုင်တာမရှိဘူးထင်လက်သိပ်ပေးနေခဲ့ပြီရန်ရန်ကတော့ဝေဖန်တန်တွေကိုကြောခိုင်းနေအရင်ပြန်သွားမယ်လို့ပဲပြောလိုက်ပါတယ်ကဘာပေါ်မှာအာဃာတချိတ်ဆက်မှုတွေပေါ်လာတဲ့ကပ်ဘေးတွေကိုဖြေရှင်းဖို့စုံစမ်းမှုတွေအများရှိနေတာဖြစ်ပြီးဒီစုံစမ်းမှုတွေကိုဖြေရှင်းဖို့စင်းကောတားရဲတွေကိုပိုင်ဆိုင်တဲ့စမ်းကြဲတားရဲခင်ဆိုတာဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ရန်ရန်တို့လှုပ်ခဲ့တဲ့နိုးထားခြင်းအခမ်းအနားကလို့ကမ္ဘာတိုင်းပြည်အသီးသီးမှာတယ်။ចောင်းသားတွေကနိုးထားမှုပြုလို့ရပြီ။စွန့်ရင်မြင့်မားတဲ့တားရဲကိုဆင်းကုန်နိုင်တယ်။ကပ်ဘေးတွေကိုပုံမဖြည့်ရှင်းနိုင်တယ်ဖြစ်ပြီးတိုင်းပြည်ရဲ့တိုးတက်မှုမြန်ဆန်လေးပဲဖြစ်ပါတယ်။ရန်ရန်ကတိုင်းပြည်ကတော့နှစ်ပေါင်းများစွာအစွမ်းရှိတယ်။တားရဲကိုဆင်းကုန်နိုင်ခြင်းမရှိသေးတာကြောင့်အခြားတိုင်းပြည်တွေနဲ့ရှိရင်တဖြည်းဖြည်းဆုတ်ယုတ်လာရင်ကဲရခံတိုင်းပြည်တစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့ရန်နိုးထနိုင်ခဲ့တဲ့တောင်ပင်လယ်ကျန်းဆိုတာတားလုံးနှစ်ဖျားဆင်းဖြစ်ပြီးကျန်းထဲမှာပါတဲ့စင်းကောတားရဲတွေကိုဆင်းခေါ်နိုင်မဲ့အပြင်စင်းခေါ်သူရဲ့စွမ်းရည်ပါရမီခုခံစွမ်းရည်တွေပါပေါ်ပြနိုင်တဲ့ကျန်းစာလေးတစ်ခုပဲဖြစ်ပါတယ်ကျန်းမာတယ်ဆိုရင်နှစ်ဖျားဆင်းမှာတော့တားရဲတစ်ကောင်ပဲဆင်းခေါ်နိုင်မှာဖြစ်ပြီးရန်ရန်ကတော့ကျန်းထဲမှာပါဝင်တယ်တောင်ပင်လယ်ကတားရဲမှန်သမျှဆင်းခေါ်နိုင်မှာပဲဖြစ်ပါတယ်စုံစမ်းမှုလောကထဲကိုရောက်လာတဲ့ရန်ရန်ကတော့ system ကိုစစ်ဆေးပထမဆုံးတားရဲကိုဆင်းခေါ်လိုက်ပြီးရန်ရန်ရဲ့ပထမဆုံးဆင်းခေါ်ကောင်ကအလင်းတကာပဲဖြစ်ပါတယ်ပုံမှန်နဲ့တာလုံးနဲ့ခုခံမှုစွမ်းရည်1000ကျော်ပြီအတော်လေးတန်မာတဲ့တားရဲတစ်ကောင်ဖြစ်ပြီတစ်ဖက်မှာလည်းတိုင်းပြည်ကန်မှာနန်းဆောင်မှာS3 တားရဲစင်ကောမှုပုံစံကပေါ်လာတာကြောင့်လက်လို့ခက်ခက်တွေဖြစ်ကုန်ကြပါတယ်နှစ်ပေါင်းများစွာအတွင်းအခုမှထပ်ပေါ်လာတာဖြစ်ပြီးတိုင်းပြည်ကန်မှာတိုးတက်သွားတဲ့ပြီးထူးခြားလုံးတာကြောင့်တိုင်းပြည်အကြီးအကဲတွေလည်းစင်ကောသူအသေးဆိုင်ရှာဖွေဖို့ပြောလိုက်ပါတယ်အများမြင့်မှာတာမန်ကျန်းစာလိတ်ကြီးပဲဖြစ်နေတာကြောင့်အားလုံးကဝေဖန်ရှုတ်ချနေခဲ့ကြပါမယ်သူ့เจ้าသူတည်တဲ့ရန်ရန်ကတော့ထန်လုံเจ้าတော်ကိုရှောက်ဖို့တကူတဲ့ level တင်မှာဖြစ်ပြီးထန်လုံเจ้าတော်ကိုဝင်ခွင့်ရဖို့ဆိုရင်အနည်းဆုံး level 10ရှိရမှာဖြစ်ကနိုးထားခြင်းပြီးသွားတဲ့ចောင်းသားတွေအားလုံးမှာ level 10ရှိနေကြတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့တားရဲစာလိတ်ကအစင်းမြင့်လေစုံစမ်းမှုလောကငယ်တဲ့ပုံမှုမြင်မြန်တိုက်ခိုက်ရင် level 10ရတာလွယ်မှာဖြစ်ပြီးရန်ရန်ကတော့ကျိုးရင်အပေါင်းဝေဖန်နေတဲ့သူတွေကိုကြောခိုင်းပြီးတကူတဲ့စုံစမ်းမှုလောကတဲ့ဝင်လာခဲ့ပါတယ်မူရစာမဏိကပန်ရှင်ကျိုးရင်ကတော့တားရဲတွေကိုလွယ်လွယ်နဲ့ပဲဖြည့်ရှင်းနေနိုင်ပြီးတစ်ဖက်မှာလည်းရန်ရန်တောင်အလင်းတကားကြောင့်ခုခံမှုရောစွမ်းရည်ပါတိုးနေတာကြောင့်
တာမန်လူဆိုတည်သွားနိုင်တဲ့ဝန်ပလေအုပ်ကိုတော့မျက်စိသမိုက်တင်နိုင်နေနိုင်ခဲ့တာပဲဖြစ်ပါတယ်ဆင်းကောစာလေးရဲ့စွမ်းအားနဲ့တားရဲတွေကိုတတ်လိုက်တာတားရဲတခင်စွာကတိုးလာတာဖြစ်တယ်လို့တောင်ပင်လယ်ကျမ်းမာကအစင်းမြစ်တားရဲ၃ကောင်ကိုဆင်းကောနိုင်တာပဲဖြစ်ပါတယ်ဒါမှမဟုတ်တစ်ကောင်ကိုဆင်းကောပြီးနောက်တစ်ကောင်ကိုဆင်းကောနိုင်ဖို့ဝိရင်စွာတရားပြန်ပြအောင်စောင်းရမှာဖြစ်တာကြောင့်ရန်ရန်နဲ့အလင်းတကားနဲ့ပဲအရင်ဆုံးလုပ်ဖြစ်အောင်တိုက်ခိုက်မှုဆုံးဖြတ်လိုက်ပါတယ်စွန်စားမှုလောကတဲ့ကတားရဲတွေမှာ level တွေရှိကြပြီ level မြစ်လေတားရခက်လေဖြစ်ကအနိုင်ရရင်လည်းပြန်ရတဲ့စွမ်းအားကမြစ်လေပဲဖြစ်ပါတယ်ခွေးရိုင်းမြင့်ကိုတတ်လိုက်တဲ့ရန်ရန်ကတော့ဝိရင်ကြောက်တုံးကြောင့်ဝိရင်စွာပြန်ပြစ်သွားခဲ့ပြီးနောက်ထပ် S3 လုံးစစ်တောင်ပင်နဲ့ကျဆန်းကျင်တိုင်းငကားလေးကိုဆင်းကုန်နိုင်ခဲ့ပါတယ်အလင်းငကားလောက်စွမ်းရမမြစ်ပင်ငကားလေးမှာလည်း S3 လုံးစစ်နေတက်ဆိုင်ရစွမ်းရည်တွေကအပြစ်ရှိနေပြီးတစ်ဖက်မှာလည်းတိုင်းမြစ်ကန်ကျမအဆောင်ပါနောက်ထပ် S3 လုံးစစ်တိုင်းစစ်ထပ်ပေါ်လာပြန်တာကြောင့်တိုင်းပြည်လူကြီးတွေလည်းအောင်းနေကြတာပဲဖြစ်ပါတယ်စွန်စားမှုလောကငယ်လို့ခေါ်တဲ့ပေါ်တယ်ရဲ့အပြင်ဘက်မှာတော့ဝင်သွားတဲ့ရန်ရန်ကိုဗလိန်းနေကြကျိုးရင်ရဲ့ဖက်ခင်လေးရောက်လာတာကြောင့်ပေါ်တယ်တဲ့ဘလူအရင်ဆုံးထွက်လာမလဲဆိုတာအားလုံးကစောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်အားလုံးကကျိုးရင်ကိုမျောလင်းနေကြပါမယ်အရင်ဆုံးထွက်လာတဲ့သူကရန်ရန်ဖြစ်နေတာကြောင့်ဆုံးအကုန်ကြောက်ပြီးရန်ရန်ကတော့သူတိုက်ခိုက်နေရင်စစ်စတန်ကအတင်းအပြစ်ထုတ်လိုက်တာလို့ပဲပြောလိုက်ပါတယ်တကယ်ကရန်ရန်တယောက်အစင်း30လူရိုင်းကိုဒင်းနေနိုင်ခဲ့တာဖြစ်လို့စစ်စတန်ကအပြင်ပြန်ထုတ်လိုက်တာဖြစ်ပြီးတခဏအတွင်းမှာရန်ရန်ရဲ့အဆင့်က level 5ထိတိုးသွားပြီဖြစ်သွားတယ်တောင်ကျုံးထဲကြီးတခဏအတွင်း level 5ထိတိုးသွားတဲ့ရန်ရန်အားလုံးကအောင်းနေကြပြီရန်ရန်ရဲ့စစ်ကောတားရဲကိုလည်းသိချင်နေကြတာကြောင့်ဆရာဖြစ်သူကပဲကြောင်းဝင်ခမရခင်တီစစ်ကောတားရဲကဘသူ့ကိုမှပြောပြဘူးတတိပေးလိုက်ပါတယ်မျိုးနဲ့ယိုးနဲ့ပရမ်ရှိပါတယ်ဆိုတဲ့သူတွေကတော့ပေါ်တယ်မပိတ်ခင်ဒီမနေ့လောက်အလိုမှာထွက်လာနိုင်ခဲ့တာဖြစ်ရန်ရန်ကတော့တနင်္လာနေ့စောပြီးထွက်လာနိုင်ခဲ့တဲ့အပြင်ဒီရက်ထဲနဲ့ level 5ထိတိုးသွားတာပဲဖြစ်ပါတယ်မနေ့ပိုင်းတွင်းဆိုပေမဲ့စွန်စားမှုလောကငယ်ထဲမှာရှိနေတဲ့တားရဲတွေကတာမန်လူဖို့ဆိုရင်အခုတည်သွားနိုင်တဲ့အကောင်တွေကြီးဖြစ်နေတာရန်ရန်ရဲ့လုံနိုင်စွမ်းကလုံးဝ overpower ဖြစ်နေတာပဲဖြစ်သွားဒုတိယတယောက်အနေနဲ့ဂျိုရင်းက level 4နဲ့ထွက်လာခဲ့ပြီးစားထွက်လာကြတဲ့ကြည့်မရဘူးဆိုရင်လိုက်ရှာနေတာကြောင့် level 5နဲ့ပေါ်တဲ့တဲ့တနိုင်စောပြီးထွက်သွားပြီဖြစ်ကြောင်းဖခင်ဖြစ်သူကပြောပြပေးလိုက်ပါတယ်ခေါက်ဆွဲကြောင့်နာမည်နဲ့ကိုရောချောရန်က overpower ဖြစ်နေတဲ့အပြင် level တက်မြန်လုံးတာကြောင့်စောတွေဝိုင်းနေပြီရန်ကတော့ level တက်ဖို့ကိုပဲအာယုံစိုက်နေပြီတစ်ဖက်မှာလည်းဂျိုရင်းပြောက်ရန်ကိုချိန်လို့လိုက်ကြည့်နေတာပဲဖြစ်သွားတယ်မနေ့ကအားလုံးကို spike တိုက်ထားတဲ့ရန်တယောက်ဒီနေ့လည်းစွန်စားမှုလောကငယ်တဲ့ကနေနနိုင်စောပြီးထွက်လာခဲ့တာကြောင့်ဆရာဖြစ်သူကမျက်လုံးပြူမျက်စံပြူဖြစ်နေရပြန်ပါတယ်ရဟန်းကတော့လူသိထင်ကြီးတာမခံကျင်တာကြောင့်တကားဆောင်ကိုနိုင်နေနိုင်ခဲ့လို့အများထွက်လာတာလို့ပဲပြောလိုက်ပြီးအခြားသူတွေနဲ့ကြိုရင်းရဲ့ဆရာကတော့ဒီကောင်လေးလာကြွားနေတယ်လို့ပဲထင်နေခဲ့ပါတယ်ဆရာဖြစ်သူကတော့ရဟန်းကိုဒီနေ့ပြန်လာဖို့ပြောလိုက်ပြီးရဟန်းကတော့သူမနေ့ဘက်မှာပင်းကိုဝင်မဲ့ကြောင်ပြောလိုက်တာကြောင့်ဆရာဖြစ်သူကလန့်သွားခဲ့ပါတယ်စွန်စားမှုလောကငယ်ဆိုတာပေါ်တယ်တွေကတဆင့်ဝင်ရောက်ရတဲ့လောကငယ်တွေဖြစ်ပြီးအထက်မှာတော့အန်တယ်ရှိတဲ့သားရဲတွေနဲ့ပြည့်နေတဲ့နေရာတွေပဲဖြစ်ပါတယ်ဒီလိုဆိုရင်တော့ပေါ်တယ်တစ်ခုနဲ့တစ်ခုလောကတစ်ခုနဲ့တစ်ခုတူညီတာမျိုးမဟုတ်ပဲခက်ခဲမှုနဲ့အန်တယ်များမှုတွေကအစင်းလိုက်အနှိမ့်မြကွာခြားကြတာပဲဖြစ်ပါတယ်လက်ရှိရန်ပြောတဲ့ပင်းကူဆိုတာကလည်းအထင်းကိုမရှိအောင်အတော်လေးအန်တယ်များပြီးကြမ်းတမ်းတဲ့နေရာဖြစ်တဲ့အပြင်ရန်တယောက်နိုးထခြင်းပြီးကြတဲ့နေချင်းညာချင်း level 9ထိတော့တက်သွားပြီဖြစ်လို့ကျောင်းဝင်ခထိုင်ဆောင်နေဖို့ပဲဆရာဖြစ်သူကပြောလိုက်ပါတယ်ရန်ကတော့သူကတာမန်ကျောင်းဝင်ကျင်တာမဟုတ်ပဲထိုင်လုံကျောင်းတော်ကိုဝင်ကျင်တဲ့အကြောင်းနဲ့ဒါကြောင့်မှ level 10ထိရောက်အောင်တင်ရမှာဖြစ်တယ်လို့လက်ရှိနိုးထချင်းပြီးခါစားလူတစ်တွေဝင်နေကြတဲ့စွန်စားမှုလောကငယ်တွေက level တက်ဖို့ကြာတာကြောင့်ပိုးစင်းမြစ်တဲ့စွန်စားမှုလောကငယ်ကိုဝင်ကျင်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်တပည့်အကြောင်းသိနေတဲ့ရန်ရဲ့ဆရာကတော့သူတစ်ပတ်အတီလုံးနေတာဖြစ်လို့မတားတော့ပဲအန်တယ်များတာကြောင့်ခရူးဆိုင်မှုနဲ့မနိုင်ချက်ချင်းနောက်ပြန်ဆုတ်လာဖို့ပဲသတိပေးလိုက်ပါတယ်တနိုင်နောက်ကျပြီးမှထွက်လာတဲ့ကျိုးရင်ကတော့စားထွက်လာကြတဲ့ရန်ကိုပဲမေးနေပြီးတူးထက်တနိုင်စောပြီး level 9နဲ့ထွက်သွားပြီဖြစ်တဲ့အကြောင်းဆရာဖြစ်သူကပြောလိုက်တာကြောင့်တနေ့ကိုစူးစမ်းပန်းစားတင်တာတော့ level 6ပဲရှိသေးတဲ့ကျိုးရင်လည်းမနာလို့ဖြစ်သွားခဲ့ရပါတယ်ကျောင်းထဲမှာကကျိုးရင်ကဘလောက်ပဲစူးစမ်းအမြဲရန်တော့ဒုတိယနေရာမှာပဲရှိနေပြီးနိုးထချက်ခန်းသားမှာသူကရန်ထက်တားလုံးတယ်လို့ထင်နေခဲ့ပေမဲ့လက်ရှိချိန်နေထိတော့ရန်ကိုမကြော်နိုင်သေးတာကြောင့်တကိုယ်တည်းမချင်မနှက်ဖြစ်နေပါတယ်ဒါပြင်ရန်ကနောက်ထပ်ပင်းကူကိုဝင်မဲ့ကြောင်ကြားလိုက်ရတာကြောင့်အစမ်းဆက်နဲ့ရှိတဲ့ပင်းကူဆိုရင်သူ့ရဲ့နတ်ဖျားစစ်မူရစာမဏိဟက်ဆိုရင်တော့နိုင်မှာမဟုတ်ပေမဲ့အနိုင်မခံရှုံးမပေးချင်တာကြောင့်ပဲသူလည်းပင်းကူကိုဝင်ကျင်တဲ့အကြောင်းဆရာကပြောလိုက်ပါတယ်တစ်ဖက်ကရန်ကတော့အစင်းမြစ်ပင်းကူကိုဝင်ရမှာဖြစ်တာကြောင့်လက်ရှိစင်းခေါ်တားရဲနှကောင်နဲ့မလုံလောက်ပဲကြားတဲ့ကနောက်ဆုံးတားရဲကိုစင်းခေါ်နိုင်ဖို့အတွက်စွန်စားမှုလောကငယ်တွေကသူရလာတဲ့ပစ္စည်းတွေကိုလာရောက်နေခဲ့ပါတယ်စွန်စားမှုလောကငယ်ထဲမှာကတားရဲတွေကိုတိုက်ခိုက်ရင် level တက်ရုံတင်မကပဲတားရဲ level မြင့်လေလေအခြားပိုပစ္စည်းတွေပါရတာမျိုးပဲဖြစ်ပါတယ်ရန်ကတော့နောက်ထပ်တားရဲတစ်ကောင်ကိုစင်းခေါ်နိုင်ဖို့အတွက်ဝိရင်စွမ်းရင်လိုအပ်တာကြောင့်ရထားတဲ့ပစ္စည်းတွေနဲ့ဝိရင်ကြောက်တုံးလာဝဲတာဖြစ်ပြီးလူတစ်ဆိုရင်ဈေးနဲ့လုံးကရသမျှကုန်ရောင်းရင်တော့ဝိရင်ကြောက်တုံးတုံးမရတာကြောင့်ရန်လည်းဆွမ်းကသွားခဲ့ရပါတယ်ရလာတဲ့ပစ္စည်းကနဲတာမဟုတ်ပေမဲ့ပတ်သက်လေတပြားတလီတောင်မရတာကြောင့်ရန်လည်းစူးစမ်းသမျှအယောင်တင်သူလိုခံစားနေရပြီကောင်တာအမျိုးသမီးကတော့ငွေကြေးတက်ဆိုရင်မစ်ရှင်ဖွဲ့မှာမစ်ရှင်ယူလို့ရတဲ့အကြောင်းပြောပြလိုက်ပါတယ်မစ်ရှင်မှာတော့ရတဲ့စုကြီးတွေကနဲလုံးနေပြီးမစ်ရှင်စင်းမြစ်လေလေရတဲ့စုကြီးကကြီးလေလေဖြစ်ကတိတ်မတမဲ့မဲ့အသားရဲ့စင်းမြစ်တင်ဖို့အတွက်လိုအပ်တဲ့ကြောက်တုံးကြောင့်ပဲအိမ်မဆိုးရှင်မစ်ရှင်ကိုရန်တယောက်လက်ခံလိုက်ပါတယ်နောက်နေ့မှာတော့ဝိရင်ကြောက်တုံးကြောင့်ဝိရင်စွာပြန်ပြစ်သွားတဲ့ရန်တယောက်နောက်ဆုံးသားရဲ့ကိုဆင်းခေါ်လိုက်ပြီးတစ်ဖက်နိုင်ငံတော့ဝိရင်ခမမှာတော့ထုံးစံတဲ့သားရဲ့စိတ်တစ်ပြင်သားရဲ့ဝိရင်ပုံရိပ်တစ်ပါပေါ်လာတာကြောင့်ကြရဲရိုက်နေကြပြန်ပါတယ်ဒါမှပြောင်းလဲခြင်းတွေကနိုင်ငံတော်ဆက်ကောင်းတဲ့ဘက်ကိုဥတည်နေတာကြောင့်ကြီးကဲတွေလည်းကျဉ်းညံ့နေကြပြီ
ရန်ရန်ဆင့်ခေါ်လိုက်တာကတောင်ပင်လက်စမ်းကျဲသားရဲ့ရှင်ထားမဲ့ဖြစ်ပါတယ်ခေါင်းမပါဘဲဝါမိုက်မှာမျက်နှာပါတဲ့ဒိုင်လာစစ်သူကြီးစမ်းကျဲသားရဲ့ဖြစ်တဲ့ပြင် S3 လုံးမှာတော့အရင်သားရဲ့တဲ့စွမ်းရည်တွေစွမ်းအားတွေကတာလွန်နေတာကြောင့်ရန်ရန်ကျသူရထားတဲ့တောင်ပင်လက်ကျန်းကိုအောင်းသဘောကျနေခဲ့ပါတယ်ဝင်းရင်ခမ်းမမှာတော့အသက်ထပ်ပေါ်လာတဲ့သားရဲ့ပုံရိပ်နဲ့ဆင့်ခေါ်သူကိုစုံစမ်းနေပေမဲ့တဘာဟောလုံးစွမ်းအားတစ်ခုကပိတ်ဆို့ထားသလိုဖြစ်နေတာကြောင့်ဆင့်ခေါ်သူက level 10မကျော်သေးဘူးဆိုတဲ့အချက်လက်ကိုပဲစုံစမ်းလို့ရနေသေးတာပဲဖြစ်ပါတယ်ကောင်းကင်ဘုံစင်နှဖျားစင်နိုးထခဲ့တဲ့သူတွေကိုစစ်ဆေးကြည့်ပေမဲ့ဆင့်ခေါ်သူကသူတို့ထဲကမဟုတ်တဲ့ပြင်ဒီကိစ္စကောင်းတဲ့ဘက်ကိုဥတည်နေတယ်ဆိုရင်တော့နေဟန်ကကြမ္မာနဲ့ပတ်သက်နေတာဖြစ်လို့မကြိုင်ခင်လာတော့မှကြောင်းဝင်ခွင့်တွေကိုပဲစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်နောက်ရက်မှာတော့ရန်ရန်တဲ့အဆင်းဆက်နဲ့ရှိတဲ့ပင်းကူကိုစုံစမ်းမှုလောကငယ်စီကိုရောက်လာခဲ့ပြီးအတော်လေးဆင်းမြင့်တဲ့အပြင်အန်တယ်များတာကြောင့်ဘယ်သူမှမဝင်ရဲတဲ့အခြေအနေပဲဖြစ်ပါတယ်ရန်ရန်ကတော့အေးအေးဆေးဆေးပဲဝင်ဖို့ရှောက်လာနေခဲ့ပြီးဘေးကလူတွေကတော့ကဆိုးပေါ်လာရင်ချက်ချင်းနိုင်နှင်းပြစ်ဖို့နဲ့မနိုင်နှင်းနိုင်ရင်ကိုတင်မဲ့အကြောင်းပြထွက်ပြေးလို့လွတ်လာရင်တော့နိုင်ငံချက်တွေကြောက်မှဖြစ်တဲ့အတွက်ပြဿနာတက်မှဖြစ်တဲ့အကြောင်းဝိုင်းသတိပေးနေခဲ့ပါတယ်ဒါမျိုးစင်းမြလောကငယ်ဆိုတာအဖွဲလိုက်ပဲဝင်ကြတာဖြစ်ပြီးတယောက်တည်းလာတဲ့ရန်ရန်ကိုတော့ level 9ဆိုရင်တော့အားလုံးကတင်မယ်လို့ပဲတစ်ထက်ချမှတ်ယူထားကြတာပဲဖြစ်ပါတယ်ဘာမှခရူးမဆိုင်တဲ့ရန်ရန်ကတော့ဘေးစကားတွေဝေဖန်တန်တွေကိုခရူးမဆိုင်ပဲပေါ်တယ်တဲ့တယောက်တည်းဝင်လာခဲ့ပြီးစားတွေ့ကြတဲ့ကပင်းကူတေးသေးလေးတွေကတော့အရင်လောကတွေကလို့ပါစီပါဆက်တားရဲစစ်တင်းနှစ်လေးတွေမဟုတ်ပဲတားရဲစစ်ဆက်နဲ့ရှိနေတဲ့အခြေအနေပဲဖြစ်ပါတယ်တယောက်တည်းဝင်လာတယ်ဆိုရင်တော့ဆင်းခေါ်တားရဲ3ဝေါ်အောင်ရှိနေတာကြောင့်ရန်ရန်ကတော့အေးဆေးနိုင်ယူလိုက်နိုင်ပါတယ်တားလိုက်တဲ့တားရဲကဆင်းမြစ်လေးပြန်ရတဲ့စုချင်းနဲ့ level တက်နှုံးကအဆင်းမြစ်လေးဖြစ်ပြီးအတွေ့အကြုံကိုရမှ600ပြင်ပင်းကူဓာတ်ချက်တစ်ချောင်းကိုပါရရှိရဖြစ်ပြီးပင်းကူကိုဆိုတဲ့တားရဲပင်းကူတွေကြီးရှိနေတာပဲဖြစ်ပါတယ်နေတော့လက်အကောင်ငယ်လေးတွေကိုတက်ပြီးအခုဒီအဓိကတားရဲကိုမတွေ့သေးတာကြောင့်ရန်ရန်ကြောက်စဉ်းစားနေခဲ့ပြီးတွေးလို့မဆုံးသေးခင်မှာပဲကဆိုးတားရဲပင့်ကူကအရှိမပေါ်လာခဲ့ပါတယ်ကဆိုးတားရဲဆိုတဲ့အတိုင်းချက်ချင်းတည်စင်နိုင်တဲ့အစိတ်တွေပြင်စွားတွေကလည်းနည်းနည်းရမဟုတ်ပဲလှူရှားနိုင်စားနဲ့အမြန်နှုံးကလည်း3အောင်တကောက်ချင်းနေမှာတော့အေးစေးခုခံရင်တိုက်ခိုက်ရင်ရှောင်ပြနေတာပဲဖြစ်ပါတယ်ရန်ရန်ကတော့တားရဲတွေရဲ့စမ်းဆောင်ရည်တင်မဟုတ်ပဲသူရဲ့ကိုယ်ပိုင်စွန့်ရင်ဖြစ်တဲ့ဝင်းရင်စုပ်ပြင်းခြင်းကိုတတိယသွားခဲ့ပြီးခဏလောက်ဖြစ်တားရဲပင့်ကူကိုရတန်းသွားစေခြင်းခဲ့ပေမဲ့ပင့်ကူကောင်ကတိုက်ခိုက်မှုနဲ့လာရကတဆင့်နောက်ကရန်ရန်ကိုတတိထားမိသွားခဲ့ပါတယ်တတိထားမိရုံတင်မကပဲလက်တံတစ်ခုနဲ့ပါပြစ်ခတ်ရင်တိုက်ခိုက်လိုက်ပြီးအချိန်ကမြန်လုံးတာကြောင့်ရန်ရန်တက်ဘလို့မှရှောင်ခြင်းမရပဲပင့်ကူရဲ့တိုက်ခိုက်မှုကိုတိုက်ရိုက်ထိသွားခဲ့ပါတယ်ခန္ဓာကိုယ်မှာရှိနေတဲ့ဆင်းခေါ်ကောင်ငကားလိုက်ရဲ့အကာအကွယ်ကြောင့်သာကံကောင်းသွားတာဖြစ်ပြီးတောင်ပင်လည်းကြားရတားရဲတခင်တွေရဲ့ထိခိုက်မှုကိုဆင်းခေါ်တားရဲတွေကကိုစားခံပေးနိုင်တာမျိုးပဲဖြစ်ပါတယ်ရန်ရန်ကိုစားတမ်းမိတ်ထိသွားတယ်မာပါတယ်ဆိုတဲ့ငကားလိုက်ကတော့အတော်လေးထိနာသွားပြီးနောက်တစ်တိုက်ခိုက်မှုကိုထပ်ခုခံမှုဆိုတာမဖြစ်နိုင်တော့တာကြောင့်ရန်ရန်လက်ဝဲရင်ဆုပ်ပြဲခြင်းကိုနောက်တစ်စိမ်ထိထိမိမိတုံးလိုက်ရင်အလင်းငကားရဲ့တိုက်ခိုက်မှုနဲ့ပေါင်းစပ်ရင်အဆုံးသတ်လိုက်နိုင်ခဲ့ပါတယ်အစင်းဆက်တော့မကောင်းဆိုးဝါးကပ်ဘေးကိုနိုင်နေနိုင်ခဲ့တာကြောင့်ထောင်ချီတဲ့အမှတ်တွေပြင်ကပ်ဘေးလန် level နဲ့ဆက်ဝရင်ဒုက္ခကိုဖြောင်းနိုင်တဲ့မျက်နှာဖုံးစားတဲ့တိုက်ခိုက်ရည်ပြင်ပလောကမှာပါအသုံးဝင်နိုင်တဲ့ပစ္စည်းတွေကိုပါရလိုက်တာပဲဖြစ်ပါတယ်ငကားလိုက်ကတော့ထိနာသွားတဲ့အတွက်ပြန်နာခိုင်းလိုက်ရပြီးထိခိုက်သွားတဲ့ငကားလိုက်တဲ့ရန်ရန်ကသူ့ကိုယ်သူအပြစ်တင်ရင်ရှေးဆက်သူ့ရဲ့အသက်ဆွမ်းရင်ကိုပုံမတော့အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အပြင်မှာဝေဖန်လေကန်ရဲ့အလောင်းကောက်ဖို့စောင့်နေတဲ့သူတွေရှိကိုရန်ရန်တယောက်မဲ့တပေါက်တော့မဆုံးပဲကပ်ဘေးကိုနိုင်နေနိုင်ခဲ့တဲ့ပြင် level 9နဲ့ပြန်ထွက်လာတာကြောင့်ရန်ရန်ရဲ့ဆင့်ခေါ်သားရဲ့ပေါ်မင်းကုန်းထုတ်တံတွေနဲ့အခြားပစ္စည်းကောင်းတွေရှိလို့ဘာညာဆိုပြီးစူညံသွားခဲ့ပါတယ်မစ်ရှင်လက်ခံတဲ့နေရာမှာရလာတဲ့ကပ်ဘေးနှလုံးကိုတင်သွင်းလိုက်တာကြောင့်မစ်ရှင်ပြီးမောက်ပြီးဆုလက်နေနဲ့တားရဲစစ်မဲ့ကြောက်တုံးကိုရရှိသွားခဲ့ပါတယ်တားရဲစစ်မဲ့ကြောက်တုံးဆိုတာဆင်းခေါ်တားရဲရဲ့စွမ်းရည်တွေကိုမြင့်တင်ပေးနိုင်တဲ့ပြင်စွမ်းရည်တစ်တွေကိုတိုးစေတာဖြစ်လို့ရန်ရန်ပြသဘောတွေ့နေပြီးအရင်ဆုံးမစ်ရှင်ကရလာတဲ့အခြားပစ္စည်းတွေကိုရောင်းဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ရန်ရန်ပြလမ်းလျှောက်နေရင်စပင်အပြားရောင်မျက်လုံးပြာရောင်နဲ့အတော်လေးဟော့နေတဲ့အမျိုးသမီးတယောက်ကိုဝင်တိုက်မိပြီးရင်လေးနေတဲ့ကွင်းကိုတော့ရင်မခုန်တဲ့ကိုလိုချောကမိမလာလေးကြောင့်ချက်တွေးတွေဖြာနေခဲ့ပါတယ်အမျိုးသမီးကတော့သူ့အသားယူခြင်းလို့တမန်ဝင်တိုက်တယ်ဆိုပြီးရန်ရှာနေတာကြောင့်ရန်ရန်တယောက်သူ့စင်စားတွေရောင်းဖို့လောလောနဲ့လာရင်မတော်တဆတိုင်းမိတဲ့ကြောင့်ရှင်းပြလိုက်ရပါတယ်အမျိုးသမီးကတော့ level 9ပဲရှိသေးတယ်ရန်ရန်စီကဘာပစ္စည်းကောင်းများရှိမှလဲဆိုပြီးတွေးနေရင်ရန်ရန်ခါပင့်ကူမိတ်ဆာခေါင်းဆောင်ရဲ့ဓာတ်ရှည်ကိုမြင်သွားတာကြောင့်ချက်ချင်းပဲအချိုးပြောင်းသွားခဲ့ပါတယ်အပြောင်းလဲမှန်တဲ့မိမတွေရဲ့တဘာဝအတိုင်းအခေါ်ဘောကအစမောင်းလေးဖြစ်သွားခဲ့ပြီးရန်ရန်ကိုလည်းအယောင်းဝယ်စင်တာမှာတွားရောက်ရင်စိမ့်နေလွန်းတာကြောင့်ဒီဓာတ်ကိုသူ့စီမှာပဲရောင်းဖို့နဲ့သူယူမှာဖြစ်ကြောင်းပြောလိုက်ပါတယ်အခုပဲတဲ့အချိုးပေါင်းစုံပြောင်းနေတဲ့မိမကိုမယုံနိုင်ပဲရန်ရန်ကတော့အလိန်ခိုင်းမှာစိုးနေခဲ့ပြီးစပင်ပြားနဲ့မိန်းကလေးကတော့သူ့ကိုယ်သူမိတ်ဆာဖွဲ့စည်းကကြမ်းချောင်ရှူဖြစ်ကြောင်းနဲ့အစင်စားကုန်ကျန်းတွေကိုအဓိကဝယ်ယူတဲ့တောင်းဝယ်ယူထားတာဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်အဖွဲ့အစည်းရဲ့ဂုံတိတ်ခါထဲမှာယင်ပြီးပေးရတဲ့ပစ္စည်းနဲ့ပြန်ရတဲ့တန်ဖိုးကတန်စေရမယ်လို့အာမခံနေတဲ့ပြင်အယောင်းဝယ်စင်တာကဈေးနဲ့လွန်းတာကြောင့်တိတ်မယုံရဲတဲ့ရန်ရန်လည်းပင်းကူထားပြင်အခြားပစ္စည်းတွေကိုပါအကုန်ရောင်းမဲ့ကြောင်းပြောလိုက်ပါတယ်ကပ်ဘေးမကောင်းဆိုးကတတ်မှတ်ရမယ်ပစ္စည်းတွေဖြစ်နေတာကြောင့်ကျန်းချောင်ယူလည်းအတော်လေးအော်သွားခဲ့ပြီးရန်ရန်ကတော့လူမြင်ကွင်းမှာအရန်ထိတ်သလားမလို့ဖို့ဝင်ထဲတတိပေးလိုက်ပါတယ်ဒီလေဗန်နဲ့ဒီလိုပစ္စည်းတွေရှိနေတာကြောင့်မတမာတဲ့နီးနယ်များရထားတာလားလို့ထင်သွားခဲ့ပြီးရန်ရန်ကတော့သူကိုယ်နဲ့ရှင်းပြီးရလာတာဖြစ်ကြောင်းပြောလိုက်တာကြောင့်ကျန်းချောင်ယူလည်းမောင်လေးရန်ရန်ကိုအထင်ကြီးသွားခဲ့ပါတယ်ရန်ရန်ပစ္စည်းတွေကိုအကုန်ယူမဲ့ကြောင်းပြောလိုက်ရင်ရုပ်လဲချောသလိုပါရမီလည်းရှိတယ်ဘာညာနဲ့ရန်ရန်ကိုမြောက်ပြင်းရင်သူကူညီတစ်ခုတောင်းချင်တဲ့အကြောင်းကျန်းချောင်ယူကပြောလိုက်ပါတယ်တောင်ပိုင်းမှာဆက်ဆက်လေးရှိတဲ့မင်းစာမောင်းရတစ်ခုရှိတဲ့အကြောင်းနဲ့
မင်းစာပင်ရဲ့ဥကောင်းခွန်ကိုသူလိုအပ်တဲ့အကြောင်းကျန်းချောင်ယူကပြောလိုက်ပြီးအဲ့ဒါကိုသာရရင်သူ့ခန္ဓာကိုယ်နဲ့ကျေးဇူးဆက်ပတ်မယ်လို့မိမသားပြီးအင်ရရှိပြောနေတာကြောင့်ရန်ရန်လည်းသူကအခုလိုလွယ်တဲ့သူမဟုတ်ကြောင်းယောက်ျားပြီးနေဆက်နေရပါတယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီမင်းစာဥကောင်းခွန်ကိုသာရရင်အကျိုးမနေကြောင်းပြောနေတဲ့ပြီးရန်ရန်ကိုယ်တိုင်ကလည်း level တက်ဖို့လိုတာကြောင့်အစင်းဆက်လေးစုံစမ်းမှုလောကငယ်ဆိုရင်တိတ်မဆိုးတဲ့အကြောင်းတွေးရင်လက်ခံလိုက်ပါတယ်ကျန်းချောင်ယူကတော့ရန်ရန်ပစ္စည်းတွေအကုန်ဝေကထွက်သွားပြီးရန်ရန်လည်းတားရဲကိုအစင်းမြင့်တင်ဖို့တနေရာထွက်လာခဲ့ပါတယ် level 9နဲ့ကပိတ်ပစ်ကိုမကောင်းဆိုးအောင်နိုင်နေနိုင်တာစိတ်ဝင်စားစရာစကားတာနဲ့သူအဖြစ်အပျက်တွေအားလုံးကိုစောင့်ကြည့်နေတဲ့လူတစ်ယောက်ရန်ရန်တို့နားမှာရှိနေခဲ့တာပဲဖြစ်ပါတယ်မရှင်ကရလာတဲ့တားရဲရဲ့အစင်းမြင့်ကြောက်တုံးတွေကိုရန်ရန်တယောက်နောက်ဆုံးဆင်းခေါ်ထားတဲ့တားရဲရှင်ထမ်းပေါ်အသုံးပြုလိုက်ပြီးအစင်းမြင့်သွားတဲ့ရှင်ထမ်းကတော့ငကိုစွမ်းရည်နဲ့တိုးသွားတဲ့ပြင်ပစိန်တစ်ချက်နဲ့တော့တော်ရုံကပိတ်မကောင်းဆိုးတွေကိုနည်းနည်းနဲ့တော့မှာပဲဖြစ်ပါတယ်ကျန်းချောင်ယူပြောတဲ့မိုင်းကျွန်းတွေကိုရန်ရန်တယောက်ဝင်လာခဲ့ပြီးအဖွဲလက်စီးကြုံနေတဲ့အစင်းဆက်လေးမင်းစာတွေကိုတော့ဆင်းခေါ်တားရဲရှင်ထမ်းကပစိန်တစ်ချက်တည်းနဲ့နည်းနည်းနိုင်ပြီပဲဖြစ်ပါတယ်မင်းစာလောက်ကတော့အစင်းဆက်လေးဆိုရင်တော့ရှင်ထမ်းကအတိအကျလေးစတော့လွယ်ကူနေပြီးမနေ့ကတန်ရာရထားတဲ့ငကားလိုက်ကတော့ဝင်မတိုက်ရလို့ပြင်းနေတာပဲဖြစ်ပါတယ်တနေရာအရောက်မှာတော့ကျမ်းပါတယ်ဆိုတဲ့ရှင်ထမ်းရဲ့တက်ချက်ကိုမင်းစာတကောင်အခုခံနေပြီးခေတူမဟုတ်တဲ့မင်းစာကတော့ခုခံနိုင်စွမ်းရတက်ခိုက်နိုင်စွမ်းပါအတော်လေးမြင့်မားတဲ့မင်းစာစစ်သူကြီးပဲဖြစ်ပါတယ်ရန်သူရဲ့စွမ်းရည်တွေကိုရန်ရန်ကထောက်လန်းချင်းစွမ်းရည်နဲ့စစ်စတန်လိုအရာကနေထောက်လန်းနိုင်တာဖြစ်ပြီးဒီချက်ကြောင့်မှရန်သူချိန်နေနဲ့ဘယ်ဘက်ကဘလို့တိုက်စစ်ဆင်ရမယ်ခန်းစစ်ပြင်မယ်ဆိုပြီးအလွယ်တကူသိနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်မှစင်ပေါ်သားရဲ့ရှင်တန်းကိုဆင်းမြစ်လိုက်ပြီးချက်ချင်းအဆုံးတက်လိုက်နိုင်တာကြောင့် level 10မှာတုံးလို့ရမယ်စစ်သူကြီး6ကိုရန်ရန်တယောက်ရရှိသွားခဲ့ပါတယ်အစားတည်းကပတ်စံစုပြီး6ဝက်တစ်ခုလောက်ဝယ်ဖို့စဉ်းစားထားခဲ့ပေမဲ့အခုတော့အရှင်ပြေပြေနဲ့ရလာခဲ့ပြီး level 10မှာတုံးလို့ရမယ်ဆိုတာကြောင့်ရန်ရန်တယောက်မိုင်းတွင်းတွေအခြားမကောင်းဆိုးဝါးတွေကိုအကုန်တိုက်ရင် level တင်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်မင်းစာကူထက်မင်းစာမကောင်းဆိုးဝါးတွေကိုတားရဲတုံးအောင်ရင်ပေါင်းဆက်တိုက်ွက်နဲ့အနိုင်ယူလိုက်တာကြောင့်ရန်ရန်တယောက် level 10တက်သွားခဲ့ပါတယ်တားရဲတခင်တွေ level 10ဆင်းခေါ်တားရဲတွေကပါ level တက်တာဖြစ်ပြီးအခုဆိုရင်တားရဲတုံးအောင်လုံးကရန်ရန်စတဲ့ဆင်းခေါ်တုံးကတက်ခုခံနိုင်စွာအမြန်နှုတ်တက်ခိုက်နိုင်စွာတွေကတိုးတက်လာပြီပဲဖြစ်ပါတယ်ကျန်းချောင်ပြောလိုက်တဲ့မင်းစာပင်ရှိကိုရန်ရန်တယောက်ရောက်လာခဲ့ပြီးဘရင်လို့ပြောတဲ့အတိုင်းသူရဲ့စွမ်းရည်တွေကလုံးဝ over power ဖြစ်နေတာပဲဖြစ်ပါတယ်။အော်တန်တစ်ချက်ကိုတော့အတော်လေးခုကနေရတာဖြစ်ပြီးတိတ်မလွယ်တဲ့မင်းစာပင်ကိုရန်ရန်တယောက်တေချာကွက်ချတိုက်ရမှာဖြစ်တဲ့အကြောင်းနဲ့တားရဲတွေကိုလည်းသူပြောတဲ့အတိုင်းတေချာတိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ခေါင်းမပါတဲ့ရှင်ထန်းကတော့ရန်ရန်စကားမဆုံးခင်ပါပဲ။မင်းစာပင်စီတကောင်နဲ့ပြေးဝင်သွားတာကြောင့်ရန်ရန်ရောကြံတဲ့ကောင်မှာကြောင်တောင်ဖြစ်သွားခဲ့ပါတယ်။ခေါင်းမပါလို့အုံနောက်လည်းမရှိသလိုနားပေါင်ပါမယ်ဆင်းကောတားရဲတဲ့မှာရှင်ထန်းကအတ္တမာဆုံးဖြစ်ပြီးမင်းစာပင်ကတော့တံပြန်စွမ်းရည်နဲ့တစ်ချက်တည်းခေါင်းဖြုတ်ပေးလိုက်တာပဲဖြစ်ပါတယ်။ရှင်ထန်းရဲ့တိုက်ခိုက်နိုင်စွမ်းကိုရန်ရန်တော့အော်နေပြီးဘာပဲဖြစ်မင်းစာပင်ရဲ့ခေါင်းကိုရပြီဖြစ်လို့ကျန်းဆောင်ယူကိုတွားပေးဖို့မင်းစာကူတဲ့ထွက်လာခဲ့လိုက်ပါတယ်။ဂူပြင်ဘက်မှာတော့ငမားနှစိတ်ကိုစီကတ်ထားတဲ့လူသစုကရှိနေပြီးရန်ရန်ကိုလည်းတွေ့ရနဲ့ရန်စကားစပြောနေခဲ့ပါတယ်။ level တက်တာမြန်လုံးနေတဲ့ရန်ရန်ကိုနှက်လက်နဲ့ရှိတယ်လို့ဆွဆွဲနေတဲ့အပြင်မင်းစာပင်ရဲ့ဥကောင်းကိုပါလာတောင်းနေတာကြောင့်ရန်ရန်လည်းဒီလူစုကလူကောင်းနေမှုမဟုတ်ဘူးဆိုတော့ရိတ်စားမိလိုက်ပါတယ်။ရန်ရန်မှာအစွမ်းထက်တဲ့နှက်လက်နဲ့ရှိနေတယ်လို့ထင်နေတဲ့အပြင်အသာတကြီးမပေးရင်တပ်ပြစ်မယ်လို့ပါပြောနေတာကြောင့်ဒီငနွားတိုက်ကတန်မန်လုံးနဲ့ဖြည့်ရှင်းလို့မရတော့တာကိုရန်ရန်တယောက်တိလိုက်ပါတယ်။အရင်ဆုံးမင်းစာဥကောင်းကိုပေးမယ်လို့ပြောရင်စကားနိုင်ဖို့လုပ်ပေမဲ့ခေါင်းဆောင်လုပ်တဲ့သူကအစင်းဆက်လေးရှိတဲ့စွန်သားလောက်ကငယ်ကိုနှက်လက်နဲ့တာမရှိရင်မဝင်နိုင်ဘူးဆိုပြီးမရှိတဲ့လက်နက်ကိုတင်းတောင်းနေတာပဲဖြစ်ပါတယ်။စကားနဲ့မရှိဘူးလို့ရှင်းပြနေလည်းမထူးတဲ့နောက်ရန်ရန်လည်းတမြောင်တစ်ချောင်းထုတ်ပြီးသူ့ကိုသူငမန်းနဲ့လို့ကြွေးနေတဲ့ခေါင်းဆောင်ဖြစ်သူကိုအရင်ဆုံးဘွားကူပေးလိုက်ပါတယ်။ရှေ့ဆောင်နွားလာကဖြောင်းဖြောင်းတည်သွားတော့နောက်နွားတိုက်ကရန်ရန်ကိုခရီးသာထင်နေပြီးတိုက်ခိုက်ဖို့စင်းကိုတားရဲတွေကိုထုတ်လိုက်ကြပါတယ်။သူတို့ဝိုင်းထွေးရင်တော့တင်းနေတယ်ဆိုပြီးအားချောင်းနဲ့တကောင်းသားတိုက်ကိုရန်ရန်လည်းသူတို့စိတ်ကူးတော့မရင်ဘူးတဲ့စစ်ခေါ်သားတွေထုတ်ပြလိုက်ပြီးအခုမှကြောက်ပါပြီးလုံနေလည်းမမီတော့တာမို့ခေါင်းပြက်ရှင်ထမ်းနဲ့အကုန်ရှင်းပြလိုက်ပါတယ်ရန်ရန်ကတော့အင်အားကြီးသူကအားနေသူကိုအနိုင်ရမယ်ဆိုတော့လောကရဲ့စီးမြင့်ကိုတိပေမဲ့ပထမဆုံးလူတပ်ဖူးတာမလို့စိတ်ချက်အနေငယ်နေလို့မကောင်းဖြစ်နေခဲ့ပါတယ်ကျန်းချောင်ကြီးကိုမင်းစာပင်ရဲ့ဥကောင်းခွန်အာယူသိကျင်တာတွေစုံစမ်းခဲ့ကရန်ရန်ပြောက်အတွေးထဲမှာမျောနေတော့ကျိုးရင်းကရုပ်ပြက်ရောက်လာတာကြောင့်မြောက်သားရုပ်ရုပ်တဲတဲဖြစ်သွားခဲ့ပါတယ်ကျိုးရင်းကဒီနေ့ပင်းကူကိုမရန်ရန်ကိုမတွေ့ရကြောင်းလာမေးတာဖြစ်ပြီးရန်ရန်ကသူချားနေရသွားနေတဲ့အကြောင်းနဲ့ level 10ရောက်သွားပြီဖြစ်တဲ့အကြောင်းပြောလိုက်တာကြောင့်ကျိုးရင်းလည်းရန်ရန်ကိုမနာလို့ဖြစ်သွားခဲ့ပါတယ်ကျောင်းထဲမှာကအမြဲဘလောက်ကြိုးစားရန်ရန်နောက်မှာပဲသူကရှိနေပြီအခုတည်းလည်းနောက်ရောက်နေသေးတာကြောင့်ရန်ရန်ကိုမနေ့ပြန်သူ့ကိုအဆင့်ကိုတင်ပေးရမယ်ကြောင့်ပူစာလိုက်ပါတယ်သူလည်းထိုင်လုံးကျောင်းတော်ကိုဝင်ခွင့်ရကျင်တာကြောင့်ရန်ရန်ကို level ကိုတင်ခိုင်းတာဖြစ်ပြီးချစ်ဖို့ကောင်းပူစာနေတဲ့ကြိုးရင်ကြောင့်ရန်ရန်လည်းသဘောတူလိုက်ပါတယ်နောက်နေ့မှာတော့ပင်းကူကိုစွန်စားလောကငယ်ကိုရန်ရန်နဲ့ကြိုးရင်ရောက်လာခဲ့ပြီးဂူရှိမှာမင်းကလိုငမားနှစိတ်နဲ့လူတွေရှိနေတာကိုရန်ရန်ကတတိထားမိသွားပါတယ်ကျိုးရင်းကတော့ရန်ကိုသူတို့နဲ့ဝေးဝေးနေဖို့ပြောလိုက်ရင်မင်းကအနိုင်ရငမန်းဖွဲ့တစ်ခုအသက်ခံရတဲ့အကြောင်းသူ့ပဲပြောတာကြားခဲ့တယ်လို့ကျိုးရင်းကပြောလိုက်ပါတယ်။တစိမ့်၄ခုကလွှင့်ရင်အလောင်းတော်ရှာမရတာကြောင့်ဘယ်သူလုပ်လဲဆိုတာကိုခြေရခံလို့မရဖြစ်နေပြီ။အနိုင်ရငမန်းဖွဲ့ဆိုတာအင်အားရှိတယ်ဆိုတာမကောင်းတာတဲ့အကုန်လုပ်နေတာမလို့လူချင်မဖြစ်နေတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ကျိုးရင်းကတော့ငမန်းဖွဲ့စည်းကိုတတ်သွားတဲ့သူကိုသဘောချနေတာဖြစ်ပြီးရန်ကတော့သူ့ကိုဘယ်သူမှတန်တရားမဝင်တဲ့စိတ်တသက်ရနေခဲ့ပါတယ်။ရန်တို့စကားများနေတော့တငယ်ချင်းဖြစ်သူရောက်လာပြီးရန်နဲ့ကျိုးရင်းကိုထိတ်လောက်တာလားလို့ထားမေးလိုက်တာကြောင့်ရန်ကပဲသူတို့၃ယောက်အဖွဲ့လိုက်ဆင့်တင်မှာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။စုံသားလောကငယ်ရဲ့အခက်ခဲဆုံးအိမ်မက်ဆိုးစင်ကိုရွေးချယ်လိုက်တာကြောင့် level 5ပဲရှိသေးတဲ့တငယ်ချင်းဖြစ်သူလဲဖြစ်ပါမလားတွေးနေခဲ့ပြီးရန်ကတော့သူရှိရင်အားလုံးစင်ပြတဲ့အကြောင်းနဲ့
ဘယ်သူမှမထိခိုက်စေရဘူးလို့ခရီးပေးလိုက်ပါတယ်ကျိုးရင်းက S လုံးစင်းနဲ့ A ဆင်းရှိတဲ့တားရဲကောင်ကိုဆင်းခေါ်နိုင်တာဖြစ်ပြီးရန်သူပင်းကူတွေကပေါ်တဲ့ level မဟုတ်တာကြောင့်ရန်ကလည်းသူ့ရဲ့ဆင်းခေါ်တားရဲတွေအားလုံးကိုဆင်းခေါ်လိုက်ပါတယ်စွမ်းအားကြီးလုံးပြီးတစ်ခါမှမြင်ဘူးတဲ့ကောင်တွေကိုမြင်လိုက်ရတဲ့ကျိုးရင်းတို့နှစ်ယောက်ကတော့မျက်လုံးပြူးတဲ့ဒီကောင်ဘာကောင်ကြီးလေးတွေဖြစ်ကုန်ကြပါတယ်တားရဲတောင်မဟုတ်ပဲစာလိပ်ကြီးဖြစ်နေလို့ပြင်ဆင်နေတဲ့စာလိပ်လို့ခေါ်နေကြတာဖြစ်ပြီးရန်ကတော့သူ့ရဲ့စာလိပ်ကထူးခြားတဲ့ကြောင့်ဒီကိစ္စကိုရှုပ်ဝက်ထားပြီးလို့ကျိုးရင်းတို့ကိုပြောလိုက်ပါတယ်ရန်ရဲ့ကူညီနဲ့ပင်းကူကမိစ္ဆာတားရဲတွေကိုနှိမ်နေရင်ကျိုးရင်းလည်း level 10တက်သွားခဲ့ကထိုင်လုံကျောင်းတော်ကိုဝင်ခွင့်ရတော့မှမို့ကျိုးရင်းတက်ပျော်ရွှင်နေပြီးရန်ကိုလည်းမဟုတ်ကျွေးဖို့တဘောတူလိုက်ပါတယ်လေလန်က level 9ကျိုးရင်းက level 10ရန်က level 7ထိတရားထက်နဲ့တိုးသွားခဲ့တာဖြစ်ပြီး level 10နောက်ပိုင်းရန်ရဲ့ level တက်နိုင်ဆုံးကတိတိတတ်တာနေလာတာပဲဖြစ်ပါတယ်စူးစမ်းမှုလောကငယ်တွေကထွက်လာပြီးကျိုးရင်းကရန်ကိုညှောက်တဲ့ထမင်းစားဖို့ခေါ်သွားတာကြောင့် FA ချင်းသူ့ပေမဲ့လူတချို့လို့မဟုတ်ပဲအလိုက်ကြီးတဲ့လူရန်လည်းတယောက်တည်းနေခဲ့လိုက်ပါတယ်နောက်ရမှာတော့ကျောင်းဝင်ခွင့်တဲ့စာမွေးဖြေရမှာဖြစ်ပြီးရန်ကအိပ်ပျော်နေတဲ့အတွက်နောက်ကျနေတာကြောင့်ကျိုးရင်းရဲ့အသားမိုင်ဆရာကရန်ကိုတေးပြီးလို့တော့ထင်နေတာပဲဖြစ်ပါတယ်ဆရာချင်းချင်းလေးတိုက်နေလို့ရန်က level 7နဲ့ရောက်လာတာမို့ဆရာလည်းလေးဆက်မတိုက်နိုင်တော့ပဲသူ့စကားနဲ့သူဆုံးအပ်သွားခဲ့ရပါတယ်ရန်ကအမြဲတမ်းနံပါတ်1ဆိုတဲ့နေရာအတွက်စူးစမ်းနေတာဖြစ်ပြီးလက်ရှိဖြစ်စေသူကျောင်းသားတွေထက်မှလည်း level မြင့်ဆုံးကျောင်းသားပဲဖြစ်ပါတယ်ရန်တို့လိုတားရဲတခင်တွေမှာအစင်းမြစ်လာလေလေပေါ်ပြန်နိုင်တဲ့အစွမ်းတွေကြီးပါပိုင်ဆိုင်မှာဖြစ်ပြီးရန်တို့ဆောင်းပွဲကိုကြီးကြပ်မဲ့သူကတော့ level 16ရှိတဲ့ဆရာမော်ရမ်းပဲဖြစ်ပါတယ်ဆောင်းပွဲမှာအဆင့်30ဖြည့်ဆိုရမှာဖြစ်ပြီးမတမာမှုသုံးပြတာတွေးရှိရဖြစ်ပြီးစစ်ဆေးလို့တွေးရှိတာပဲဖြစ်ဖြစ်ဆောင်းပွဲကထက်ချင်းထုတ်ပင်မှာပဲဖြစ်ပါတယ်ပထမပွဲစဉ်တွေနဲ့ကျောင်းသားတွေရဲ့အင်အားနဲ့စိတ်ဝိညာဉ်ကိုစမ်းသပ်မှာဖြစ်ပြီးကျောင်းသားအားလုံးတည်တတ်နေအောင်ဝင်ရောက်ကြမှာပဲဖြစ်ပါတယ်အထက်မှာရုပ်ထုနှစ်ခုကရှိနေမှာဖြစ်ကရုပ်ထုတွေကိုဓာတ်မဲ့900ပေးလိုက်တိုင်းမှာဓမ္မရရှိမှာဖြစ်တယ်လို့ဆောင်းပွဲကြာခြင်းကနိုင်ဝတ္တိကြာမြင့်မှာပဲဖြစ်ပါတယ်ကျောင်းသားတယောက်ကရုပ်ထုကိုတတ်လိုက်ရင်ရောလို့ပြောနေတာကြောင့်ရုပ်ထုတွေမှာ physical တစ်ဖက်90%ပြင်ဓာတ်စစ်တွေကိုပါခါနိုင်ရှိတာကြောင့်လက်ရှိကျောင်းသားတွေစစ်နေဆိုရင်ဘလို့မှတက်နိုင်စရာအကြောင်းမရှိပြန်အမှတ်ရဖို့တော့အတော်လေးဓာတ်မိတ်ပြီးတိုက်ခိုက်ရမှာဖြစ်ပါတယ်စာမွေးစတင်ပြီးဖြစ်လို့တီးတန်းနေရာကိုရန်တို့ရောက်လာခဲ့ပြီးအထက်မှာတော့ကြောက်သားရုပ်ထုတစ်ကောင်အကျိုးဆိုးနေတာပဲဖြစ်ပါတယ်ဘလို့ကြီးကြီးတောက်ရမ်းမာတဲ့ကောင်တွေဖြစ်တာကြောင့်ရန်လည်းတုံဆိုင်မနေပဲသူ့ရဲ့အကျန်းဆုံးတားရဲရှင်ထန်းကိုပဲဆင်းခေါ်လိုက်ပါတယ်ရှင်ထန်းကဆင်းမြစ်ခိုင်းလိုက်ပြီးမာပါတယ်ဆိုတဲ့ကောင်တွေကိုရှင်ထန်းကတစ်ချက်လောက်ခုတ်လိုက်ရုံနဲ့ထောင်နဲ့ချီတဲ့ဓာတ်မိတ်တွေကြောင့်ခုတ်ချက်နှစ်ချက်နဲ့အမှတ်180တိရရှိသွားတာပဲဖြစ်ပါတယ်ကောင်းမပါတဲ့တကောင်သားကကြောက်ထုတစ်ခုအသေးချေကျိတ်နေပြီးမာပါတယ်ဆိုတဲ့ကောင်တွေကိုနောက်ဆုံးမှာတော့ပစိန်ချောင်းနဲ့ဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ်လက်ရှိစာမွေးကြီးကြပ်သူတွေထက်မှာဆရာမော့ကျိုးရင်းဖေနဲ့ကရုံးဆရာတယောက်ပါတာဖြစ်ပြီးကရုံးဆရာကတော့ကျိုးရင်းကိုသူ့ဖေရှိမှာစုံမြောက်နေခဲ့ပါတယ်ကျိုးရင်းရဲ့ဖခင်နဲ့ဆရာမော့ကတော့ပါရမီရှင်ဆိုရင်လက်ရှိရပိုင်းတွင်S နှလုံးစင်တဲ့ပိုတဲ့တားရဲတုံးကောင်ကိုဆင်းခေါ်ထားသူကတကယ်ပါရမီရှင်ဖြစ်ပြီးအားလုံးကထိုးသူဘလူလဲဆိုတာကိုစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်အဲ့လိုပါရမီရှင်ကသူတို့ငကားတိုင်းပြီးတကယ်လိုအပ်တဲ့သူဖြစ်ကြောင်းပြောနေတော့ရုပ်ထုတွေကိုပျက်စီးသွားလို့အမှတ်2000ရသွားတဲ့ရန်ကတာမိုးပဲစပြီး9မိနစ်ပြအပြင်ပြန်ရောက်လာခဲ့ပါတယ်9မိနစ်ပဲရှိသေးတာမလို့ဆရာမော့ကစနစ်များတစ်ခုဖြစ်တာလားဆိုပြီးစစ်ဆေးကြည့်ပေမဲ့ဟုတ်မနေပဲရန်ကတော့သူရုပ်ထုတွေကိုဖြိုခွဲလိုက်လို့အပြင်ရောက်လာတဲ့ကြောင့်ပြောလိုက်ပါတယ်ဘဒုံကတော့ရန်ကိုစီးရန်ဖောက်တဲ့ပစ္စည်းသုံးတယ်လို့ဆွဆွဲနေပြီးရန်ကတော့မယုံကြည်စစ်ကြည့်လို့ရတယ်လို့ပဲပြန်ပြောလိုက်ပါတယ်ကဒုံကရန်ကိုဆောင်ဝဲထုတ်ခံရမယ်လို့အသေးချာပြောနေခဲ့ပြီးလက်တွေ့စစ်ဆေးကြည့်တဲ့ခါမှာတော့ရန်ပြဘာစီနာဖောက်တဲ့ပစ္စည်းမှမသုံးပဲ4မိနစ်နဲ့28စက္ကန့်တည်းရုပ်ထုတွေကိုဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်တခါမှမကြုံဘူးတဲ့အခြေအနေကြောင့်စာမွေးချစ်သူတွေလည်းအံ့ဩနေကြပြီးဆရာမော့ကတော့ရန်ကိုပါရမီရှင်တယောက်ပေါ်လာပြီးလို့တတ်မှတ်လိုက်တာပဲဖြစ်ပါတယ်ကျိုးရဲ့ဖခင်ဆရာကျိုးကလည်းရန်ကိုသူတမီအမြဲပြောပြတယ်တော်တဲ့ចောင်းသားဆိုတာမှတ်မိသွားခဲ့ပြီးကိုရွှေကတုံးကတော့ရန်ကိုအတလူကြီးပထွေးမုန်းနေတာပဲဖြစ်ပါတယ်အတလူကြီးဆောင်မွေးထုတ်ပြစ်မယ်လို့ပါချင်းချောက်နေတာကြောင့်ရန်လည်းသူကအမှားမလုပ်ခဲ့ရင်ကတုံးကိုဆောင်မွေးချစ်သူအဖြစ်ကပိတ်တဲ့အောင်လုပ်ပြစ်မယ်လို့ပြန်ချင်းချောက်လိုက်ပါတယ်ရန်ဘက်ကဘာမှမားမနေတာကြောင့်ဆရာမော့လည်းကတုံးကိုဝင်ထိုင်းလိုက်ရရန်ကိုပထမဆင်းတဲ့တရားဝင်အောင်မြင်ကြောင်းကြေညာလိုက်ပြီးကတုံးကတော့နေရင်ထိုင်ရန်ကသူ့ကိုရှက်ခွဲတယ်လို့ဆိုတာမကြေမနက်ဖြစ်နေခဲ့ပါတယ်။ကျန်တဲ့ចောင်းသားတွေကတော့အချိန်ပြည့်တဲ့အထိရုပ်ထုတွေကိုအမှတ်များနိုင်တဲ့များရအောင်တိုက်ခိုက်နေကြတာပဲဖြစ်ပါတယ်။ပထမဆုံးစာမွေးပြီးသွားတဲ့အချိန်မှာတော့ဝမ်ဒူတာအမှတ်များဆုံးចောင်းသားတွေကိုကြေညာခဲ့ပြီး1322မှတ်နဲ့ဂျိုရင်းကအဆင့်နဲ့ရရှိခဲ့ပါတယ်။ဒီအဆင့်မှာရုပ်ထုတွေကပြန်မတိုက်ခတ်ပေမဲ့ခုခံစားအတော်မြင့်တဲ့ကောင်တွေဖြစ်တာကြောင့်ပြောရရင်ပြန်မကျက်တဲ့ cross ကိုတစ်ဖက်သက်ချစ်တယ်လို့အခုလည်းတစ်ဖက်သက်တိုက်ခိုက်ရင်တချို့တွေကတော့ဆင်းခေါ်သားရဲပြီးလူတွေပါနာကျင်စရာတွေဒဏ်ရာတွေရကုန်တာပဲဖြစ်ပါတယ်။အဆင့်တစ်နဲ့ကြားရုပ်တွေကိုဖျက်ဆီးမှရနိုင်မဲ့အများဆုံးအမှတ်2000နဲ့ရန်ကိုကြေညာလိုက်တဲ့အချိန်မှာတော့ဂျိုရင်းပေါင်ចောင်းသားတွေအားလုံးအံ့ဩမှုတွေဝေဖန်တန်တွေနဲ့ဆူညံသွားကြပြီးဆရာကြီးမော့ကတော့မဖြစ်နိုင်ဘူးဆိုတဲ့ရန်ရဲ့မှတ်ကိုသူကိုယ်တိုင်အတည်ပြုထားတဲ့ကြောင့်ပြောလိုက်ပါတယ်။ရန်ရဲ့စာလေးအစုပ်ကဒီလောက်ထိစွမ်းထက်တာလားဆိုပြီးအံ့ဩနေကြရင်ဆရာကြီးမော့ကတော့ရန်4မိနစ်နဲ့ပထမဆင်းဆောင်မှုကိုဖြစ်နိုင်သွားတာကိုသိသွားရင်အကုန်ဆုံးကသွားမယ်ကြောင့်တွေးနေခဲ့ပါတယ်။ဆက်ပြီးဒုတိယဆင်းစတဲ့မဲ့ကြောင့်ကြေညာလိုက်ပြီးဒီအဆင့်မှာတော့ចောင်းသားတွေရဲ့ခုခံနိုင်စွမ်းနဲ့အမြန်နှုံးကိုစမ်းသပ်မဲ့ကြောင့်ဆရာမော့ကကြေညာလိုက်ပါတယ်။ဒုတိယအဆင့်ပွဲစဉ်မှာလည်းတည်တတ်နေရတဲ့ခုကိုဝင်ရမှာဖြစ်ပြီးအထဲမှာချော်ရီတားရဲကောင်ကရှိနေမှာပဲဖြစ်သွားတယ်။ပထမပွဲစဉ်လို့မဟုတ်ပဲဒုတိယပွဲစဉ်ရဲ့ချော်ရီတားရဲကတိုက်ခိုက်မှာဖြစ်တဲ့အပြင်တားရဲတိုက်ခိုက်မှုကိုတမနစ်ခုခံနိုင်တဲ့အမှတ်20ရရှိမှာပဲဖြစ်သွားတယ်။စာမော့ချန်က2နိုင်ကြာမြင့်မှာဖြစ်ပြီးပြောရရင်ចောင်းသားတယောက်ကတားရဲတိုက်ခိုက်မှုကိုရှောင်းတင်းရင်ပဲဖြစ်ဖြစ်တားရဲကိုနည်းနည်းလိုက်တာပဲဖြစ်ဖြစ်စာမွေးခန်းကထွက်မလာမချင်းတမနစ်ချင်းစီမှာအမှတ်ရနေမှာပဲဖြစ်သွားတယ်ဒီတစ်ခေါက်ရင်ဆိုင်ရမယ့်တားရဲကပထမပွဲစဉ်တုန်းကကြောက်ရွံ့တွေထက်ပုံမာပြီးတိုက်ခိုက်စွမ်းရည်ပါနေတဲ့ပြင်တိုက်ခိုက်တဲ့ဓာတ်မိတ်ကလည်း9မိနစ်ခြားတစ်ခါစီ10%စီတိုးလာအောင်မှာပဲဖြစ်သွားတယ်ရန်တက်ချော်ရီတားရဲအချက်လက်တွေကိုအကဲခတ်နေတော့ချော်ရီဘလုံးနဲ့စတဲ့တိုက်ခိုက်ခံလိုက်ရပြီးအသေးတန်ရှောင်လိုက်ရပါတယ်ရန်ရဲ့လက်ရှိအမြင့်ဆုံးတားရဲဖြစ်တဲ့ရှင်တိုင်းနဲ့တော့ level 5ဆင့်လောက်ခေါ်နေတဲ့ကောင်ဖြစ်ပြီးတိုက်ခိုက်ရင်99ချီရာခိုင်နှုန်းနည်းတယ်ဆိုပေမဲ့ချော်ရီတားရဲကခေါင်းပေါ်မှာတွေးတန်းရှိနေတာကြောင့်ရန်လည်းတိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရန်ကရှင်တန်းကိုဆင်းခေါ်ပြီးတိုက်ခိုက်လိုက်ပေမဲ့
အရာတော်ထင်တဲ့အခြေအနေဖြစ်ပြီးရန်ကတော့ငကားလေးရဲ့အကာအကွယ်နဲ့ပြန်ခါနေရတာပဲဖြစ်ပါတယ်စက္ကန့်20လောက်ဆက်တိုက်ခိုက်ပြီးမှတော့ရှင်ထန်းရဲ့တံပြန်တိုက်ခိုက်စွမ်းရည်နဲ့ချော်ရီသားကိုအပိသက်ဖျက်ဆီးနိုင်လိုက်ပါတယ်ဒီစာမဘောရဲ့အမှတ်ပေးပုံစံကကြာကြာနေနိုင်လဲအမှတ်ရလိုက်ဖြစ်ပြီးချော်ရီသားရဲ့တိုက်ခိုက်မှုကိုမခံနိုင်တဲ့သူတွေကတော့ပွဲစားပြီးမိနစ်40အတွင်းပြန်ထွက်လာကြတာပဲဖြစ်ပါတယ်ဆရာမောကတော့ចောင်းသားတွေမိနစ်ပိုင်းပဲတောက်ခနိုင်တာကြောင့်စိတ်ပြက်နေပြီးကျိုးရဲ့ဖက်ခင်ဖြစ်သူကတော့ဒီပွဲစဉ်မှာလည်းရန်ရဲ့လုံနိုင်စွမ်းကိုမျောလင့်နေတာပဲဖြစ်ပါတယ်ကတုံးကတော့ပထမပွဲစဉ်ကရန်ကန်ကောင်းသွားတာဖြစ်ပြီးဒုတိယဆင်းမှာတော့စာမွေးချိန်တနားပြည့်တာနဲ့ချော်ရီသားကချိန်ပောက်ကွဲမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်ထိခိုက်မှုကပြောပြစရာမလိုတဲ့ပြင်လက်ရှိချိန်ဒီချိန်တွေကိုဘယ်သူမှမကြော်ဖြတ်နိုင်ကြသေးတာပဲဖြစ်ပါတယ်တဲ့ကိုတေချာလုံးနေတဲ့ကတုံးကသူ့ရဲ့မရှိတဲ့စပင်းကစောက်စိုးချော်ပြမယ်လို့ပါအလောင်းစားလုပ်နေပြီဖြေဆိုရင်တနားကြာမှာတော့ကြိုရင်းပေါက်အခြားចောင်းသားတွေအားလုံးပြန်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်ချော်ရီသားရဲ့ချော်ရီပောက်ကွဲမှုကိုဘယ်သူမှခံနိုင်မရှိကြပဲတရားတစ်ပေါက်ညင်းညူနေရင်ဆရာမောကចောင်းသားအားလုံးထွက်လာပြီးတင်တယ်အမှတ်တွေကိုကြီးညာဖို့လှုပ်ပြင်မယ်စစ်စတန်ကရန်ကြံသေးတဲ့အကြောင်းသတိပေးလိုက်ပါတယ်အားလုံးလက်တတက်ခိုက်မှုကြီးကိုရန်တယောက်ခံနိုင်ရှိတာလားလို့ထင်ကြီးမျိုးစုံပေးနေကြပြီဆရာမောကတော့ရန်ကြံသေးတာကြောင့်အချိန်ပြည့်တဲ့ဒီစောင်းမဲ့အကြောင်းနဲ့လေကျထားတဲ့ကတုံးကိုလည်းခရီးတဲ့ကောင်းရှုံပြီးပြင်ထားလိုက်တော့လို့ပြောလိုက်ပါတယ်ရန်ပြက်2နာရီပြည့်တဲ့အထိထွက်မလာသေးတာကြောင့်အားလုံးလည်းတေဝီလက်ပါလာနဲ့ပေါ်လောရိုက်နေကြပြီဆရာမောကတော့စာမွေးချိန်ပြည့်သွားပြီဖြစ်လို့စစ်ဆေးမှုကိုရလိုက်ဖို့ပြောလိုက်ပါတယ်အချိန်ပြည့်သွားတဲ့အချိန်မှာတော့ကိုရိုချောကအိယက်တာပြန်ထွက်လာတာဖြစ်ပြီးရန်ဆိုရင်ကြည့်မြတဲ့ကတုံးကတော့စီကံဖောက်တဲ့ပစ္စည်းသုံးတယ်လို့တန်းဆွဲနေခဲ့ပါတယ်အကောင်ချင်းအိတ်နေတဲ့ရန်ကိုတော့ဆရာမောလည်းမနှဲနှိုးလိုက်ရပြီချော်ရီသားရဲ့ပောက်ကွဲမှုကိုဘလို့ခုခံခဲ့လဲဆိုပြီးမေးလိုက်ပါတယ်ရန်ကတော့ဘာမှမသိပဲစာမွေးစတဲ့ကသူသားရဲ့ကိုနှဲလိုက်တာဖြစ်ပြီးဒီစာမွေးကအချိန်ကြာလေအမိုက်ကြလေဖြစ်တာကြောင့်အချိန်ပြည့်တဲ့ဒီအိရင်စောင်းနေတာလို့ပဲပြန်ပြေလိုက်သွားတယ်ရန်ရဲ့ဖန်လေးကတုံးကတော့ရန်ကိုစီးသားဖောက်တဲ့ကြီးဆွဲနေပြီးရန်ကတော့မျိုးရင်စစ်ကြီးလိုက်ဖို့ပဲပြန်ပြောလိုက်ပါတယ်စစ်ကြီးတဲ့အခါမှာလည်းရန်တယောက်ပွဲစားပြီးစက္ကန့်ပိုင်းအတွင်းချော်ရီသားရဲ့ကိုနှဲလိုက်တာဖြစ်ကြောင်းစစ်စတန်ကအတီးပြုတ်ပေးခဲ့ပြီးအတော်လေးခုခံစွမ်းရောတိုက်ခိုက်စွမ်းမှာမြင်မာပြီးတပ်ဖို့ဖြစ်နိုင်တဲ့တားရဲကိုတတ်ခဲ့တာကြောင့်ဆရာမောရောအားလုံးမှာမျက်လုံးပြူးသွားခဲ့ရပါတယ်။ကျောင်းသားတွေကြားမှာတော့မနာလိုတန်တွေနဲ့ဆူညံသွားခဲ့ပြီးရန်ကတော့သူ့ကိုပွဲတိုင်းဆွဆွဲဝေဖန်နေတဲ့ကရုံးဆရာကအပြစ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ရန်ဘက်ကမှန်နေတာကြောင့်ဆရာမောလည်းကိုစားတောင်းပန်ရင်ကရုံးကတော့စာမောကြီးတဲ့သူယာဒိုးကချက်ချင်းထုတ်ပြစ်လိုက်ပါတယ်။အမှတ်ပြည့်နဲ့ရန်ရဲ့ဒုတိယဆောင်ဝယ်ရက်လက်ကိုကြီးညာပေးလိုက်ပြီးနောက်မိနစ်30နဲ့တတိယပွဲစဉ်စတင်မဲ့အကြောင်းနဲ့ဒီကြားတဲ့ចောင်းသားအားလုံးအနားယူနေဖို့ဆရာမောကပြောလိုက်ပါတယ်ဟိုက်ပါလေးရန်ကတော့ចောင်းသားတွေကြားမှာအမြင်ကပ်စရာဖြစ်နေပေမဲ့ចောင်းသူတွေကြားမှာတော့ရေပန်းစားနေပြီဆရာမောကိုယ်တိုင်ကရန်ကြောင့်ပဲတက်တက်ပွဲစီစီမင်းတွေကိုပြောင်းလဲရတော့မှာဖြစ်ပါတယ်ဒါအပြင်ကမှရန်ဆင့်ခေါ်ထားတဲ့တားရေးတွေကြောင့်နိုင်ငံတော်မှာလှုပ်လှုပ်ရှားရှားတွေဖြစ်ခဲ့ပြီးအကြီးအကဲတွေကိုယ်တိုင်ကလည်းပါရမရှင်ဖြစ်နေတဲ့သူကိုရှာဖွေနေတာကြောင့်လက်ရှိရန်အချက်လက်တွေကိုအထက်ကိုပေးပို့လိုက်ပါတယ်အထက်မှာတော့ထုံးစံတိုင်းနေမြေလိုက်အစည်းအဝေးထိုင်နေကြတာဖြစ်ပြီးပါရမရှင်ဆိုတဲ့သူကိုထိုင်ရကနေမထောက်ပဲလေးနဲ့ရှာဖွေနေကြတာပဲဖြစ်ပါတယ်ဝေဖန်လေးကနေတဲ့အကြီးကဲတွေစီကိုတော့ဆရာမောလွတ်လိုက်တဲ့သူကရောက်လာခဲ့ပြီးသူတို့အပိုင်းမှာထိုးချတဲ့သူကြောင့်တွေးတဲ့အကြောင်းသတင်းလာပို့တာကြောင့်အားလုံးကကြိုရဲလို့ထင်နေကြပါမယ်ရန်လို့ပြောလိုက်တာကြောင့်စိတ်ဝင်စားသွားကြပါတယ်။ကျောင်းသားရန်ရဲ့စာမွေးရက်လက်တွေကိုပြောပြလိုက်တဲ့အချိန်မှာတော့အကြီးအကဲတွေလည်းရန်ကပါရမရှင်ပဲလို့တစ်ထစ်ချတတ်မှတ်လိုက်ပြီးရန်တို့နေမြေအကြီးအကဲကလည်းပါရမရှင်ကသူ့နေမြေကဆိုပြီးလေတွေပါထပ်တိုက်နေခဲ့ပါတယ်။အကြီးအကဲတွေလည်းလက်ရှိရန်တို့စာမွေးဖြစ်နေတဲ့ကျင်းလင်မျိုးကိုအချိန်ကြီးဖို့ချက်ချင်းထွက်လာခဲ့ကြပြီးရန်ကိုမြင်လာတဲ့အဆင့်လေးဆိုပြီးစွန့်မြောက်နေခဲ့ကြပါတယ်။ဆရာမောကတော့တက်တက်ပွဲစဉ်ရှိသေးတာမလို့တေချာစောင်းကြည့်ဖို့ပြောလိုက်ပြီးစိတ်မရှိတဲ့အကြီးအကဲတွေကတော့တက်တက်ပွဲစဉ်ကိုချက်ချင်းစတင်ဖို့ပြောလိုက်ပါတယ်။တက်တက်ပွဲစဉ်ကကျောင်းသားတွေအနေနဲ့ရှေ့လျှောက်အန်ရကြီးတဲ့ရန်သူတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့လက်ရှိစာမွေးတက်တဲ့အဆင့်အနေနဲ့ကပ်ဘေးနဲ့တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ကပ်ဘေးဆိုတာမြင်သာအောင်ပြောရရင်တက်ဖြတ်လို့စိတ်များတဲ့စွမ်းအားမြတားရဲတွေဖြစ်ပြီးကျောင်းသားတွေကတော့စာမွေးဆိုရင်တော့အန်နဲ့များတာကြောင့်ကွန်ပလိန်းတက်နေခဲ့ကြပါတယ်။ဆရာမောကတော့စိတ်မပူဖို့နဲ့ဒီသားရဲက AI နဲ့ဖန်တီးထားတာဖြစ်ပြီးဖြေဆိုသူအသက်အန္တရာယ်ရှိတာနဲ့ system ကပြန်ထုတ်ပေးမှာပဲဖြစ်ပါတယ်။တိုက်ခိုက်ချိန်ကစုပေါင်း7မိနစ်ရမှာဖြစ်ပြီး10မိနစ်ခုခံနိုင်တဲ့အမှတ်900ရရှိမှာပဲဖြစ်ပါတယ်။လွယ်တယ်လို့ထင်ရပေမဲ့တကယ်ကပ်ဘေးနဲ့တိုက်ခိုက်မှုတဲ့ရန်ကတော့အခြေအနေတွေကိုရိပ်စားမိနေခဲ့ပါတယ်။စာမွေးမှာတိုက်ခိုက်ရမယ်ကပ်ဘေးသားရဲမိကြောင်းကlevel 16ရှိတဲ့ပြင်တိတ်မလွယ်တဲ့ကောင်ဖြစ်နေပြီးအခြေအနေကိုသိတဲ့ရန်ကတော့ရှင်ထမ်းပြအလင်းနကားကိုပါတခါတည်းဆင့်ခေါ်လိုက်ပါတယ်။စာမွေးကိုတိုက်ရိုက်ကြည့်နေတဲ့အကြီးအကဲတွေကတော့ရန်ရဲ့ဆင့်ခေါ်တားရဲတွေကိုကြည့်ပြီးကောင်းကင်နံပိတ်ပံကအစ်စ်ပေါ်လာတဲ့တားရဲတွေနဲ့ဆင်သူဖြစ်နေတာကြောင့်သူတို့ရှာနေတဲ့ပါရမီရှင်ကရန်ဆိုတာအတီးပြုတ်လိုက်ပါတယ်။ကပ်ဘေးတားရဲကိုတော့တစ်ချက်တည်းနဲ့ဓာတ်မိတ်9000လောက်ပေးနိုင်တဲ့ရန်ကိုအထင်ကြီးသွားကြပြီးရန်ရဲ့အချက်လက်တွေကိုတခါတည်းစစ်ဆေးကြည့်ဖို့ပြောလိုက်ပါတယ်။ရန်ရဲ့အချက်လက်တွေကိုစစ်ကြည့်ပေမဲ့ပါရမီရှင်စစ် S တုံးလုံးဆိုတာပဲမြင်ရပြီကျန်တဲ့အချက်လက်တွေကိုတဘာဝလုံးစွာတစ်ခုကဖုံးကွယ်ထားတာကြောင့်အကြီးအကဲတွေလည်းတာတော်နှစ်ဖျားဆင့်ဆိုတာကိုချက်ချင်းသဘောပေါက်သွားကြပါတယ်နှုတ်ထချင်းခန်းနာမှာအလင်းတန်းဆက်တစ်ခုထွန်းလန်းတဲ့နှစ်ဖျားဆင့်ကိုရန်ကကြော်လွန်သွားတာဖြစ်အကြီးအကဲတွေကတော့သူတို့ငကားတိုင်းပြီးတိုးတက်ပြီးဆိုပြီးဝမ်းသာနေခဲ့ကြပါတယ်အလင်းငကားရှင်တန်းပေါင်းဆက်တိုက်ပွဲနဲ့ကပ်ဘေးမိကြောင့်ကိုအနိုင်ယူလိုက်တာကြောင့်ရန်တက်ဆောင်ဝဲပြီးသွားပြီလို့ထင်လိုက်ပေမဲ့ပတ်လည်းမှာအခြားသားရဲ့တစ်တွေကထပ်ပေါ်လာတာပဲဖြစ်ပါတယ်တကယ်တော့ရန်တယောက်တည်းရဲ့စာမွေးခက်ခဲမှုကိုအကြီးအကဲတွေတိုးထားတာဖြစ်ပြီး
ရှေးရောက်ပါရမရှိရန်ကနိုင်ငံအတွက်အရေးပါလာတော့မှဖြစ်လို့အခုလိုစမ်းသပ်နေကြတာပဲဖြစ်ပါတယ်။စာမိုးဘက်မှာကရန်တယောက်မိချောင်းတားရဲကိုတတ်နိုင်ပြီဖြစ်လို့အမှတ်ပြည့်နဲ့အောင်သွားခဲ့ပြီဖြစ်ပြီးထပ်ပေါ်လာတဲ့တားရဲတွေကိုမနိုင်ရင်တော့အမှတ်ပြည့်ရနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ရန်ရဲ့တက်ခတ်စွမ်းရည်ပြည့်တိုင်းရတွေကိုတားရဲပေါ်လွှဲပြောင်းနိုင်တဲ့စွမ်းရည်တွေကြောင့်စောင့်ကြည့်နေတဲ့အကြီးအကဲတွေလည်းရှော့ရကုန်ကြပါတယ်။တစ်ဖက်မှာလည်းရန်တယောက်တက်ခတ်နေရင်တားရဲတွေပျောက်သွားတာကြောင့်အောင်းနေပြီ။နောက်ဆုံးတော့မင်းကိုရှာတွေ့ပြီဆိုတဲ့စကားသံနဲ့အပြာရောင်ငကားတစ်ကောင်ကစာမွေးခန့်ခေါင်မိုးကနေရုတ်တက်ပေါ်လာခဲ့ပါတယ်။ရန်လည်းရုတ်တက်မှုကြောင်နေပြီးထောက်လိုင်းရဲ့အတက်နဲ့တော့ထောက်လန်းလို့မရနိုင်တဲ့အကောင်ဖြစ်နေတဲ့ပြင်တိုက်ခိုက်ချက်တစ်ချက်ကတော့စာမွေးခန့်ကိုဓာတ်မပေးနိုင်တာပဲဖြစ်ပါတယ်။ရန်တို့ဘလောက်ပဲတိုက်စာမွေးခန့်ဆိုတာသူမနှလုံးသားလို့အရာမထင်တဲ့နေရာဖြစ်ပြီးတစ်ဖက်မှာလည်းအကြီးအကဲတွေကစာမွေးချေနေကိုကြီးလို့မရတော့တာပဲဖြစ်ပါတယ်။စာမွေးပဲကွင်းပြင်ကိုတော့ဂျာမနီကတားရဲနဲ့တူစပင်အဝါရောင်လှပတဲ့ရုပ်စင်းတင်ပြင်နဲ့အမျိုးသမီးတယောက်ကအလော်တီရောက်ရှိလာပြီးအကြီးအကဲတွေကိုလည်းသူတို့ပြောတဲ့ပါရမရှင်ကဘယ်ခါမှစာမွေးဖြစ်နေတာလဲလို့မေးလိုက်ပါတယ်။ပိုင်လူကြီးလို့ခေါ်တဲ့ထိုမျိုးသမီးကတော့ရန်အခန်းကိုတီးတာနဲ့ dimension 3ကိုချက်ချင်းဝင်သွားခဲ့ပြီးကျမ်းပါတယ်ဆိုတဲ့ရှင်ထန်းမာပါတယ်ဆိုတဲ့ငကားလိမ့်နဲ့ပါရမရှင်ရန်တို့ကတော့အပြာရောင်ငကားတက်ခိုက်သမျှကိုအလိုလက်ခံနေရတာပဲဖြစ်ပါတယ်။စပင်အဝါနဲ့အမျိုးသမီးချင်းမီရောက်လာလို့သာကံကောင်းသားတာဖြစ်ပြီးအပြာရောင်ငကားနဲ့ထိုမျိုးသမီးကအချင်းချင်းတီးနေကြတာပဲဖြစ်ပါတယ်။အပြာရောင်ငကားကတော့ပိုင်ယူကဲလို့ခေါ်တဲ့အမျိုးသမီးကိုသူ့ကိစ္စကိုလာနောက်ဆက်တာကြောင့်စိတ်တုန်နေပြီးပိုင်ယူကဲကတော့အပြာရောင်ငကားကိုအတူရချောင်းလက်ကိုပဲပြန်လိုက်ဖို့ပြောလိုက်ပါတယ်။ပြောရင်းဆိုရင်တက်ခိုက်လိုက်တာကြောင့်အပြာရောင်ငကားရဲ့တန်ရရသွားခဲ့ပြီးဆက်တိုက်ရင်လည်းပိုင်ယူကဲကိုသူမနိုင်တာကြောင့်ဒီနေ့မှပြန်လာမယ်လို့ပြောရင်ပြန်ဆုတ်သွားခဲ့ပါတယ်။ရန်ကတော့ဘာချင်းနေတွေမှမသိပဲကြောင်တောင်ဖြစ်နေပြီးတစ်ဖက်မှာလည်းဖြေဆိုသူတွေကစာမွေးခန်းတွေကနေပြန်ထွက်လာကြပြီဖြစ်ပါတယ်။ရန်ကိုကာဝယ်ဖို့အပြာရောင်ငကားနဲ့တိုက်ခိုက်ရင်အကြီးကဲပိုင်ယူကဲကြောင့်သူရဲ့ S လုံးဆင်းရှိတဲ့စင်ကိုတိုင်းကိုဆုံးရှုံးသွားခဲ့တာပဲဖြစ်ပါတယ်။ရန်ကပိုင်ယူကဲကိုအစဉ်ပြေလောက်လို့မေးလိုက်ပေမဲ့ဒီညမှာအခြားဆိုင်ပြည်သူတွေလည်းရှိနေတာကြောင့်နားနေကောင်ကိုသွားဖို့ပိုင်ယူကဲကပြောလိုက်ပါတယ်။လွန်ခဲ့တဲ့စနေကသူရ6နဲ့လို့ခေါ်တဲ့နေရာမှာတားရဲတွေကိုနှိမ်နှင်းဖို့အတွက်အစင်းတရားရှိတဲ့သူတော်စင်တားရဲဆန်တွေကိုဆဲလုတ်ခဲ့ပေမဲ့ညလုံးအသက်ဆုံးရှုံးခဲ့ရပါတယ်။ရန်ကိုလာတိုက်တဲ့အပြောင်းငကားကလည်းသူရ6နဲ့တက်ကတားရဲဖြစ်ပြီးရန်ကိုပြစ်မှတ်ထားနေခဲ့တာပဲဖြစ်ပါတယ်။စင်ကတားရဲတွေကအစင်းမြစ်လေစွန်စားလောကငယ်တို့ကအပီးတိုင်ချေမိုးနိုင်တဲ့အထိအစွမ်းတွေရှိကြတာဖြစ်ပြီးရန်ရဲ့စင်ကတားရဲတွေကြောင့်ပဲအတူရ6နဲ့ကတားရဲတွေကမတမာသေးတဲ့ရန်ကိုအရင်လာရှင်းတာပဲဖြစ်ပါတယ်။တားရဲကတမာလာတာနဲ့မြတ်စင်ကတားရဲတွေကလည်းပြောင်းလဲတမာလာမှာဖြစ်ပြီးရန်ရဲ့လုံနိုင်စွမ်းနဲ့ပါရမီကိုကောင်းတဲ့ဘက်ကရောမကောင်းတဲ့အမှောင်ပဲချမ်းကပါတတိထားမိလာတာပဲဖြစ်ပါတယ်။ရန်ရဲ့လက်ရှိတားရဲတွေကကြီးပြင်းလာတာနဲ့မြတ်တမာပါတယ်ဆိုတဲ့ကောင်တွေရဲ့အထက်မှာရှိနေမှာဖြစ်တဲ့အပြင်ရန်ကိုယ်တိုင်ကလည်းရန်သူကလက်ဦးမှုယူခင်သူကရင်လက်ဦးမှုရယူခြင်းနေတာပဲဖြစ်ပါတယ်။ပိုင်ယူကဲကတော့ရန်တာရှေ့လျှောက်တတိနဲ့နေရမှာဖြစ်ပြီးစင်ကိုသားရဲ့အစွမ်းနဲ့အားသာချက်အားနည်းချက်တွေကိုဘယ်သူမှမပြောပြပဲချိုးဝက်ပြီးနေဖို့တတိပေးလိုက်ပါတယ်။ထန်လုံကျောင်းတော်ကိုဝင်ခွင့်ရအောင်စူးစမ်းပြီးတာမာတဲ့တားရဲဆရာဖြစ်လောင်စူးစမ်းမယ်ဆိုတဲ့ရန်ရဲ့စကားကြောင့်ပိုင်ယူကဲလည်းရန်ရဲ့စူးစမ်းရှင်စစ်ကိုအတိမတ်ပြုလိုက်ပြီးနောက်3ရက်အတွင်းထန်လုံကျောင်းတော်နေဖို့တိုင်းပြည်နာဟောအနက်ရောင်တောင်ပဲကျွန်းမှာအစမ်းလေးကျင်းပွဲပြုလုပ်မှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ရန်အတွက်တနေရာစာခြံထားတဲ့အကြောင်းနဲ့နေရာတင်ပြင်ဆင်ထားဖို့ပြောလိုက်တာကြောင့်ရန်တက်ထန်လုံကျောင်းတော်ကိုတရားဝင်ခွင့်ရသွားပြီဖြစ်ပါတယ်။မောင်းရင်တော့စာဝတ်မှာပထမရနေတဲ့ရန်ကိုထန်လုံကျောင်းတော်ကကြိုတင်ခေါ်ယူမှဖြစ်ပြီးသူရ6နဲ့တားရဲပြီးအခြားတိုင်းပြည်ကတားရဲအန်တွေပါရှိနေတာကြောင့်ရန်ကိုတကားတိုင်းပြည်တွေကောင်းဖြစ်လာအောင်အမြန်ဆုံးစူးစမ်းဖို့ပဲပိုင်ယူကဲကပြောလိုက်ပါတယ်။အပြင်မှာတော့ဂျိုရင်းနဲ့ရန်ကအတူရှိနေကြပြီးအတီးကဲပိုင်ယူကဲကိုဂျိုရင်းကရန်ရဲ့ကောင်မလေးလို့ထင်နေရပဲဖြစ်ပါတယ်။ရန်ကတော့ပိုင်ယူကဲကသူ့ရဲ့အသက်တဲ့ကျေးဇူးရှင်ဖြစ်တဲ့အကြောင်းနဲ့သူ့ကိုကယ်တင်ဖို့အတွက် S လုံးဆင်းရှိတဲ့တားရဲကိုတော့အဆုံးရှုံးခံခဲ့တာဖြစ်ကြောင်းပြောလိုက်တာကြောင့်အကျေးဇူးကိုခန္ဓာကိုယ်နဲ့ဆက်မလို့လားဆိုပြီးဂျိုရင်းကမစိမစဲထမေးလိုက်ပါတယ်။ရန်လည်းထူးဆန်းနေတဲ့ဂျိုရင်းကိုတွင်တုံနေတာလားလို့စာရေးမေးလိုက်တာကြောင့်တွင်တုံနေတဲ့ဂျိုရင်းကလည်းရှေ့ရန်ရမိသွားတာရှိသေးတယ်လို့ဆိုကထပ်ပြေးသွားခဲ့ပါတယ်။မိမတွေနဲ့ပတ်သက်လာရင်ညံကောင်းတဲ့ကိုလိုချောရန်ကတော့သူ့ကိုဂျိုရင်းစိတ်ဆိုးသွားတယ်လို့ထင်သွားခဲ့ပြီးတစ်ဖက်မှာလည်းထုံးစံတဲ့ဘူးမတိဘာမတိတဲ့ဂျိုရင်းရဲ့ဆရာကရန်ရဲ့ဆရာကိုသူ့ဘက်ဂျိုရင်းကခရန်ဆောင်ဝဲမှာဒုတိယရကြောင့်လေတိုက်နေခဲ့ပါတယ်။သူတို့စီကိုရန်ကရောက်လာတာကြောင့်အစိုးရပြန်လာတဲ့သူ့ဘက်ကိုဆရာဖြစ်သူကဘလို့ဖြစ်လို့အစိုးရပြန်လာတာလဲလို့မေးလိုက်ပါတယ်။ဂျိုရင်းရဲ့ဆရာကဆောင်ဝဲမှာအမှတ်ရန်နဲ့လို့စိတ်လက်ကြောက်ပြီးပြန်လာတာဖြစ်မဲ့အကြောင်းဝင်ပြောနေတာကြောင့်ရန်ကပဲဆောင်ဝဲတိုင်းမှာအမှတ်ပြရတဲ့အကြောင်းနဲ့မြေုံရင်ခဏနဲ့အောင်စင်းထွက်မှကြည့်လို့ပဲပြောလိုက်ပါတယ်။ပြောရင်းဆိုရင်အောင်စင်းကထွက်လာတာကြောင့်ဒုတိယနေရာဖြစ်ဂျိုရင်းပထမနေရာဖြစ်ရန်ကိုတွေးလိုက်ရောက်ပြီးဆရာဖြစ်သူကတော့ရန်အတွက်ဂုဏ်ယူနေခဲ့ပါတယ်။ရန်ကတော့ထန်လုံကျောင်းတော်ကကြိုတင်ခေါ်ယူခြင်းခံရတဲ့အတွက်ဆရာဖြစ်သူကိုလာနှုတ်ဆက်တာဖြစ်တဲ့အကြောင်းပြောလိုက်ပြီးဆရာဖြစ်သူကတော့ထန်လုံကျောင်းတော်မှာစူးစမ်းလေ့ကျင့်ဖို့နဲ့ငကားတိုင်းပြည်အားကိုးရဖြစ်အောင်အမြန်ဆုံးစူးစမ်းဖို့အားပေးလိုက်ပါတယ်။နောက်နေ့မှာတော့ရန်အတွက်ထန်လုံကျောင်းတော်ကိုရောက်လာခဲ့ပြီးကျောင်းဝန်းတက်ဝင်လာတဲ့ဒီဘယ်သူမှမတွေ့တာကြောင့်ရန်လည်းတောင်တိမြောက်တိနဲ့ဦးချောင်းချောင်းဖြစ်နေခဲ့ပါတယ်။ဟိုရှာတီကြည့်လို့နေတဲ့ရန်စီကိုလှပတဲ့ခန္ဓာကိုမျက်လုံးပြရောင်နဲ့မင်းကလေးတယောက်ကအပြေးရောက်လာခဲ့ပြီးသူကရန်ရဲ့အတိုင်းမကလီယွန်ဖြစ်တဲ့အကြောင်းနဲ့အကြောင်းကိစ္စတစ်ခုခုရှိရင်သူ့ကိုလာရှာလို့ရကြောင်းမိတ်ဆက်ရင်ပြောလိုက်ပါတယ်။ရန်ကိုနေရာမဲ့ဆောင်လိုက်ဖို့ပြီးရင်လက်ရှိကျောင်းတော်ကိုအဆင့်တင်နဲ့ဝင်လာတဲ့ရန်အတွက်တားရဲစစ်မစ်စာလိုက်နှလိုက်နဲ့စွန့်ရင်စာအုပ်တို့စုဖြစ်ရရှိမှဖြစ်တဲ့အကြောင်းပြောရင်ပျက်စီးတွေကိုတစ်ခါတည်းပေးလိုက်ပါတယ်။အတော်လေးစစ်မစ်တဲ့ပျက်စီးတွေကိုစုဖြစ်ရလိုက်တာကြောင့်ရန်လည်းသဘောကျနေပြီးတားပြေကိုမှထန်လုံတင်းက9000ကိုလည်းလီယွန်ကထပ်ပေးလိုက်ပါတယ်။ထန်လုံတင်းကဆိုတော့ထန်လုံကျောင်းတော်ထဲမှာပဲတီးတန်းသွင်းတဲ့ငွေကြေးတစ်မျိုးဖြစ်ပြီး
ကျောင်းတက်ကပရိတ်ဘောကနေအခြားပစ္စည်းတွေကိုဝယ်လို့ရမယ်ပြင်အပြင်မှာရွှေသားတစ်ထောင်နဲ့တော့ထန်လုံတင်ကားတစ်ပြားကိုဝယ်မရအောင်ရှားပါတာပဲဖြစ်ပါတယ်အိမ်ခါနဲ့ရောက်လာတဲ့ရန်ရန်လည်းအချိန်ဆွဲမနေပဲဆင်းခေါ်စားလိုက်နေနဲ့သူ့ရဲ့ဝိညာဉ်ဆုပ်ပြဲခြင်းပြတားရဲဆင်းခေါ်ခြင်းကိုပါအစင်းမြစ်လိုက်တာကြောင့်အစင်းနဲ့ဖြစ်သွားခဲ့ပါတယ်အစင်းမြစ်သွားတဲ့တားရဲဆင်းခေါ်ခြင်းကြောင့်နောက်ထပ်တားရဲတစ်ကောင်ကိုဆင်းခေါ်နိုင်တော့မှဖြစ်ပြီးရန်ရဲဆင်းခေါ်တားရဲက၄ကောင်တရှိလာပြီပဲဖြစ်ပါတယ်စွမ်းရည်စာအုပ်ကိုလေးလာကြည့်ရေခဲမြထင်းချုပ်ခြင်းအစွမ်းဆိုတာကြောင့်သဘောကျသွားခဲ့ပြန်ပါတယ်စွမ်းရည်စာအုပ်ဆိုတာကစာအုပ်ထဲမှာရှိတဲ့စွမ်းရည်တွေကိုဖတ်ရှုသူကချက်ချင်းပိုင်ဆိုင်အသုံးပြုနိုင်တာဖြစ်ပြီးရန်ရန်လက်ခံလိုက်တဲ့ရေခဲမြထင်းချုပ်ခြင်းဆိုရင်လည်းအကွာဝေး10မီတာတွင်မဲ့တက်ရောက်တဲ့ဆိုပေမဲ့အတော်လေးရိုးရှင်းပြီးသုံးပြရလွယ်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်နောက်နေ့မနေ့မှာတော့အနက်အောင်တံပဲကျွန်းပွဲအတွက်အဖွားနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးဖုံးဝင်လာတာကြောင့်ရန်ရန်လည်းအစည်းအဝေးခန်းကိုအဲ့ရနုံနုံချင်းထွက်လာခဲ့လိုက်ပါတယ်အစည်းအဝေးခန်းမှာတော့လက်ရှိတန်းပညာထိပ်တန်းဆူရတဲ့အပြင်ထန်လုံကျောင်းတော်ကချုံရင်းချက်နေတဲ့ပထမဆုံးခေါ်ထမ်းခံရတဲ့ကျောင်းသားဖြစ်ရန်ရန်ကိုစီနီယာဖွဲ့ဝင်တွေကသိနေကြတာပဲဖြစ်ပါတယ်တော်လာချက်ချပြီးရင်လေးနေတဲ့တူဦးကျဲစီနီယာမမကတော့ရန်ရန်ကိုအဖွဲ့ဝင်တွေနဲ့မိတ်ဆက်ပေးနေပြီးပထမဆုံးတစ်ယောက်ကတော့အဆက်25နဲ့ထင်းချုံမှုကျွမ်းကျင်သူဝါဟောက်ပဲဖြစ်ပါတယ်အထာကြီးနဲ့ထိုင်နေတဲ့ဝါဟောက်ကိုရန်ရန်ကသူ့ကိုသူမိတ်ဆက်လိုက်ပြန်မယ်စစ်ပစ်စောဝါဟောက်ကရန်ရန်တို့စာဝတ်ကြည့်တဲ့သူကတုံးရဲ့သူဖြစ်နေပါတယ်တစ်ဆက်တည်းထောင်လွန်ကျောင်းတော်ကိုဝင်လာတဲ့ကျောင်းသားထက်မှမတော်တဲ့သူဆိုတာမရှိပေမဲ့သူ့မျက်လုံးထဲမှာတော့ရန်ရန်ကိုအမိုက်လိုပဲမြင်တဲ့အကြောင်းပြောလိုက်ပါတယ်ပြောရင်တရွေးနဲ့ပါထွေးလိုက်တာကြောင့်စိတ်မရှိရန်ရန်လည်းချိုးပြန်တစ်ချက်လောက်ရိုက်ပေးရင်ဆုံးမလိုက်ပါတယ်ရိုက်ချက်ကလူတယောက်လုံးကိုတလွင့်သွားတာကြောင့်ရေရုပ်တဲတဲတွေဖြစ်ကုန်ကြပြီးကန်ရှေဝါဟောက်ကိုယ်တိုင်လည်းအထိနာသွားတာကြောင့်ချက်ချင်းတက်ခိုက်လိုက်ပါတယ်ဝါဟောက်ရဲ့တက်ခိုက်ချက်ကိုရန်ရန်ကတော့အေးစိတ်ဆောင်ပြလိုက်တဲ့ပြင်ဝါဟောက်လည်းဘာမှမလုပ်နိုင်ဖြစ်သွားခဲ့ပါတယ်ဝင်းရဲ့ဆုပ်ပြဲချက်နဲ့ပါပြန်တက်ခိုက်တာကြောင့်မိတ်ဆက်ပွဲတွေကအချိန်နဲ့မကောင်းတာကြောင့်ရန်ရန်လည်းဝါဟောက်ကိုသူနဲ့ထပ်လာမရှိဘူးမှားလိုက်ပြီးကျန်တဲ့သူတွေကိုတော့တာမန်ပဲနှုတ်ဆက်ခဲလိုက်ပါတယ်အဆန်းဆက်သက်လောက်ရှိတဲ့ကျောင်းသားတက်လေကအဆင့်25စီနီယာကိုအပြိဖြုတ်သွားတာကြောင့်ဂျူနီယာလေးကအချင်းကောင်မဟုတ်ဘူးဆိုတာသိလိုက်ကြပြီဝါဟောက်ကတော့ဦးလင်းကြီးရန်ရန်ကိုတွေ့ချင်းပဲပထွေးမမုံသွားခဲ့ပြန်ပြီဖြစ်ပါတယ်စီနီယာမမကြီးကတော့ရန်ရန်ကိုဝါဟောက်ကအညှိုးထားတတ်တာကြောင့်ရှေ့ဆောက်ခရူးဆက်ပူတတိပေးနေပြီရန်ရန်ကတော့ကျေးဇူးတင်ကြောင်းနဲ့ဒီနားမှာစွန်စားလောကငယ်ရှိလာလို့မေးလိုက်ပါတယ်အရှိဘက်စင်ချေဖုံးနားမှာတင်းမဆိုးတဲ့စွန်စားလောကငယ်တစ်ခုရှိတဲ့အကြောင်းနဲ့ရန်ရန်သွားချင်းသူစားလေးပို့ထားပေးမှဖြစ်တဲ့အကြောင်းစီနီယာမကပြန်ပြောလိုက်ပါတယ်စီနီယာလမ်းညွန်တဲ့အတိုင်းရန်ရန်တက်စွန်စားလောကငယ်ကိုရောက်လာခဲ့ပြီးထုံးစံတဲ့ဆင်းကိုတားရဲတုံးအောင်နဲ့တိုက်စစ်စားဖွင့်လိုက်ပါတယ်ကျောင်းကိုရောက်ချင်းအစင်းမြစ်ထားတာကြောင့်ရန်ရန်လည်းနောက်တားရဲတစ်ကောင်ကိုဆင်းခေါ်လိုက်ပြီးဒီတစ်ကောင်တားရဲကတော့မျက်လုံးတစ်လုံးပဲပါတယ်အစုံလုံးစစ်ဖေးလို့မြည်ရတဲ့စစ်တကောင်ပဲဖြစ်ပါတယ်ဖေးကတက်ခိုက်စွမ်းရည်တဲ့အစိမ့်နဲ့တမ်းတမ်းစွမ်းရည်ပုံများတဲ့ကောင်ဖြစ်ပြီးထက်ချင်းအစင်းကိုရှိတဲ့ဝုံပလေတားရဲတွေကိုနာမောက်ချက်တစ်ချက်နဲ့အနိုင်ယူလိုက်တာကြောင့်အစိမ့်ပင်လိုတင်စားရတော့တဲ့အထိစွမ်းအားကြီးတဲ့တားရဲတစ်ကောင်ပဲဖြစ်ပါတယ်နင်းကတော့ဗိမ္မာန်မှာလည်းနောက်ထပ်အစုံလုံးစစ်တားရဲပုံကြီးထပ်ပေါ်လာခဲ့ပြီးအရင်ကတော့လှုပ်လှုပ်ခက်ခက်မဖြစ်ကြတော့ပေမဲ့အခုထိစစ်လို့ရှားနေကြစေဖြစ်ပါတယ်စွန်စားလောကငယ်ထဲမှာတော့ရန်ရန်တက်ပိုစွမ်းအားကြီးလာတာကြောင့်တားရဲတွေကိုတိုက်ရတာပိုလွယ်ကူနေပြီး80တိုးလာရင်ကအဆင့်15ရှိတဲ့တားရဲကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်အဆင့်15ဆိုတဲ့စာမနောက်ဆုံးအဆင့်မှာရင်ဆိုင်ရတဲ့ကပ်ပေးမိကြောင်းလောက်စွမ်းအားကြီးတဲ့တားရဲဖြစ်တဲ့အပြင်အခြားဖော်တွေပါနေတာကြောင့်သိမလွယ်ဘူးတဲ့အခြေအနေပဲဖြစ်ပါတယ်ရန်ကတော့သူသိရထားတဲ့ရေခဲမြူကိုထုတ်သွင်းလိုက်ပြီးရေခဲမြူတွေဝင်းရဆုပ်ဖဲချင်းတို့ဆိုတာကစက်ကောတားရဲတွေလို့မဟုတ်ပဲရန်ကိုယ်တိုင်သုံးနိုင်တဲ့ကိုယ်ပိုင်စွမ်းရည်တွေပဲဖြစ်ပါတယ်ရေခဲမြူရဲ့ထိန်းချုပ်မှုက10မီတာတွင်းဆိုပေမဲ့ဝွန်ပလေကူတစ်ခုလိုခဲသွားတာကြောင့်ရန်ရန်လည်းရုပ်သက်ကြောင်သွားခဲ့ပါတယ်တကယ်ကနိုးထတဲ့ခါနာပြီးရန်စာလေးကိုစားရတဲ့ကရန်ရဲ့တမန်စွာအားတွေတဲ့ကိုနဖျက်ရဲ့ဆဲစားစွမ်းအလိုလိုပေါင်းထပ်ပေးထားတာဖြစ်ပြီးဒါကြောင့်ပဲရိုက်ချက်တစ်ချက်ကတော့လူကြောက်လွင်းတဲ့အထိအားပါနေတာပဲဖြစ်ပါတယ်အေးခဲနေတဲ့ဝွန်ပလေတွေကိုဆင်းခေါ်တားရဲတွေနဲ့ချက်ချင်းရှင်းပြနိုင်လိုက်တာကြောင့်ရန်ရန်တက်အဆင်းဆက်နဲ့တက်သွားခဲ့ပါတယ်အဆင့်တင်ပြီးသွားတဲ့ရန်ရန်တက်လောကငယ်တွေကပြန်ထွက်လာခဲ့ပြီးအပြင်ဘက်မှာတော့တန်းရှောင်ဦးကြောက်ဒဏ်ရာတွေနဲ့ပြေးလာနေကရန်ကိုတွေးတဲ့အချိန်မှာတော့သူ့ကိုမူရငမန်းနဲ့အဖွဲ့ကလူတွေလိုက်တက်နေကြတယ်လို့ပြောရင်တတိလက်သွားခဲ့ပါတယ်အနောက်ကလိုက်လာတဲ့ငမန်းနဲ့အဖွဲ့သားတွေကတန်းရှောင်ကိုသူတို့အဖွဲ့လက်အပ်ဖို့ပြောနေရင်အဖွဲ့သားတယောက်ကရန်ကိုသိတယ်ဆိုတဲ့အကြောင်းနဲ့နတ်လက်နဲ့ရှိကြထပြောလိုက်ပါတယ်ငမန်းနဲ့တော့ထုံးစံတမရှိတဲ့နတ်လက်နဲ့တန်းရှောင်ယူကိုအတင်းတောင်းနေတဲ့အပြင်သူ့တက်ကိုပဲလာရှင်းချောင်းနေတာကြောင့်ထိတ်တန်းသားရဲ့လေးကောင်ကိုစင်ငကားမန်းတီအောင်အမောက်ထောင်ပြလိုက်ပါတယ်မြမသွေးပါတယ်ငမန်းနဲ့အဖွဲ့သားတွေလည်းငကားမျက်နှာနဲ့အမိုက်မရှိခွင်းလို့ပါဘာညာနဲ့ကုန်းကြော့နေပြီးအေမီဇန်မဟုတ်တဲ့ရန်ကတော့တခါတည်းအပြောက်ရှင်းပစ်လိုက်ပါတယ်ကိစ္စရှင်းသွားတာကြောင့်ရန်လည်းတတိလက်နေတဲ့တန်းရှောင်ယူကိုပွေးချင်ရင်ပြန်ဖို့လုပ်နေပြီးအနောက်ကမတင်ငါဖွဲ့ကအတန်ကြားလိုက်တာကြောင့်ချက်ချင်းထွက်လာဖို့ပြောလိုက်ပါတယ်ထွက်လာတာကတမန်လူကြောက်ဖြစ်နေပြီးသူ့ကိုသူတန်းရှောင်ယူကိုလိုက်ခဲ့ဖို့လာရင်ရန်တို့တက်ခိုက်တာကိုမြင်သွားတာကြောင့်ပုံနေတာလို့ပြောလိုက်ပါတယ်တစ်ဆက်တည်းရန်တို့တက်ခိုက်တာတွေကိုရှုပ်ဝက်ထားပေးမဲ့အကြောင်းနဲ့တခုံးပြောမိရင်တော့10နှစ်လောက်မြုံနေမရှိတဲ့စောကပါပြစ်ပွားစေလို့တင်ပြနေတာကြောင့်အပြစ်မရှိတဲ့သူကမတတ်ချင်တဲ့ရန်လည်းဒီတိုင်းထုတ်ပေးလိုက်ပါတယ်တတိလက်နေတဲ့ကျန်းဆောင်ယူကိုတော့သူ့ခန့်ကိုပဲခေါ်လာလိုက်ပြီးချက်ချင်းတတိရမဲ့ပုံလည်းမပေါ်သေးပဲသူလည်းတက်ခိုက်ရင်ပင်ပန်းနေတာကြောင့်ရန်တော့ရေရင်ချိုးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်ရန်ကြောက်ရေချိုးနေတော့ကျန်းရှောင်ယူတဲ့တတိပြန်ရလာခဲ့ပြီးရေချိုးကန်းတွေကထွက်လာတဲ့အပေါ်ပိုင်းပလာနဲ့ရန်ကိုကြည့်ရင်ကျန်းရှောင်ယူတဲ့အလန့်တကြားဖြစ်သွားခဲ့ရပါတယ်ရှက်တက်တဲ့ကောင်လေးကိုတာဝန်ရမယ်ဘာညာနဲ့ကျန်းရှောင်ယူကလိုက်ဆနေသေးတာကြောင့်ရန်လည်းမနေတတ်မထိုင်တာဖြစ်နေပြီးချက်ကိုရှက်ကန်းဖြစ်နေတဲ့ရန်ကိုကျန်းရှောင်ယူကကြည့်ရင်သဘောကျနေတာပဲဖြစ်သွားတယ်ရန်လည်းပောက်ကြတွေပြောနေတာရပ်လိုက်ပြီးကျန်းရှောင်ယူကငမန်းနဲ့ဖက်ကဘာလို့အသေးအံလိုချင်နေတာလဲလို့မေးလိုက်ပါတယ်အခုမှလူရင်းရောက်တဲ့ကျန်းရှောင်ယူလဲသူကထားတဲ့ရင်နာမြေပုံထုတ်ပြလိုက်ရင်သူ့မှာဒီရင်နာမြေပုံရှိနေတာကိုငမန်းနဲ့ဖက်ကလူတွေဘယ်ကဘလို့သတင်းရသွားမှမသိတဲ့အကြောင်းနဲ့ပြေးရင်လွှိုင်းရန်နဲ့တွေးခဲ့တဲ့အကြောင်းဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါတယ်ဒီမြေပုံကအန်နဲ့များတာကြောင့်ရန်တက်ရှေ့ဆက်ဒီမြေပုံတေချာဝတ်ထားဖို့တတိပေးလိုက်ပေမဲ့ကျန်းဆောင်ယူကသူ့ကိုမြေပုံယူလိုက်ဖို့ပြောနေတာကြောင့်ရန်လည်းကြောင်သွားခဲ့ပါတယ်ရန်သမကယ်သူလည်းတက်တယ်မှာဖြစ်တဲ့ပြင်ဒီမြေပုံလည်းမကောင်းတဲ့သူတွေလက်ထပ်ပါသွားမှာဖြစ်တာကြောင့်လက်ရှိဒီမြေပုံကရန်ပိုင်ဆိုင်တဲ့အရာတစ်ခုဖြစ်ကြောင်းကျန်းဆောင်ယူကပြောလိုက်ပါတယ်တန်ဖိုးကြီးတဲ့အရာဖြစ်နေတာကြောင့်
ရန်ရလည်းယူလိုက်ဖို့ညှင်းဆန်နေပေမဲ့မိမပြီးသားတဲ့ကျန်းချောင်ယူကတော့ကျေးဇူးကိုမြေပုံနဲ့မဟုတ်ရင်ခန္ဓာကိုယ်နဲ့ဆက်ရမလားလို့မေးလိုက်ပါတယ်မမအစင်သစ်ဖြစ်နေပြီဆိုပြီးမိမမာယာတွေပါထိုးပြနေတာကြောင့်ရန်ရလည်းလက်နေတော့ကျုံရင်းတဲ့ရန်ရခန်းတွေကိုအချိန်ကရောက်လာခဲ့ပါတယ်ရေချိုးခန်းတဲ့တစ်ဖက်အပိုင်းလေးနဲ့ရန်ရန်ကိုတွေးလိုက်ရတဲ့ပြင်ယောက်ျားလေးတယောက်ထက်နေတဲ့ခန်းမှာမိန်းကလေးတယောက်ကပါအိယာပေါ်မှာရှိနေတာကြောင့်ကျုံရင်းလည်းရှင်းပြစရာမလိုပဲအထင်လွဲသားခဲ့ပါတယ်ဒီကြားတဲ့ရန်ရန်နဲ့ကျန်းချောင်ယူကတယောက်တည်းလည်းရှင်းပြနေကြရင်ကျန်းချောင်ယူကကျုံရင်းကိုရန်ရန်ကောင်းမလေးလားလို့မေးလိုက်ပါတယ်ရန်ရန်ကတော့ကောင်းမလေးမဟုတ်ပဲအတန်းပေါ်အောင်ဖြစ်တဲ့အကြောင်းပြောလိုက်ကရှက်ကုန်းရှက်ကန်းဖြစ်နေတဲ့ကျုံရင်းကိုလည်းသူတို့ကရိုးရိုးသားသားဖြစ်တဲ့ပြင်ဘာမှလုပ်ဖို့အချိန်မရလိုက်တဲ့ကြောင့်ကျန်းချောင်ယူကထပ်ရှင်းပြလိုက်ပါတယ်မိစားကမှတက်စီတွားလောင်းလိုက်တာကြောင့်ကျုံရင်လည်းရန်ရန်ဘာပြောနားမထောင်ပဲပြန်ပြေးသွားခဲ့ပြီးသူ့ပြစ်သူတည်တဲ့ကျန်းချောင်ယူလည်းရန်ရန်ကိုနှုတ်ဆက်ပြီးချက်ချင်းထပြန်သွားခဲ့ပါတယ်ရန်ရန်လည်းဘာမှလည်းမတော့ဘာမှလည်းမဆိုင်တဲ့မိန်းမနှစ်ယောက်ကြောင့်စိတ်မောလူမောဖြစ်သွားခဲ့ရပြီးအဲ့ရပုံမှာအနားယူနေတဲ့ကျန်းချောင်ယူထားခဲ့တဲ့မြေပုံကိုတတိထားမိသွားခဲ့ပါတယ်မြေပုံကရှော့ဝဲရင်နာမြေပုံဖြစ်ပြီးအစင်း20ရှိတဲ့တားရေးဆရာတွေတောင်အဖောက်ဖွဲ့ပြီးမှသွားဖို့လမ်းညွှန်ထားတာပဲဖြစ်ပါတယ်လက်ရှိအစင်းဆက်တဲ့ပြင်မဲ့သူ့เจ้าသူတည်တဲ့ပြင်လက်ရှိအချိန်တွေမှာဖော့တယ်လည်းထပ်ဖွဲ့လို့ဖြစ်မနေတာကြောင့်ရန်ရန်လည်းတယောက်တည်းပဲတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ရက်မှာတော့ရန်ရန်တယောက်ကျန်းချောင်ယူပေးသွားတဲ့မြေပုံတွေကမင်းစာအုပ်ကိုတယောက်တည်းရောက်လာခဲ့ပြီးအခြားဆုံးသောလောကငယ်တွေလိုမဟုတ်ပဲရှော့ဝဲမင်းစာကတော့စဝင်လာတဲ့မင်းစာတွေကတိုက်ခိုက်ဖို့စီးကြုံနေတာပဲဖြစ်ပါတယ်ရန်ရန်ကတော့သူ့ရဲ့တားရေးလေးကောင်လုံးကိုတခါတည်းဆင်းခေါ်လိုက်ပြီးအစိတ်သခင်ကြီးဖေးရဲ့ဥဆောင်မှုနဲ့ကျန်တဲ့တားရဲတွေကမင်းစာကိုဖြည့်ရှင်းနေကြပြီပဲဖြစ်ပါတယ်ရဟန်ကတော့တားရဲတွေတိုက်ခိုက်နေတော့အိပ်ပျော်နေတာကြောင့်ရှင်ထန်းကလာနိုးနေရပြီနိုးလာပြန်တော့လေအိတ်ချင်မှုတူနဲ့ဂူထဲမှာဟိုရှာဒီခွေလုံနေပြန်ပါတယ်ရဟန်ရှာပွင့်နေတာကပင်းကူဓာတ်လိုမျိုးအစင်းမြတားရဲတွေကိုတပ်ဖြတ်လိုက်တဲ့အခါမှာရတတ်တဲ့အပူပစ္စည်းတွေဖြစ်ပြီးစင်းဟောတားရဲတွေကတိုက်ခိုက်နေတော့သူကအိပ်ပျော်နေတာကြောင့်အခုမှလိုက်ရှာနေရတာပဲဖြစ်ပါတယ်ဘာမှမတွေ့တာကြောင့်ရဟန်လည်းစိတ်ညစ်နေတော့ဘယ်မှမသိတဲ့တိုက်ခိုက်ချက်တစ်ခုကိုတိုက်ရိုက်ခံလိုက်ရတာကြောင့်ခေါက်ဆွဲကြောင့်မင်းသားလေးနဲ့လန့်သွားခဲ့ရပါတယ်ထိခိုက်မှုတကားလေးစီရွှေ့ပြောင်းလို့တကန်ကောင်းသွားတာဖြစ်ပြီးရန်ရန်ကိုတိုက်ခိုက်လိုက်တာကငကားလေးများခေါ်လာတဲ့မင်းသားကြီးတစ်ကောင်ပဲဖြစ်ပါတယ်ဓာတ်တိုင်လောက်အရရာဝင်အိုးလောက်ခန္ဓာရှိပေမဲ့အစွမ်းကတော့သင်တလောက်များနေတဲ့ကြီးဘောကောင်ကြီးဖြစ်နေတာကြောင့်ရန်ရန်လည်းမျက်စိတမိတ်တစ်ချက်တည်းနဲ့ဖြည့်ရှင်းပေးလိုက်ပြီးရှုံးဝက်နေရဆိုပေမဲ့စဝင်လာတဲ့တင်မထူးခြားတဲ့အခြေအနေပဲဖြစ်ပါတယ်ရန်ရန်တော့စဉ်းစားနေလို့မင်းသားကလှုပ်ခတ်လာပြီးပြိုကျမယ်လို့ထင်သွားခဲ့ပေမဲ့အရှိမအောက်ဘက်ကိုသွားတဲ့တွင်းပေါက်တစ်ခုကပေါ်လာတာပဲဖြစ်ပါတယ်ဘာညာတွင်းမနေပဲတခါတည်းခုန်ချလိုက်ပြီးအောက်ထပ်မှာတော့လက်နဲ့ကင်ထားတဲ့မင်းစာဆောင်တွေကစောင်းကြုံနေတာပဲဖြစ်ပါတယ်။တာမန်ဆောင်တွေကတော့ပထမထပ်ကဘော့စ်နီနီစွာကြီးတာကြောင့်တွားရှုပ်လို့မရတဲ့ကောင်တွေကိုရန်ရန်လည်းဖိတိုက်ရင်အသာစီးယူထားတာပဲဖြစ်ပါတယ်။ငကားလေးရဲ့ခုခံမှုဖေးရဲ့အစိတ်အလင်းငကားနဲ့ရှင်တိုင်းရဲ့တိုက်စစ်ပြီးရန်ရန်ကိုယ်တိုင်ကပါဝင်တိုက်နေတာကြောင့်ဘာကောင်လာအသာလေးနှိမ်နှင်းနေတာပဲဖြစ်ပါတယ်။တစားနဲ့စားရှင်းလင်းတိုက်ခိုက်ရင်လက်အောင်ငယ်သားတွေရှင်းသွားတဲ့နောက်မှာတော့ရန်ရန်တို့တိုက်ဒုတိယထပ်ရဲ့ဘော့စီကိုရောက်လာခဲ့ပါတယ်။ဘော့ဆိုတာစွန်စားလောကငယ်တစ်ခုရဲ့စွမ်းအားကြီးဆုံး level မဆုံးကောင်တွေဖြစ်ပြီးအနိုင်ယူဖို့ခက်ခဲတဲ့ကောင်တွေပဲဖြစ်ပါတယ်။ရန်ရန်တက်တာကိုဖင်ကူးထိုင်နေတဲ့ boss ကတော့ကပ်ဘေးစင်လောက်အန်နယ်ရှိတဲ့ကောင်ဖြစ်ပြီးရန်ရန်ရဲ့ဝိညာဉ်ဆုပ်ဖြဲခြင်းကတော့တိတ်မတိုးတဲ့အခြေအနေပဲဖြစ်ပါတယ်။အလင်းနဂါးနဲ့အင်းဆုံးအာယုံလွဲထားလိုက်ပြီးအနိကလာမှာရေခဲမြူနဲ့ချုပ်လိုက်တာကြောင့်ဘော့မင်စာလည်းလုံးမရတော့ပဲရှင်ထားရဲ့ခုတ်ချက်တစ်ချက်နဲ့ဇက်သွင်းသွားခဲ့ပါတယ်။မင်စာတွေရှင်းသွားတဲ့နောက်မှာတော့ရန်ရန်လည်းရန်ရန်တက်တာတွေကိုဖွင့်ကြည့်နေပြီးအထက်မှာတော့မော်ထုတ်ကတလင်းကြောက်စွမ်းတံပြန်စွမ်းအားစတဲ့လိုင်းကူလိုနေရာမျိုးတွေမှာပဲတွေ့နိုင်တဲ့ပစ္စည်းကောင်းတွေကရှိနေတာပဲဖြစ်ပါတယ်။ရန်ရန်တက်တံပြန်စွမ်းရည်ကိုချက်ချင်းတောက်လိုက်တာကြောင့်တံပြန်တက်စင်ချင်းအလင်းစွမ်းရည်ကိုရရှိသွားခဲ့ပါတယ်။အရင်ကတားရဲတွေအနေနဲ့ရန်ရန်ကိုတိုက်ရိုက်တက်ခိုက်လို့ရတာဖြစ်ပြီးရန်ရန်ရှောင်းရင်ရှောင်းမရှောင်းရင်ဓာတ်မိတ်တွေကိုစင်ကိုတားရဲတွေစီလွှဲပြောင်းပေးရပါတယ်။ဒီကမှာတော့စင်ကိုတားရဲတွေကဓာတ်မိတ်ကိုခံချရတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့တန်းစင်ချင်းအလင်းကွင်းအရှင်ဝါကြောင့်ရန်ရန်ကိုတုံတားရဲလာတိုက်မှာမဟုတ်ပဲပြောရရင်လူကြောက်ပေမဲ့တားရဲတွေရဲ့မြင်မှာစွမ်းအားပြည့်တဲ့တမန်လူကြောက်ဖြစ်အရှင်ဝါတွေကပေါ်နေမှာပဲဖြစ်ပါတယ်။ကိစ္စတွေပြီးသွားတဲ့ရန်ရန်ကတော့အိမ်ပြန်အဖို့ပြင်လိုက်ပြီးနောက်နေ့မနေ့မှာတော့ထန်လုံကျောင်းတော်ကစီနီယာဂျူနီယာကျောင်းသားတွေအားလုံးကွင်းပြင်မှာစုဝေးနေကြပါတယ်။နားဟန်နဲ့တောင်ကျုံကိစ္စအတွက်အဖောက်ခွဲဖို့ဖြစ်ပြီးအနည်းဆုံး9ယောက်တစ်ဖွဲ့ဖွဲ့ရမှာဖြစ်ပါတယ်။စီနီယာတစ်ဖြစ်လက်ဝါးနဲ့ဖောက်ဖွဲ့ခြင်းတဲ့သူကများနေပြီးရန်ရန်ကတော့လက်ရှိဂျူနီယာလည်းဖြစ်တဲ့ပြီး level ကလည်းဆက်နေပဲရှိသေးတာကြောင့်ဘလူးကမှအဖက်လုပ်ပြီးဖောက်ဖွဲ့ခြင်းတာပဲဖြစ်ပါတယ်။စီနီယာမှာဖမ်းထုံကပဲသူရန်ရန်နဲ့ဖောက်ဖွဲ့မယ်လို့ပြောလိုက်ပါတယ်။အခုလိုအမေဟေယန်ကျွန်းလေးချင်းကအတော်လေးအန်နဲ့များတာကြောင့်ဘလူးမစိုးကိုဖွဲ့မှာတာမာတဲ့သူကိုရှိစေချင်ကြတာဖြစ်ပြီးမတာမာတဲ့သူတွေကလည်းတာမာတဲ့သူတွေနဲ့အသက်အဖောက်ဖွဲ့ခြင်းနေကြတာပဲဖြစ်ပါတယ်။အနည်းဆုံးဖောက်9ယောက်မရှိရင်ဘာမှလုပ်မရတာကြောင့်2ယောက်ပဲရှိသေးတဲ့ရန်ရန်တို့ဖက်ကိုတတိယဖောက်ဝင်ဖြစ်တာကျွမ်းကရောက်လာခဲ့ပါတယ်။တာကျွမ်းဆိုတဲ့သူကအခြားသူတော့မဟုတ်ပဲရန်ရန်ចောင်းချောင်းကိုကဲတင်တုံးကလှုပ်ပေးလိုက်တဲ့သူဖြစ်ပြီးသူလက်ထန်လုံးចောင်းကចောင်းသားတယောက်ပဲဖြစ်ပါတယ်။ရန်ရန်အဆောင်ကအပြင်မှာလက်တွဲမြင်ဖို့တဲ့တာကျွမ်းကတော့ရန်ရန်ကအတော်လေးလေးစားနေပြီးတကယ်ချင်းဖြစ်သူကပဲစတိုးစားမြအဖောက်ဝင်ဖြစ်တခါတည်းခေါ်လိုက်ပါတယ်။တာကျွမ်းတော့ပိုင်တော့အဖောက်က4ယောက်ပဲရှိသေးတာဖြစ်ပြီးဘယ်သူမှလည်းဒီဖွဲ့တဲ့ထပ်မဝင်ချင်တာကြောင့်အခက်တွေ့နေတော့အဖြူရောင်စပင်းကြက်သွေးရောင်မြင်ပုံအပြာရောင်ဝတ်စုံနဲ့မိန်းကလေးတယောက်ကသူ့ဝင်မဲ့ကြောင့်ပြောလိုက်ပါတယ်။ကျန်းရောင်ဆိုတဲ့ထုံမိန်းကလေးခေသူမဟုတ်ပဲဝါဟောက်ကတော့သူ့ဖွဲ့တဲ့ပါဝင်မှုကန့်လန့်နေရတဲ့သူဖြစ်ကအေးဆက်တဲ့ကျန်းရောင်ကတော့ပထမဆုံးချိန်ဖြစ်ရန်တို့ဖွဲ့တဲ့ကိုဝင်လာတာပဲဖြစ်ပါတယ်။ရန်ကတော့ဘလူးနဲ့ဖွဲ့ရအရေးမကြီးတဲ့အကြောင်းပြောလိုက်ပြီးရန်အကြောင်းသိနေတဲ့တာကျွန်းကတော့ဘလူးမပိုင်တော့ရန်တယောက်တည်းအေးစစ်လုံနိုင်မယ်ဆိုတာကိုသိနေခဲ့တာပဲဖြစ်ပါတယ်။ဗလားနဲ့စားနဲ့တာကျွန်းကတော်တော်လူစခရူးမဆိုင်ပေမဲ့ရန်ကိုတော့ထူးခြားခြားလေးစားနေတာကြောင့်ကျန်းရောက်လည်းတတိထားမိနေပြီကျန်းတဲ့ဖွဲ့တွေကတော့မင်းမချောလေးကျန်းရောက်ပါတယ်ရန်ရန်တို့ဖွဲ့ကိုမနာလို့အားချဖြစ်နေခဲ့ပါတယ်ဒီကအစမ်းလေးချင်းရမယ့်နေရာကအမောင်ရိုးချောက်ကျုံဖြစ်ပြီးအနေရောင်မူရကြောက်ကိုအရင်ယူနိုင်တဲ့ဖွဲ့ကအနိုင်ရမှာပဲဖြစ်ပါတယ်မူရကြောက်ဆိုတာရှားပါကြောက်တစ်မျိုးဖြစ်ပြီးတားရဲတစ်ခင်ရဲ့တံပြန်စွားကိုတိုးစိန်မှာပဲဖြစ်ပါတယ်တာကျွမ်းကတော့လေ့ကျင့်ရခက်ခဲတဲ့ပြင်ဝါဟောင်းနဲ့ဖေဟိုးတိုင်းပြည်ကပါ
ထပ်တော့ခပေးမှတိနေတာကြောင့်ဒီခေါက်လေးချင်းကမလွယ်ဘူးလို့စိတ်ညစ်နေခဲ့ပေမဲ့ရန်ကတော့သူရှိတဲ့အကြောင်းနဲ့သူ့ကိုဘယ်သူမှမသားနိုင်ကြောင်းပြောရင်အားပေးလိုက်ပါတယ်အဖွားတွေကိုကြာပန်းနီးနဲ့လေးချင်းရဲ့နေရာကိုပို့ပေးတာဖြစ်တာကြောင့်တစ်ဖွားနဲ့တစ်ဖွားကျေပြားတဲ့နေရာမှာစားရောက်တဲ့နေရာမတူပဲရန်တို့ဖွားကတော့ရရောက်ချင်းသူတို့သားရဲတွေကိုအတီးတီးဆင့်ခေါ်လိုက်ကြပါတယ်ရန်တောက်ကျန်းရောင်ရဲ့ Essence သားရဲကိုကြည့်ရင်သူကလည်းကြံတဲ့သူတွေထက်မှာကျန်းရောင်ကစွမ်းအားကြီးဆုံးပဲဆိုတော့တွေးလိုက်ရင်အဖွားထဲမှာဟီလာတိုက်နဲ့တက်ခိုက်ရိုက်တိုက်သားရဲတွေရှိပေမဲ့ခုခံကာကွယ်ရေးကလိုအပ်နေတာကြောင့်ငကားလေးကိုဆင်းခေါ်လိုက်ပါတယ်Essence စစ်သားရဲကိုဆင်းခေါ်လိုက်တာကြောင့်ကျန်းရောင်လေရန်ကိုအစပိုင်းမှာတင်အားကိုထုတ်မသုံးဖို့တတိပေးလိုက်ပြီးရန်ကတော့ငကားလေးကသူ့ရဲ့အားနဲ့ဆင်းခေါ်ကောင်လို့ပြောလိုက်တာကြောင့်ရန်ကတခုထူးခြားတဲ့သူဖြစ်မဲ့ကြောင့်ကျန်းရောင်လေတွေးနေမိခဲ့ပါတယ်လက်ရှိရောက်နေတာကလေးချင်းရဲ့အပြင်ဘက်လွှာပဲရှိသေးပြီးလက်လက်ကင်ထားတဲ့အယိုးစုနဲ့တိုက်ခိုက်နေရပေမဲ့ဖန်းထုံရဲ့သားရဲကဟီလာတိုက်ဖြစ်နေတာကြောင့်အေးစေးတိုက်ခိုက်နေနိုင်ခဲ့ပါတယ်ရန်ကတော့ဟီလာတိုက်ဆင်းခေါ်သားရဲကိုသဘောကျနေပြီးတကောင်လာသာရှိရင် level တက်ရတာပုံများမဲ့ကြောင့်တွေးနေတော့အယိုးစုအုပ်စုလိုက်ကြီးကရန်တို့ဘက်ကိုဥတီပြီးလာနေခဲ့ပါတယ်ဒီရိုးချောက်စစ်သားတွေကိုဖေဟိုးဆိုသူကရန်တို့ဘက်ကိုတမင်များခေါ်လာတာဖြစ်ပြီးခုခံဆောင်ရင်မြေးပါတယ်ဆိုရင်ငကားလိုက်ကတော့ကောင်းခနေတဲ့အတွက်ဖေဟိုးရဲ့ရုံမှမှုကြောင့်ရန်တို့ဖော်ပြင်ပလွှာမှာတင်အချက်ရိုက်နေရပြီဖြစ်ပါတယ်ဒုက္ခရောက်ပြီလို့တွေးနေကြပါမယ်ကျန်းရောင်ကလည်းသူဖြည့်ရှင်းလိုက်မယ်ကြောင့်ပြောလိုက်ရင်နောက်ထပ်အစလုံးစင်းရက်စီမွေကြီးကိုဆင်းခေါ်လိုက်ပါတယ်ထန်းလုံးကျန်းကျမ်းပါတယ်ဆိုတဲ့ကျန်းရောင်ရဲ့အစွမ်းကိုရန်တက်မြင်လိုက်ကြပြီကျန်းရောင်တောက်သေးဆိုရင်အယိုးစုတွေကိုတက်ရက်ခက်နေတဲ့အတွက်ရန်ကရေခဲမြူကိုသုံးပေးလိုက်ပါတယ်မီဇာ90ပတ်ချလေလောက်ရန်သူတွေအေးခဲသွားတာကိုအားလုံးကကျန်းရောင်လုတ်တယ်လို့ထင်နေကြပေမဲ့ကျန်းရောင်ကသူမဟုတ်တဲ့အကြောင်းပြောလိုက်ပါတယ်ရန်မန်တီသွားတဲ့အချိန်မှာတော့အားလုံးကအံ့ဩနေကြပြီရန်ကတော့တိုင်းပညာပထမဆုရတဲ့ចောင်းသားအတွက်ចောင်းတော်ကပေးတဲ့အထူးဆုလို့ပြောလိုက်တာကြောင့်ကျန်တဲ့သူတွေလည်းရန်ကိုလူမဟုတ်ရလားဆိုပြီးတုတ်ပြန်လိုက်ကြပါတယ်လက်ရှိ level 73နဲ့ရန်က level နဲ့မလိုက်အောင်စွာကြီးနေတာဖြစ်ပြီးရန်ကတော့ချီကျူးတာတွေကြွားတာတွေခဏရက်ကအမြန်တက်ခိုက်ပြီးအလဲပိုင်းလွှာကိုသွားမယ်ကြောင်းပြောလိုက်ပါတယ်အလဲပိုင်းလွှာကအစိတ်တော်ဖြစ်နေပြီးအစိတ်ငယ်ကပစ္စည်းလည်းမပါအစိတ်ဖြစ်စေလည်းမရှိတဲ့ရန်တို့ဖက်ကတော့စဝင်တဲ့အချက်ရိုက်နေပြီးကိုဒုက္ခနဲ့ကိုအချက်ရိုက်နေတဲ့ရန်တို့စီကိုကြောင်းကြွားလီတန်နဲ့ဝါဟောက်ကရောက်လာခဲ့ပါတယ်လက်ထက်မှာအစိတ်ဖြစ်စေအကိုကန်ရင်ရန်ကသူ့ကိုအဖေလို့ခေါ်ရင်အစိတ်ဖြစ်စေပေးမယ်လို့ပါလာပြောနေတာကြောင့်လက်ရှိအခြေအနေရဆိုရင်ဝါဟောက်မှာနောက်ထပ်ဖြစ်စေရှိရင်ရှိမရှိရင်လည်းဖြစ်စေတစ်လုံးတည်းနဲ့သူ့ကိုတမင်လာနိုင်ခြင်းနဲ့ဆိုတာကိုရန်ကချိန်မိနေခဲ့ပါတယ်အစိတ်ကမတင်နိုင်ပေမဲ့အသက်ရှူချက်တာအားနဲ့ကုန်ချတာဖြစ်ပြီးဘာပဲဖြစ်ရန်ကတော့ဝါဟောက်စီကဖြစ်စေကိုလူမဲ့ကြောင်းပြောရင်အစိတ်တကင်ဖေးကိုဆင်းခေါ်လိုက်ပါတယ်လက်ရှိ S လုံးသားရဲပြီးနောက်ထပ် S လုံးသားရဲကိုပါဆင်းခေါ်လိုက်တာကြောင့်ရန်ရဖွဲ့သားတွေကလည်းအံ့ဩနေကြပါတာကျောင်းရဲ့တငယ်ချင်းကပါသူစိတ်မရင်ထင်အောင်ထင်မှဖြစ်နေတာလားဆိုပြီးတာကျောင်းကိုပါးတစ်ချက်လောက်ရိုက်ခိုင်းနေတာကြောင့်ဘယ်ကလေးကကြိတ်ချင်နေမှမသိတဲ့တာကျောင်းလည်းသူ့တငယ်ချင်းဖြစ်သူကိုအပီချိတ်နေခဲ့ပါတယ်ရန်ကအစိတ်တွေကြားမှာတော့လုံးလုံးလတ်လတ်လှရှားနိုင်တဲ့ဖေးကိုဆင်းခေါ်လိုက်ပြီးဝါဟောက်စီကအစိတ်ဖြည့်စေးကိုလူခိုင်းလိုက်တာကြောင့်အားရှောင်ထားတဲ့ဝါဟောက်လည်းကျွန်တော်ပြေးနေရပြီပဲဖြစ်ပါတယ်အစတုံးလုံးသားရေးစီကတော့ဘလို့ပြပြလွတ်မှာမဟုတ်တာကြောင့်9မိနစ်တည်းအဖမ်းခံလိုက်ရပြီဝါဟောက်စီကအစိတ်ဖြည့်စေးထုတ်ကိုရန်စီဖေးကယူလာခဲ့လိုက်ပါတယ်ရန်တယောက်ဖွဲ့သားတွေကိုအစိတ်ဖြည့်စေးတယောက်တစ်လုံးစီစားခိုင်းလိုက်ပြီးဝါဟောက်တို့တောင်ဒီနားမှာရှိနေအခြားဖွဲ့တယ်လည်းအလဲလွာမှာရှိနေလောက်ပြီဖြစ်ကြောင်းတွေးလိုက်မိပါတယ်အစိတ်ဖြည့်စေးကိုရန်မစားတာကြောင့်ကျန်းရောင်လည်းထူးဆန်းနေပြီးရန်ကတော့သူရောသူ့ရဲ့သားရဲတွေမှာပါတံပြန်ဆွမ်းရင်ရှိလို့အစိတ်မမိနိုင်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်ចောင်းသားတယောက်တက်ဆိုရင်ရန်ရဲ့စွမ်းအားတွေကအရန်ကို over power ဖြစ်နေတာကြောင့်ကျန်းရောင်လည်းရန်ကိုထူးခြားတဲ့သူဖြစ်ပုံမစိတ်ဝင်စားလာခဲ့ပါတယ်ဖေးရဲ့ဥဆောင်လမ်းပြမှုနဲ့ရန်တို့ဖွဲ့အစိတ်တောအုပ်ထက်ကထွက်လာနိုင်ခဲ့ကြပြီချိန်နားမှာစူညံတန်တွေကြားနေရတာကြောင့်ရန်လည်းကင်းတော့ဘူးအနာကတပင်ပေါ်တက်ကြည့်လိုက်ပါတယ်အနာမှာဖေဟိုတိုင်းပြည်ကအဖွက်နဲ့အေယာမအယိုး6ကြီးတကောင်တိုက်ခိုက်နေကြတာဖြစ်ပြီးတာချောင်းကတော့သူတို့ကိုချောက်ချသွားတယ်ဖေဟိုတိုင်းပြည်ကလူတွေကိုကစားချင်မဲ့လုံနေတာကြောင့်ရန်ကသူလှုပ်လိုက်မဲ့အကြောင်းပြောလိုက်ပါတယ်ပြောရင်းဆိုရင်ရန်ကဝိညာဉ်စုံပြည့်ချင်းတုံးလိုက်တာကြောင့်တိုက်ခိုက်နေတဲ့ဖေဟိုလည်းလုံးမရတော့ပဲအေယာမအယိုး6ရဲ့တိုက်ခိုက်ချက်ကိုတတိမိမိကြီးခြိသွားခဲ့ပါတယ်ကျန်တဲ့နှစ်ယောက်ကကြောင်တောင်ဖြစ်နေတော့တာချောင်းနဲ့ရန်ကထုံးနေအောင်ရောက်လာတာကြောင့်ရန်တို့လက်ချက်မှတီးသွားကြပြီးပြန်မတော့ပြန်နိုင်သေးခင်မှာတင်အေယာမအယိုး6ကသူတို့ရှေ့ကိုရောက်နေပြီဖြစ်ပါတယ်ရန်တို့ကတော့ဆက်ဒုက္ခပေးမနေတော့ပဲဖေဟိုအယိုး6လက်အပ်ခဲလိုက်ပြီးခီးဆက်ခဲ့ကြပါတယ်နေရာရဲ့အလဲကရဲတိုက်ကြီးစီရောက်လာတဲ့ရန်တို့ဖွဲ့ကတော့ဘော့ရှိမဲ့နေရာမှာချက်ချင်းခမ်းမှန်းမိပြီးတာချောင်းနဲ့တငယ်ချင်းဖြစ်သူကတော့လက်ရှိစွာအကြီးဆုံးရန်ကိုခေါင်းဆောင်တင်ထားကြတာပဲဖြစ်ပါတယ်လက်ရှိဥဆောင်နေတဲ့ရန်ကတော့ရဲတိုက်ကြီးကကြီးလွန်းတာကြောင့်ရန်သူ့အခြေအနေကိုတယောက်တနေရာစီအကဲခတ်ထောက်လန်းခတ်လိုက်ပြီးနောက်မိနစ်20နဲ့ဒီညမှာပြန်ဆောင်ကြမယ်လို့ပြောလိုက်ပါတယ်အရှိရမှာရန်သူပမာဏအရမ်းများတဲ့ပြီးအနောက်ရမှာကလည်းစစ်သူကြီးစစ်နှစ်ယောက်ရှိနေတာကြောင့်တိုက်ခိုက်နေရင်လည်းအချိန်ကုန်မှဖြစ်ပြီးအခြားဘက်ကမူရကြောက်ကိုရာသွားမှစိုးတာကြောင့်မိနစ်ချင်းစာဝင်တိုက်ဖို့ဘလို့မှဖြစ်နိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်အခြားသူတွေပြန်ရောက်လာပေမဲ့ဖန်းတုံကပြန်ရောက်မလာသေးတာဖြစ်ပြီးခဏကြာမှတော့ဖန်းတုံတော့ရင်လေးလေးနဲ့အဖွဲ့စီအပြေးရောက်လာကပုံစံကထိတ်လန့်နေတဲ့ပြီးအခြားသူတွေကိုလည်းသူနဲ့လိုက်ကြည့်ဖို့ပြောလိုက်ပါတယ်အပြင်မှာကတခါတိုင်းပြည်ကရန်တို့လူတွေနဲ့ဖေဟိုတိုင်းပြည်ကလူတွေအသေးချေရန်ဖြစ်နေကြတာဖြစ်ပြီးငကိုကလေးကတိတ်မနဲ့ခဲမရဖြစ်နေတဲ့တာကျွမ်းကတော့ရန်ပွဲဆိုတာနဲ့ဝင်နှွှဲခြင်းနေတာပဲဖြစ်ပါတယ်တကယ်တော့နှစ်ဖက်လုံးဒီညကိုရောက်လာကြပြီဘော့ကိုသူ့ထက်ကအရင်ဝင်တက်ဖို့စူးစမ်းရင်းကဘော့စီမြောက်ပဲလမ်းကိုလက်မှတ်တဲ့နှစ်ဖက်သားရန်ဖြစ်နေကြတာပဲဖြစ်ပါတယ်တကားတိုင်းပြည်ကလူတွေအရေးနိုင်နေတာကြောင့်တာကျွမ်းလည်းဝင်ကူမဲ့အကြောင်းပြောလိုက်ပြီးရန်ကတော့တာကျွမ်းတော့ပဲကူလိုက်ဖို့နဲ့သူကိစ္စတစ်ခုရှိသေးတဲ့အကြောင်းပြောပြီးထွက်သွားခဲ့ပါတယ်ရန်ဖြစ်ချင်နေတဲ့တာကျွမ်းကတော့ရန်ပွဲတွေကိုချက်ချင်းခုတ်ဝင်သွားခဲ့ပြီးတစ်ဖက်မှာတော့ရန်တက်ဘော့နဲ့တယောက်တည်းတွားရင်ဆိုင်တာပဲဖြစ်ပါတယ်ရင်ဆိုင်ရမယ့်ဘော့ကအရင်တွေ့ဘူးတဲ့ဘော့တွေတိုက်ခိုက်ရင်းနဲ့စွမ်းရည်ပဲမြင့်တဲ့ကောင်မဟုတ်ပဲ
ရန်သူတိုက်ခိုက်မှုကိုပါ90ရာခိုင်နှုန်းထိရှော့ချနိုင်စွာရှိတာကြောင့်အများကြီးဓာတ်မိတ်ပေးရင်တော့တွဲပဲထိမဲ့အခြေအနေပဲဖြစ်ပါတယ်ရှော့တွက်လို့မရတဲ့အခြေအနေကိုရိတ်စားမိပြီးရန်ရန်လက်ချက်ချင်းအလင်းတကားရှင်ထားနဲ့ဖေးကိုဆင်းခေါ်လိုက်ပြီးတိုက်စစ်စဖွင့်လိုက်ပါတယ်အလင်းငိုင်းမှာဝိရဆုပ်ဖဲချင်းနဲ့ထိန်းချုပ်လိုက်ပြီးအလင်းတကားနဲ့ဖေးရဲ့တက်ခိုက်ချက်ကိုတိုက်ရိုက်ထိသွားတဲ့ပြင်ရှင်ထားရဲ့အပီးတက်ခုတ်ပိုင်းမှုကိုခံလိုက်ရတာကြောင့်၄ယောက်တယောက်အခြေအနေမှာကွီးနေထူးနိုင်မှုတဲ့ boss လက်တန်းလျှောသွားခဲ့ပါတယ်စူးလက်နေနဲ့မူရချက်ကိုရရှိသွားခဲ့ပြီးတားရတဲ့20ရောက်မှ3ရမယ်ဆိုတာကြောင့်ရန်ရန်လက်ရင်သိမ်းထားလိုက်ပါတယ်ရန်ရန်တက်ခဲ့ပြီးချိန်မှာပဲနောက်ကခြေစံတွေကိုကြားလိုက်ရတာကြောင့်ချက်ချင်းရှောင်ပုံးလိုက်ပြီးတကယ်တော့ဖေဟိုတိုင်းပြည်ကအဖေါ်တစ်ဖက်ကရှော့ဝက်လန်းကနေ boss ကိုရောက်လာတာပဲဖြစ်ပါတယ်ဘာတွေနဲ့ဘလို့ပဲတက်ခိုက်နေပါစေ boss ကိုတက်ပြီးမူရကြောက်ရမှလေ့ကျင့်ရေးအောင်မြင်မှာဖြစ်တာကြောင့်တနိုင်ငံနဲ့တနိုင်ငံသူ့ထက်ငါရင်ရလူနေကြတာပဲဖြစ်ပါတယ် boss ရှိမဲ့နေရာကိုရောက်လာပေမဲ့ boss ကရှိနေပဲတက်ခိုက်ထားတဲ့ခြေရာတွေပဲကြံခဲ့တာကြောင့်သူတို့ထက်ငကားတိုင်းပြည်ကသူတွေလက်ဦးသွားမှရိတ်စားမိလိုက်ကြပါတယ်ဖေဟိုတက်ငကားတိုင်းပြည်ကိုချိန်ဆနေတော့ရန်ရန်ရောက်လာတာကြောင့်မူရကြောက်ကိုရန်ရန်ယူသွားမှတီးလိုက်ကြပြီးရန်ရန်စီကပြန်လူဖို့စ조사နေတာကြောင့်ကန်ဆိုးတဲ့ဖေဟိုတိုက်လဲကြားကုန်မှအမီးဆွဲမိပြီးဖြစ်ပါတယ်ဖေဟိုကကောင်တွေလည်းပြောရင်းဆိုရင်သူတို့တားရဲတွေကိုထုတ်လိုက်တာကြောင့်ရန်ရန်လည်းငကားလိုက်ကလွှင့်ရင်ကျန်တဲ့3ကောင်ထုတ်ပြလိုက်ပါတယ်အဆန်းဆက်3တဲ့ကောင်လေးမှာ S3 လောက်ဆက်တားရဲက3ကောင်ရှိနေတာကြောင့်တွားရှုပ်လို့မရတဲ့ကောင်မှတီးသွားကြပြီချက်ချင်းဒူးထောက်တဲ့ကောင်ကဒူးထောက်ကတော့တောင်းမှနဲ့ကောင်ကတောင်းမှနဲ့ရောက်ရခက်ကုန်ကြပါတယ်နိုင်ငံညီကိုတွေစီးလုံးကြမယ်ဘာညာနဲ့မာမွေ့ပါထားဖွဲ့နေပြီးကျွန်တော်လောက်နင်းနေရုပ်ချောတဲ့ရန်ရန်ကတော့ကျွန်တော်တို့သဘောထားမကြီးနိုင်ပဲခွင့်မလို့နိုင်ကြောင်းပြန်ပြောလိုက်ပါတယ်ပြောရင်းဆိုရင်ဖေးကိုတိုက်ရှိစုမဲ့ဆိုစင်းကိုတားရဲလေးတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်စင်းကိုတားရဲတွေကလည်းပျက်စီးတတ်တဲ့အကောင်တွေဖြစ်ပြီးတတ်မှတ်ထားတဲ့အဆင်းလိုက်အားကြီးတဲ့ကောင်ကအားနေတဲ့ကောင်တွေကိုတိုက်ခိုက်ရင်ဖျက်ဆီးလို့ရတာပဲဖြစ်ပါတယ်ပိုင်လူချင်းမင်းနဲ့အပြောင်းငကားရဲ့တိုက်ပွဲမှာလေရန်ရန်ကိုကရင်ပိုင်လူချင်းမင်းရဲ့စာမနီတားရဲကအပြောင်းငကားရဲ့တိုက်ခိုက်ချက်ကြောင့်ပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်ရန်ရန်တယောက်အပြတ်တက်နိုင်ခြင်းဖြတ်သွားတဲ့အပြင်အယိုး6တွေကပါရောက်လာတာကြောင့်ဖေဟိုသားတွေတကံမကောင်းတဲ့နေ့တစ်နေ့ဖြစ်သွားခဲ့ရပါတယ်အပြင်ဘက်မှာလည်းတပ်ပုတ်နေကြတဲ့တာချောင်းတို့ငကားတိုင်းပြည်နဲ့ဖေဟိုတိုင်းပြည်ကတစ်ဖက်စီခွဲထိုက်နေတာကြောင့်ရန်ရန်လည်းအတိုက်ခိုက်နားကြတာလားလို့မေးလိုက်ပါတယ်တာကျွမ်းကတော့ဖေဟိုဘက်ကရုတ်တက်ကြီးနားမယ်လို့ပြောလာတာကြောင့်ရန်နားလိုက်ရတာဖြစ်ကြောင်းပြောလိုက်ပြီးရန်ရန်ခုနကဘယ်သွားတာလဲလို့ထိုင်နေတဲ့ကျန်းရောင်ကလမ်းမေးလိုက်ပါတယ်ရန်ရန်ကလည်းလေကြီးရဲ့ပြင်ရောက်မှပြောကြမယ်လို့ပြောလိုက်ပြီးသူတို့ဘက်ထမ်းလုံးကျောင်းတော်ကိုပြန်ရောက်လာခဲ့ကြပါတယ်ရန်ရန်ကျောင်းသိတဲ့တာကျွမ်းကတော့ရန်ရန်တယောက်ထဲမူရကျောင်းနဲ့ကိုရခဲ့တာလားလို့မေးလိုက်ပြီးရန်ရန်ကလည်းကျောက်ကိုရလာတာကြောင့်သူတို့ရဲ့လေ့ကျင့်ရေးကပြီးသွားခဲ့ပြီဖြစ်ပါတယ်လေ့ကျင့်ရေးပြီးသွားတာကြောင့်လေ့ကျင့်ရေးစွန်းစားလောကငယ်တဲ့ရောက်နေတဲ့သူတွေအကုန်အပြင်ပြန်ရောက်လာကြပြီအချို့ကတော့အတိုက်ခိုက်ရက်စဲနေရင်ကအပြင်ကိုရုတ်တက်ပြန်ရောက်လာတာကြောင့်အံ့ဩနေကြပါတယ်ဖေဟိုတိုင်းပြည်ကကောင်တွေကတော့အတိုက်ခိုက်ရက်စဲတယ်ဆိုတော့သူတို့အကြံတစ်စိတ်တစ်ပိုင်းလို့ပြောလိုက်ပြီးဖေဟိုဘက်ကအဖွက်နှစ်ဖက်ခွဲကတစ်ဖက်ကငကားတိုင်းပြည်ကလူတွေနဲ့ဟန်ပြတိုက်ခိုက်ရင်အချိန်ဆွဲနောက်တစ်ဖက်ကမူရကြောက်ကိုတွားယူကြတာပဲဖြစ်ပါတယ်ကြောက်သားယူတဲ့ဖက်ကရန်ရန်လက်ချက်နဲ့ကိစ္စချောသွားတာကိုမသိပဲဆိုသူတို့အကြံအောင်မြင်တဲ့လုံးနေတာကြောင့်ကြောက်သားယူတဲ့ဖက်ကလက်ရှိအပြင်ကိုပြန်ရောက်မလာတဲ့ကြောင့်ရန်ရန်ကတတိပေးလိုက်ပါတယ်ဖေဟိုဘက်ကကောင်တွေလည်းငကားတိုင်းပြည်ကသူတွေအကုန်ပြန်ရောက်လာပေမဲ့ကိစ္စသုံးသွားမှမသိတဲ့သူတို့ဖွဲ့အပြင်ပြန်ရောက်မလာတာကြောင့်ရန်ရန်ကိုပြဿနာထပ်ရှာကြပြန်ပါတယ်ရန်ရန်ကတော့သူမသိကြောင်ဖြောင်ညင်းလိုက်ပြီးတစ်ဖက်ကဆင်းပေါ်သားရဲ့လင်းယုံခန့်နဲ့တက်ခတ်လာတာကြောင့်အလင်းတကားနဲ့ငှက်ကင်လုတ်ပေးလိုက်ပါတယ်ရန်ရန်ကတော့မကျေနပ်တဲ့တစ်ဖွဲ့လုံးလာချရတဲ့ကြောင့်ပြောလိုက်တာကြောင့်ဖေဟိုသားတွေလည်းလူပါကင်မခံရခင်နောက်ပြန်ဆုတ်သွားကြပြီကျန်းအောင်ကတော့ရန်ရန်ရဲ့အစွမ်းတွေကိုအတော်လေးအံ့ဩနေခဲ့ပါတယ်တာကျွမ်းတဲ့တငယ်ချင်းဖြစ်သူကတော့အထာကျတဲ့ရန်ရန်ကိုယောက်ျားဆန်ဆန်ဇဆွဲနေကြတာကြောင့်မိမသားဖြစ်တဲ့ဖန်းတော်ကဝင်သားလိုက်ရပြီးတစ်ဖက်မှာလည်းရန်ရန်နဲ့အစိတ်တော်မှာပြဿနာဖြစ်ခဲ့တဲ့ဝါဟောက်ကစားတွေးတဲ့ကသူကြီးခန့်နေရတာကြောင့်ရန်ရန်ပေါ်ကျိတ်မနဲ့ခဲမြဖြစ်နေတာပဲဖြစ်ပါတယ်နားနယ်ကားနဲ့ရောက်လာတဲ့အချိန်မှာတော့ဖေဟိုဘက်ကကြောက်သားယူတဲ့လင်းလူစီဖွဲ့ထွက်မလာတာသူတို့ကိုရန်ရန်တခုခုမြလုတ်ခက်သေးလားလို့ဖန်းတော်ကမေးလိုက်ပါတယ်ရန်ရန်ကတော့သူကတနာကျင်တာတတ်တဲ့ကြောင့်ပြောလိုက်တဲ့ခါမှာတော့ချမ်းချောင်ယူကိစ္စမှာရန်ရန်လူတတ်တာကိုမြင်ဖို့တဲ့တာကျွမ်းလဲမြုံနဲ့ဖြစ်သွားခဲ့ရပါတယ်လင်းလူစီတော့အဖွဲချင်နေတဲ့ဆိုဘလို့ပဲဖြစ်ဖြစ်လွတ်အောင်ထွက်ပြေးလို့ရမယ်ကြောင်းကျန်းရောက်ကဝင်ထောက်ခံလိုက်ပြီးရန်ရန်ကတော့သူတို့ကိုတကယ်ပါမှမလုတ်ခဲ့တဲ့အကြောင်းနဲ့ငကားတိုင်းပြည်ကိုဆဲတဲ့အတွက်သူတို့ရဲ့ဆင့်ကိုတားရဲတွေကိုတတ်လိုက်တဲ့ကြောင့်ပြောလိုက်ပါတယ်တာကျွမ်းကတော့ရန်ရန်ကိုတော်တော်ယုံမာတယ်လို့ထီးကျူးထောက်ခံလိုက်ပြီးတကယ်တော့စမ်းကျဆင့်ကိုတားရဲမရှိရင်တားရဲတခင်တွေကဘာမှမဟုတ်တာပဲဖြစ်ပါတယ်တမာပါတယ်ဆိုတဲ့ရန်ရန်မှာတော့ဆင့်ကိုတားရဲမရှိရင်ကိုပိုင်စွမ်းရည်ဖြင့်ဝင်းရင်ဆုပ်ဖဲခြင်းနဲ့ရေခဲမြူပဲကြံမှာဖြစ်ပြီးဒီစွမ်းတွေကရန်သူကိုလုံလောက်အောင်တိုက်ခိုက်နိုင်တဲ့စွမ်းတွေမဟုတ်တာကြောင့်ခဏထိန်ထားပြီးထွက်ပြေးရမှာပဲဖြစ်ပါတယ်ရန်ရန်တက်လိုက်တဲ့လင်းလူစီတို့ကဖေဟိုတိုင်းပြည်အတွက်အရေးပါတဲ့သူဖြစ်တာကြောင့်ရန်ကိုတတိထားနေဖို့ကျန်းရောကတတိပေးလိုက်ပါတယ်သူတို့စကားကောင်းနေတော့ခန်းထဲကိုကျောင်းကဝင်လာခဲ့ပြီးလေ့ကျင့်ရေးကိုသူကြည့်ပြီးပြီဖြစ်လို့လေ့ကျင့်ရေးမှာသူတို့အဖွဲ့ရဲ့လှုပ်ဆောင်ပုံတွေကောင်းနှချီးကျူးလိုက်ပါတယ်အဓိကလူရန်ကိုပိုချီးကျူးနေပေမဲ့လေ့ကျင့်ရေးကိုအပြင်အကြီးလို့ရမယ်မထင်ထားတဲ့ရန်ရန်ကတော့သူ့ကိုသူမလုံးလဲဖြစ်နေခဲ့ပါတယ်ကျောင်းနဲ့နောက်ထပ်ကျန်တဲ့အချိန်မှာတော့ရန်ရန်တယောက်ဖေဟိုတိုင်းပြည်ကလင်းလူစီတို့ကိစ္စသူ့ကိုအပြစ်တင်လို့မရတဲ့အကြောင်းနဲ့လင်းလူစီတို့ဘက်ကစပြီးရန်စားတဲ့အကြောင်းရှင်းပြလိုက်ပါတယ်သူ့ကိုသာမကဘယ်နှကားတိုင်းပြည်ကိုပါစော်ကားပြောဆိုနေတာကြောင့်မခံနိုင်မဲ့ခုလိုလုံးလိုက်ရတဲ့အကြောင်းခုခံပြောဆိုနေတာကြောင့်ဒီကိစ္စတေးသေးလေးကိုခေါင်းထဲမထားဖို့ကျောင်းကပဲပြောလိုက်ပါတယ်စားပေါ်လာတဲ့ကကြီးကျယ်နေတဲ့ဖေဟိုးလိုတိုင်းပြည်ကိုတခါတလေခုလိုအဆွဲချိုးပေးတာကကောင်းတဲ့ကိစ္စဖြစ်ပြီးဖေဟိုးဘက်ကတနက်လာရှာရင်သူဖြည့်ရှင်းလိုက်မယ်ကြောင့်ပြောရင်ရန်ရန်ကိုပြန်လို့ရပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ရန်ရန်ပြန်သွားတဲ့နောက်ပုံးကွယ်နေတဲ့လူချင်းမင်းပိုင်ကထွက်လာခဲ့ပြီးကျောင်းကတော့ငကားတိုင်းပြည်မှာရန်ရန်လူရှိနေတာကကံကောင်းချင်းပဲလို့ဆိုလိုက်ပါတယ်လူချင်းမင်းပိုင်ကတော့နိုင်ငံတော်အတွက်ဆိုရင်ရန်ရန်ကလုံလောက်မတမ်းမာသေးကြောင်းကောက်ချက်ချလိုက်ပြီးထန်လုံကျောင်းတော်မှာပိုခက်ခဲတဲ့လေ့ကျင့်ရေးတွေနဲ့ရန်ရန်တောင်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်
ကျောင်းနဲ့တွေ့ပြီးပြန်လာတဲ့ရန်ကတော့ကျောင်းရဲ့စွမ်းအားစစ်ကျင်းကြရေးနေရာကိုရောက်လာခဲ့ပြီးထန်လုံကျောင်းတော်ကလက်ရှိနဂါးတိုင်းပြည်ရဲ့နံပါတ်1ကျောင်းဖြစ်တာကြောင့်စာသင်ဆောင်တွေကဆက်လုံးဝအဆင့်တန်းတစ်ခုပဲဖြစ်ပါတယ်စွမ်းအားစစ်ကျင်းကြရေးနေရာမှာတော့ခက်ခဲတဲ့စွန်စားလောကငယ်တွေကရှိနေပြီးရန်ကတော့အဆင့်ဆက်ရှိတဲ့စွန်စားလောကငယ်တစ်ခုကိုရွေးချယ်လိုက်ပါတယ်အဆင့်73နဲ့ကျောင်းသားအသက်လေးကအဆင့်ဆက်ရှိတဲ့မိစ္ဆာတောအုပ်တွေကိုဝင်သွားတာကြောင့်အပြင်ဘက်မှာရန်ကျောင်းမသိတဲ့စီနီယာကျောင်းသားတွေရဲ့ဝေဖန်တန်တွေကဆူညံသွားခဲ့ပါတယ်ခဏနေခံရပြီးထွက်လာမှာကျောင်းသားအသက်မလို့ဘာညာနဲ့ဝေဖန်တန်တွေကဆူညံနေပြီးရန်ကတော့စွန်စားလောကငယ်တွေရောက်သွားခဲ့ပြီဖြစ်ပါတယ်ကာကွယ်ရဲ့အတွက်နဂါးလေးတိုက်ခိုက်ရတဲ့ရှင်ထန်းကိုဆင်းခေါ်လိုက်ပြီးရန်တယောက်တိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်တစ်ပင်သားရဲတွေကိုမျက်ပင်ခုတ်တယ်လို့ခုတ်နေတဲ့ရှင်ထန်းရဲ့ဥဆောင်မှုနဲ့နဂါးလေးရဲ့ကာကွယ်မှုရန်တယောက်တစ်ခဏအတွင်းဒီလောကငယ်ရဲ့ boss ရှေ့ကိုရောက်လာခဲ့ပါတယ်မိစ္ဆာတောအုပ်ရဲ့ boss ကအတော်ကြီးမားတဲ့တစ်ပင်ပုံစံမကောင်းဆိုးဝါးတာရဲတကောင်ဖြစ်ပြီးအစင်းဆက်ရှိဆိုတာတွားရှုပ်လို့မတင်တဲ့တာရဲတကောင်ပဲဖြစ်ပါတယ်တစ်ပင်မိစ္ဆာပြီးကဘာမြေကြီးကစွာဆုပ်ယူကိုစူးစမ်းနေတာကြောင့်ရှင်ထန်းကိုအမြင့်တွေဖြတ်ခန်းလိုက်ပြီးဒါကြောင့်တာရဲတစ်ပင်ကသူ့ကိုဓာတ်ရိုက်တက်ခိုက်လာတာကြောင့်ဝိရင်ဆုပ်ပြဲခြင်းနဲ့တားဆီးလိုက်ပါတယ်ကျမ်းပါတယ်ဆိုတဲ့ကောင်တွေကိုအပီဖြုတ်လာတဲ့ရှင်ထန်းကတော့တစ်ချက်တည်းနဲ့အဆုံးသတ်လိုက်ပြီးသူများတဲ့ခက်ပါတယ်ဆိုတဲ့နေရာကိုရန်ကတခဏတွင်ရှင်းပြလိုက်တာပဲဖြစ်ပါတယ်အပိုးပျက်စီးနေတဲ့တာရဲတဲ့ဆင်းမစလေးကိုရရှိသွားတာကြောင့်ရန်တယောက်ငါးကောင်မြတ်တာရဲကိုဆင်းခေါ်လို့ရရတော့မှာပဲဖြစ်ပါတယ်အပြင်ဘက်မှာလည်းစီနီယာတွေကတော့ခက်ပါတယ်ဆိုပြီးလက်ဆောင်ထားကြတဲ့စွန်စားလောကငယ်ကို12မိနစ်နဲ့10စက္ကန့်တွင်ရန်ကအနိုင်ယူပြလိုက်တာကြောင့်အကုန်လုံးလည်းအံ့ဩနေကြပြီးရန်ကတော့ထန်လုံစုငွေတစ်ထောင်နဲ့ចောင်းသားအမှတ်10မှတ်ကိုရရှိသွားတာပဲဖြစ်ပါတယ်ရန်တအပြင်ပြန်ထွက်လာတဲ့ချိန်မှာတော့သူတို့ဝေဖန်ခဲ့တဲ့ចောင်းသားတစ်ဆိုတာတည်သွားခဲ့ပြီးចောင်းသူတွေကပါရိုးရိုးတဲတဲဖြစ်နေတာကြောင့်ရန်လည်းလန့်သွားခဲ့ပါတယ်ရုပ်ရှိရေရှမ်းဖြစ်နေတဲ့ရန်ကိုစွာကြီးနေတာကြောင့်ကောင်မလေးတွေဝိုင်းလာတာဖြစ်ပြီးကောင်မလေးရှိရင်တော့နောက်တစ်ယောက်လောက်ထပ်ထားဖို့ကန့်လန့်ခတ်နေရတာပဲဖြစ်ပါတယ်စောကြီးအောင်တင်မကပဲအချောက်တွေပါနင်းကကြီးနေတာကြောင့်ရန်လည်းပြောစကားမဲ့ကစွမ်းအားနေခင်းရပါတယ်ရန်ကောင်းတဲ့ရန်ကတော့ကြောက်လာနေတဲ့ဆိုတာတပတ်ရရင်ယောက်ျားမရခင်လက်မှတ်တင်လဲထွက်ပြေးလာခဲ့ပြီးကျွန်တော်လောက်နီစောကြီးတဲ့ဒုက္ခတွေကိုရန်တယောက်ခံနေရတာပဲဖြစ်ပါတယ်လူမရှိတဲ့နေရာကိုတုတ်ချက်တင်လာခဲ့ပြီးမိစ္ဆာတောကရလာတဲ့တာရဲစမစ်စားလေးကိုတုံးလိုက်တာကြောင့်ရန်တယောက်တာရဲထင်အစွမ်းနဲ့တိုးသွားတဲ့ပြီးနောက်ထပ်ဆင်းကိုတာရဲတကောင်ကိုလည်းထပ်ပြီးဆင်းခေါ်နိုင်ပြီဖြစ်ပါတယ်ရန်တယောက်သူ့ရဲ့ငါးကောင်မြောက်တာရဲကိုအရန်တိကျင်နေတာကြောင့်ချက်ချင်းဆင်းခေါ်လိုက်ပါတယ်ကောင်းကင်မှာလည်းရွှေရောင်တွေတောက်နေတာကြောင့်တရားပေါ်စွမ်းအားကြီးတဲ့ကောင်ဖြစ်ရမယ်လို့မျှော်လင့်နေခဲ့ပါတယ်မန်းချက်နဲ့နန်းထွက်ကတက်စီအောင်လွဲသွားတယ်ရန်ရဲ့ငါးကောင်မြောက်ဆင်းခေါ်တာရဲကအစလုံးအစစ်ရွှေပါးလေးတစ်ကောင်ပဲဖြစ်နေခဲ့ပါတယ်ရန်လည်းတိုက်ရခတ်ရမရှိတဲ့ဖားတစ်ကောင်ကိုတိတ်တော့သဘောမကျပါနဲ့ရန်ဆင်းခေါ်လိုက်တဲ့ရွှေဖားကတိုက်ခိုက်ရအမျိုးအစားမဟုတ်ပဲစပိုးတက်အမျိုးအစားဆင်းခေါ်တာရဲတစ်ကောင်ပဲဖြစ်ပါတယ်အခြားတာရဲတွေရဲ့စွမ်းရည်ကို120ရာခိုင်နှုန်းတိုးစေတဲ့ပြီးဓာတ်မလျှော့ရခြင်းပြန်လည်ကုသခြင်းစွမ်းရည်တွေပါနေတာကြောင့်လေချင်းရင်မာတဲ့ကုသရေးတာရဲလိုချင်နေတဲ့ရန်လည်းသဘောကျသွားခဲ့ပါတယ်လက်ရှိမှာအားနည်းဆုံးတာရဲဖြစ်ပေမဲ့အစင်းမြင့်တင်ရင်အတော်လေးသုံးဝင်တမာလာမဲ့ကောင်ဖြစ်ပြီးအခြားတက်ခိုက်တာရဲတွေကအစွမ်းတိုးစေမဲ့တကယ်ရွှေပါစစ်စစ်လေးပဲဖြစ်ပါတယ်ရန်တဲ့အခန်းပြန်ရောက်လာချိန်မှာတော့စီညာမဖန်းထုံစီကဖုံးဝင်လာခဲ့ပါတယ်ရန်ဆင်းဆက်စွန်စားလောကငယ်ကိုအောင်မြင်ခဲ့လို့လမ်းဆက်တာဖြစ်ပြီးရန်ရဲ့အောင်မြင်မှုကအကြောင်းမှာအတော်လေးနာမည်ကြီးနေတယ်ပဲဖြစ်ပါတယ်ရန်ကဒီလောက်ဆင့်မြင့်တဲ့စွန်စားလောကငယ်ကိုစံချိန်တင်နိုင်ခဲ့တာတော့ကျောင်းသားမှတ်က10မှတ်ပဲရလို့မကြည်မနှက်ဖြစ်နေတာဖြစ်ပြီးကျောင်းသားရမှတ်ဆိုတာကအစင်းမြင့်နေမီတွေကိုဝင်လို့ရတဲ့တော်တစ်ခုဖြစ်တဲ့အပြင်အချို့ဆိုကျောင်းပြီးသွားတာတော့အမှတ်တရမရတဲ့အကြောင်းစီနီယာမမကပဲရှင်းပြလိုက်ရပါတယ်ပညာရေးရမှတ်ရဲ့အသုံးဝင်ပုံကိုတီးသွားတဲ့ရန်လဲပညာရေးရမှတ်ကိုတေချာရှာဖို့ဆုံးဖြတ်လိုက်ကနောက်နေ့မနက်မှာတော့စွမ်းအားစစ်ကျင်းချင်ရေးနေရာကိုတကိုယ်တဲ့အစောကြီးရောက်လာခဲ့ပါမနေ့ကဝင်ခဲ့တဲ့မိစ္ဆာတို့စွန်စားလောကငယ်ကိုပဲပြောင်းဝင်ဖို့လာခဲ့တာဖြစ်ပြီးကျင်းချင်ရေးနေရာကလောကငယ်တွေကလေ့ကျင့်ဖို့တမန်ဖန်တီးထားတာဖြစ်လို့အပြင်ကလောကငယ်တွေလို့ boss ကိုတတ်လိုက်တာနဲ့ပြီးမသွားတာပဲဖြစ်ပါတယ်ပြောရရင်နေပညာနဲ့ဖန်တီးထားတာကြောင့်အထက်ကဘော့နဲ့တားရဲတွေကအချိန်တိုင်းပြန်ပေါ်လာတာပဲဖြစ်ပါတယ်ဒီကနေ့ရန်တယောက်ကိုစံတီကိုပြန်ချိုးဖို့ရည်ရွယ်ချက်နဲ့ဝင်လာတာဖြစ်ပြီးအရင်ဆုံးရွှေဖားတဲ့ရှင်တန်းကိုဆင်းခေါ်လိုက်ပါတယ်ရွှေဖားရဲ့စွန့်ရင်တိုးခြင်းကိုစမ်းသပ်ကြည့်လိုက်ရင်ရှင်တန်းကိုအစွမ်းတိုးခိုင်းလိုက်တာကြောင့်ရှင်တန်းပြင်တားရဲတခင်ဖြစ်တဲ့ရန်မှာပါအစွမ်းတွေတိုးသွားခဲ့တာပဲဖြစ်ပါတယ်ရန်လည်းရှင်တန်းကိုတားရဲမိစ္ဆာတွေကိုရှင်းရွှေဖားစားဖို့အတွက်အကုန်မတတ်ဖို့မာလိုက်ပါတယ်တားရဲတွေကိုတိုက်ရင်တားရဲတခင်မှတင်မဟုတ်ပဲဆင်းခေါ်တားရဲတွေမှာပါအစင်းတက်တာဖြစ်ပြီးရွှေဖားကတက်ခိုင်းနိုင်စွာမရှိတာကြောင့်ရှင်တန်းကြောင့်အားနေသွားတဲ့တားရဲတွေကိုအစင်းတန်စားခိုင်းလိုက်တာပဲဖြစ်ပါတယ်ရွှေဖားရဲ့အထောက်ပံ့ကြောင့်ရှင်ထန်းရဲ့တက်ခိုက်မှုကပုံမှန်မြန်ဆန်လာပြီးဘော့ရှေ့ကို6မိနစ်တန်းနဲ့ရောက်လာခဲ့ပါတယ်ဘော့ကိုအပီကျစ်ဖို့ရှင်ထန်းတယောက်ပြေးဝင်သွားခဲ့ပေမဲ့ရန်ကတော့တားလိုက်ကတကယ်တော့ရန်တယောက်အရမ်းမြင့်မြတ်ဆုံးသက်တာလဲမနေ့ကစံချိန်ကိုအချိန်ကွာချက်နည်းနည်းနဲ့ပြန်ချိုးပြီးစုကိုလိုချင်တာပဲဖြစ်ပါတယ်ဒါကြောင့်ရှင်ထန်းကိုခပ်ဖြည်းဖြည်းချင်းတက်ဖို့ပြောလိုက်တာကြောင့်ကောင်းမပါတဲ့ရှင်ထန်းလည်းမိစ္ဆာဘုတ်ကိုကတိထိုးသလိုတွားချနေခဲ့ပြန်ပါတယ်ရန်လည်းသူဆိုလိုတာကအဲ့လောက်ကြီးမဟုတ်ကြောင်းပြောနေတော့တစ်ပင်မိစ္ဆာကအတီကြီးတက်ခိုက်လာတာကြောင့်ရှင်ထန်းလည်းအမြန်လက်ဆက်တက်လိုက်ပါတယ်အရင်12မိနစ်ကိုအခု7မိနစ်6စက္ကန့်နဲ့စံချိန်ပြန်ချိုးနိုင်ခဲ့ပြီးစူးလက်နေတဲ့ထန်းလုံးတင်းကားတစ်ထောင်ပြင်တောင်းသားရမှ10မှတ်ကိုပါထပ်ပြီးရရှိသွားတာပဲဖြစ်ပါတယ်သူ့စံချိန်သူပြန်ချိုးရင်အလုပ်ဖြစ်သွားတာကြောင့်ရန်လည်းသဘောကျနေပြီးအပြင်ဘက်မှာလည်းသူ့စံချိန်သူပြန်ချိုးထားတဲ့ရန်ကိုကြည့်အခြားចောင်းသားတွေလည်းတပလဲအံ့ဩနေကြတာပဲဖြစ်ပါတယ်ရန်တအပြင်ပြန်ထွက်လာတဲ့အချိန်မှာတော့ထုံးစံတိုင်းကောင်မလေးတွေကအတင်းဆောက်နေတာဖြစ်ပြီးစော်ကြီးလုံးနဲ့ကိုရိုချောလည်းဘိုင်းမစားပဲပေါက်စီစားလိုက်ရပါတယ်ចောင်းကြီးရောက်လာလို့တရန်တက်ကန်ကောင်းသွားခဲ့တာဖြစ်ပြီးဒါတော့ကျမ်းမြင်ပေါ်မှာစမ်းဆိုင်လဲနေတာပဲဖြစ်ပါတယ်
ကျောင်းကြီးကတမင်အချိန်ခိုင်းစံတင်တဲ့တင်ရအမှတ်လိုချင်နေတဲ့ရန်ရဲ့အကြံကိုသိတာကြောင့်ရောက်လာတာဖြစ်ပြီးလေချင်းမှန်သမျှကိုလည်းကျောင်းကတာဝန်ရှိသူတွေက CCTV တက်ထားသူတို့ကြီးခွင့်ရှိတာပဲဖြစ်ပါတယ်။ရန်ကတော့စီးကားစာအုပ်ထဲမှာဒါမျိုးလုပ်တာကိုမကန့်ကွက်တဲ့အကြောင်းအထွန်းတက်နေပြီးတကယ်တော့ကျောင်းကြီးကအခြားကျောင်းတစ်ခုကြောင့်ရန်ကိုလာတာတာဖြစ်ကအရင်ကစီးကားချက်မရှိပြီမဲ့အခုရှိပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။အခုလိုကိုယ်စံတွေကိုခဏခဏပြန်ချိုးနေအခြားကျောင်းသားတွေဆက်ရက်ကြောင်းဖြစ်တဲ့အကြောင်းရှင်းပြလိုက်ရင်အခုကစလို့ကျောင်းသားတက်ကိုစံတင်တစ်ခါပဲချိုးခွင့်ရှိကြောင်းထုတ်ပြန်လိုက်ပါတယ်။ဒုတိယတစ်ထပ်ချိုးရင်လည်းစံချိန်တစ်စင်းဝင်ပေမဲ့ဆူရတော့မှမဟုတ်တဲ့ကြောင့်ပြောလိုက်ပြီးရန်ကိုသူနဲ့လိုက်ခဲ့ဖို့ကျောင်းကပြောလိုက်ပါတယ်။ရုံးခန်းတဲ့အရောက်မှာတော့မျိုးတော်တောင်ဘက်မှာအစမ်းစမ်းရှိတဲ့ blue စွန်စားလောကငယ်တစ်ခုပေါ်တဲ့အကြောင်းနဲ့ရန်ကအဖွဲတစ်ဖက်ကိုဦးဆောင်ကဒီလောကငယ်ကိုဝင်နိုင်မလားလို့မေးလိုက်ပါတယ်။ရန်ကချက်ချင်းလက်ခံလိုက်တာကြောင့်ကျောင်းကြီးလည်းအစမ်း20ရှိတဲ့အဖွဲသားလေးယောက်ကိုစီစဉ်ပေးမယ်ကြောင်းပြောလိုက်ပြီးရန်ကတော့အဖွဲသားတွေမလို့ပဲသူတယောက်ထဲဝင်မှာဖြစ်တဲ့ကြောင်းပြန်ပြောလိုက်ပါတယ်။တယောက်ထဲလုံမယ်ဆိုတာကြောင့်ကျောင်းကြီးလည်း surprise ဖြစ်သွားခဲ့ပြီးရန်ကတော့အဖွဲလိုက်ဆိုရင်အလုံးရှုပ်တယ်ဆိုတဲ့အကြောင်းနဲ့တယောက်ထဲကပိုစင်ပြတဲ့အကြောင်းပြောလိုက်ပါတယ်။ကျောင်းလည်းပြောမရဆိုမရတဲ့သူ့တပည့်ကိုဆက်ပြောမနေတော့ပဲတယောက်ထဲသွားခွင့်ပြုလိုက်ပြီးရန်ရဲ့တာဝန်ရှိသူလီယုံကိုစွန်စားလောကငယ်စီပို့ခိုင်းလိုက်ပါတယ်။လီယုံကတော့ရန်ကိုလိုက်ပို့ပြီးကပ်ဘေးလေးရှိတဲ့ပြင်စင်းမသွင်းရသေးတဲ့အသစ်ဆက်ဆက်စွန်စားလောကငယ်ဖြစ်တာကြောင့် view site ကိုတတိပေးနေခဲ့ပါတယ်။ရန်နဲ့လီယုံတို့စကားပြောနေတော့စရင်ခရမ်းရောင်စောင်းတော်ပုံစံနဲ့လူတယောက်ရောက်လာခဲ့ကလီယုံကိုစွန်စားလောကငယ်ဝင်မဲ့အဖွဲ့ရောကြောက်ပြီးမလာတာလားဆိုပြီးခနဲ့တက်မေးလိုက်ပါတယ်။ရန်ကတော့ဝင်မဲ့သူကသူတယောက်တည်းဖြစ်ကြောင်းဝင်ပြောလိုက်တာကြောင့်ဘလူးစွန်စားလောကငယ်ဆိုတာနှောက်เสียမှုတဲ့အကြောင်းနဲ့ရန်လို့အဆင့်ဆက်လေးပဲရှိတဲ့ငပြောလေးတော့ဝင်သွားရင်ချက်ချုံဝါမျိုးခံရမယ်ကြောင့်ထိုသူကချင်းချောက်လိုက်ပါတယ်။ထန်လုံကျောင်းတော်ကအဆင့်တဲ့နေရာကကြားတော့မယ်လို့ပြောချင်ရပြောပြီးလောကငယ်တဲ့ဝင်သွားတာကြောင့်ကျန်ရလဲသူကဘာတူလဲလို့လီယုံကိုမေးလိုက်ပါတယ်ထိုသူကချီလင်ကျောင်းတော်ကဖြစ်ပြီးချီလင်ကျောင်းတော်ဆိုတာထန်လုံကျောင်းရဲ့အမြဲနောက်မှာရှိနေတဲ့ကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်ချီလင်ကျောင်းတော်ဘက်ကလည်းနံပါတ်1နေရာကထန်လုံကျောင်းတော်ကိုအမြဲဖြုတ်ချဖို့ကြိုးစားနေတယ်လို့ထန်လုံကျောင်းတော်ကလည်းနံပါတ်1နေရာကိုကာကွယ်ရင်ကျောင်းတစ်ခုကကျောင်းသားတွေကြအပြိုင်ဆိုင်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်အခုဒီဘလူးစွန်စားလောကငယ်ကိစ္စမှာလည်းအပြိုင်ဆိုင်ဖြစ်နေတာဖြစ်ပြီးရန်ကတော့ချီလင်ကျောင်းအကောင့်တွေကိုတေချာပေါအနိုင်ယူမယ်လို့လီယုံကိုခတိပေးစွန်စားလောကငယ်တဲ့ဝင်လာခဲ့ပါတယ်နည်းနည်းရရနေရာကိုဝင်လာတာမဟုတ်မှန်းသိတဲ့ရန်ကတော့တားရဲ့9ကောင်လုံးကိုတခါတည်းဆင်းခေါ်လိုက်ပါတယ်ဖေးနဲ့ငကားလေးကရှေ့ကဥဆောင်ကအလင်းငကားနဲ့ရှင်ထန်းကတော့အဓိကတိုက်စစ်ကိုတာဝန်ယူရမှာဖြစ်ပြီးရွှေဖားကတော့နောက်ကနေစပုတ်ပေးရမှာဖြစ်ပါတယ်ပြီးပြည့်စုံတဲ့ပြူဟာပြရန်ကလည်းရေခဲမြူနဲ့ဝင်ခဲပေးတာကြောင့်ဘာကောင်လာအသားလေးရှင်းနိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်တာမန်တားရဲတွေကတော့အတော်လေးစစ်မြစ်ပေးနိုင်တာဖြစ်လို့ရန်လည်းကြောင်းကြီးကိုကြိတ်ကျေးဇူးတင်နေခဲ့ပြီးနောက်ဆုံး boss ရွက်ကြံတဲ့အထိအခြေအနေတွေကလွယ်ကူနေစေဖြစ်ပါတယ်ဒါကြောင့် boss ရှိမဲ့ရဲတိုက်တဲ့ကိုဝင်လာခဲ့ပြီးအထက်မှာတော့ boss တစ်ဖြစ်လဲအဲဟာမဘလူးကြီးကအိပ်ပျော်နေတာပဲဖြစ်ပါတယ်ခန္ဓာကိုယ်တော်တော်ကြီးတဲ့ကောင်ကိုကြည့်ရင်ရန်ရလဲအနှဲကလန်သွားခဲ့ပြီးရှင်ထန်းနဲ့ရင်တော့လူကြီးနဲ့ကလေးလိုဖြစ်နေတာပဲဖြစ်ပါတယ်အားသာချက်များတဲ့အကောင်ဖြစ်တဲ့ပြင်တစ်ချက်မားတာနဲ့တေသွားတယ်နဲ့ဆိုပေမဲ့ရန်ကတော့ရန်မဖြစ်နေတာကြောင့်အိတ်နေတဲ့ boss ကိုဝင်းရင်ဆုပ်ပြဲချင်းနဲ့နှိုးလိုက်ပါတယ်ဝင်းရင်ဆုပ်ပြဲချင်းပြီးရုပ်တရက်အိတ်နဲ့တက်ခတ်လိုက်ရတာကြောင့် boss လက်အလင်းငယ်ခံလိုက်ရပြီးရန်လက်ချိန်ဆွဲနေပဲရတဲ့အချိန်မှာရှင်ထန်းအလင်းတကားနဲ့ဖေးတို့ကိုချက်ချင်းဆုံးသက်ခိုင်းလိုက်ပါတယ်အဲဟာမကောင်ကြီးကိုတတ်တာတော့အစင်စားတစ်ခုပဲရတာကြောင့်ရန်လည်းပလိမ့်လိုက်ပေမဲ့ကျဲတိုးကြောက်ဖြစ်နေတာကြောင့်ချက်ချင်းသဘောကျသွားခဲ့ပြန်ပါကျဲတိုးကြောက်ဆိုတော့တားရဲတွေကိုအစင်းမြစ်စေတဲ့ကြောက်ဖြစ်ပြီးရန်လည်းဖယ်သားရဲကိုပေးရမလဲစဉ်းစားနေတော့ရဲသားကြီးကလုံခတ်လာတာသူ့ရှေ့မှာလည်းအစင်း30ရှိတဲ့ကပ်ဘေးသားရဲဘလူးကြီးကပေါ်လာခဲ့ပါတယ်ရန်လည်းကြမ်းပါတယ်ဆိုရင်တော့ရင်ဆိုင်ဖူးတာကအစင်း30ကျော်ကပ်ဘေးတွေသာဖြစ်ပြီးအစင်း20ကပ်ဘေးဘလူးတားရဲကြီးကိုမျက်စိရှိမှတွေးလိုက်ရတာကြောင့်ချက်ချင်းတေတော့မှာပဲလို့တွေးလိုက်မိပါတယ်ကပ်ဘေးဘလူးကရန်ကိုရုတ်တက်တက်ခိုက်လိုက်ပြီးငကားလေးဝန်ခံပေးလို့တကကောင်းသွားခဲ့တာပဲဖြစ်ပါတယ်တစ်ချက်ဆိုရင်တစ်ချက်ဆိုသလိုပြင်းထန်တဲ့တက်ခိုက်ချက်ဖြစ်ပြီးငကားလေးရဲ့ကာကွယ်ကိုပျက်စီးသွားစေတဲ့ပြင်ငကားလေးကိုယ်တိုင်တော့တွေးဖင်ကပ်ပဲကြံတော့တာပဲဖြစ်ပါတယ်ရန်လည်းငကားလေးသာကျသွားရင်သူတို့ဘက်လုံးဝအကာကွယ်မဲ့သွားမှာကိုတွေးမိလိုက်ပြီးဘလူးသက်300မလဲဝေဖဲရခက်နေတဲ့ကျေသိုးချက်ကိုငကားလေးစီတုံးလိုက်ပါတယ်အဆက်မြစ်သွားတဲ့ငကားလေးကကပ်ဘေးရဲ့တက်ခိုက်မှုကိုဖြုံတော့မဖြုံတော့ပဲရွှေအကာကွယ်တစ်ခုပြီးခန္ဓာရည်နဲ့အခြားတက်ခိုက်နိုင်စွမ်းတွေကိုပါတိုးလာတာပဲဖြစ်ပါတယ်ကပ်ဘေးဘလူးရဲ့တက်ခိုက်ချက်တွေကမြန်ဆန်လုံးပြီးရှင်ထန်းတော်မနှဲရှောင်နေရတာအလင်းတကားစီတက်တက်ဝင်လာတဲ့အချိန်မှာတော့ရန်လည်းရေခဲမြူနဲ့ထိန်းထားလိုက်ကဖေးရဲ့အစိမ့်နဲ့အတော်လေးဓာတ်မပေးနိုင်လိုက်ပါတယ်ကပ်ဘေးကတက်ခိုက်ရည်ပြီးဟီလီစွမ်းမှရှိနေတာဖြစ်ပြီးရန်တို့တက်ခိုက်ချက်တွေကိုချက်ချင်းပြန်ဟီးလိုက်နိုင်တာကြောင့်အချိန်ဒီမှာနဲ့ရန်လည်းဝေးရဆုပ်ပြင်းခြင်းကိုချက်ချင်းသုံးလိုက်ရပါတယ်တိုက်ပွဲကြီးဝါနေတဲ့ရှင်ထန်းကတော့အခွင့်အရေးရတော့စွန့်ရင်တိုးမြင့်ချင်းနဲ့တစ်ချက်တည်းဝင်ပိုင်းလိုက်တာကြောင့်ကပ်ဘေးလည်းဘွားဘူးသွားခဲ့ရပါတယ်အစင်တစားအနေနဲ့ကပ်ဘေးနှလုံးပြီးရှားပါအေယာမှာဓာတ်နဲ့ထန်းတန်းကိုပါရရှိသွားခဲ့ပြီးရန်လည်းအစင်ချက်ချောက်တီတိုးသွားခဲ့ပါတယ်ရှင်ထန်းကျောင်းသားမဟုတ်ရင်ရန်လည်းဒုက္ခရောက်မယ်ကြောင့်တွေးရင်သူ့အချက်လက်မားပေးလိုက်တဲ့ကျောင်းကြီးကိုပြန်ရောက်မှတွေ့မယ်လို့စိတ်ထဲကကျင်းလိုက်ပါတယ်ဘောစီရောကပ်ဘေးရောရှင်းပြီးတဲ့ရန်လည်းအပြင်ပြန်ထွက်လာခဲ့ပြီးအပြင်မှာစောင့်နေတဲ့လီယုံကတော့ရန်ကိုရှုံးလို့ထွက်ပြေးလာတယ်ထင်နေခဲ့ပါတယ်ဘလူးစွန်စားလောကငယ်ကခက်လုံးတာကြောင့်ရန်ကိုလီယုံကဘူးမတိဘာမတိနှစ်သိမ့်ပေးနေပြီးသူကပ်ဘေးကိုရှင်းခဲ့ပြီးဖြစ်တဲ့အကြောင်းရန်ကပြောလိုက်ပါတယ်လောကငယ်တဲ့ဝင်သွားတာတော့တနားမပြည့်သေးတဲ့အပြင်ကပ်ဘေးကိုပါတတ်လာတယ်ဆိုတဲ့ရန်စကားကြောင့်လီယုံလည်းတောင်ရအံ့ဩသွားခဲ့ရပါတယ်ကျောင်းကအစင်းဆက်ရှစ်လို့ပြောလိုက်ပေမဲ့လက်တွေ့မှာအစင်း20ကပ်ဘေးဖြစ်နေတာကြောင့်ရန်လည်းမတင်မနှက်ဖြစ်ပြီးအစင်း30လောက်ကတာမန်တားရဲတွေမှာမတိတာပဲမဲ့ကပ်ဘေးတားရဲမှာတော့တစ်ဆင်းဆိုရင်တစ်ဆင်းဆိုသလိုအပလက်တီတွေစွားတွေကတောင်ရကွာချားတာပဲဖြစ်ပါတယ်ရန်ကတော့ကျောင်းနဲ့ချင်းစာရှိတာကြောင့်ဒီနေရာကပြန်ကြောက်ဖို့ပြောလိုက်ပြီး
မကြခင်မှာပဲထန်လုံကျောင်းနဲ့ချီလင်ကျောင်းတို့ကစွန်သားလောကငယ်ရှိရကိုရောက်လာကြတာပဲဖြစ်ပါတယ်ဘော်ရောကပ်ဘေးရောမရှိတော့တာကြောင့်လောကငယ်ကပျက်စီးစပြုတ်နေပြီးချီလင်ကျောင်းတော်ဘက်ကသူတို့လုံးနိုင်တယ်လို့တစ်ထစ်ကြယုံကြည်နေတာကြောင့်တိတ်ထင်မကြည့်ဘူးထန်လုံကျောင်းကဝင်ပြောလိုက်ပါတယ်ထန်လုံဘက်ကဆန်းဆက်လေးပဲရှိတဲ့ကောင်းလေးကြောက်တဲ့လွတ်လိုက်တာကြောင့်ချီလင်ကျောင်းကအပိုင်ထွက်တာကလည်းတိတ်မားတဲ့ခြေနေတော့မဟုတ်ပဲထန်လုံကျောင်းကတော့ဆက်ကျောင်းကြည့်ဖို့ပဲပြောလိုက်ပါတယ်ပြောရင်းဆိုရင်ချီလင်ဘက်ကကျောင်းသားဘက်ကအရင်ထွက်လာတာကြောင့်ထန်လုံကျောင်းတော်ကိုရောက်ရင်နံပါတ်1နေရာကဖယ်လိုက်တော့ဘာညာနဲ့လေတိုက်နေခဲ့ပြီချီလင်ဘက်ကရှောင်းလုံးကတော့သူတို့ရောက်တဲ့အချိန်မှာကပ်ဘေးကတင်နေပြီဖြစ်ကြောင်းပြောလိုက်ပါတယ်ဒါကြောင့်ပဲလေတိုက်တဲ့ဦးတီယာကထန်လုံဘက်ကနေချီလင်ဘက်ကိုပြန်ပြတ်သွားခဲ့ပြီဒီလောကငယ်ကိုတိတာကလည်းသူတို့ကျောင်းပဲရှိတာကြောင့်ကပ်ဘေးကိုရှင်းလိုက်တာကတေချာပေါက်ထန်းလုံရဲ့ရန်ရန်ပဲဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်လက်မခံနိုင်တဲ့ချီလင်ကျောင်းဌာနမှုကတော့အခြားဘက်ဝင်သွားတယ်လို့ထင်နေခဲ့ပြီးကြီးကောင်ကြီးမနဲ့လေတိုက်နေတဲ့ထန်းလုံကျောင်းကတော့ရန်ရန်ထွက်သားတာကိုမသိပဲသူတို့ကျောင်းကပါမရှင်ထွက်လာတာကိုစောင့်ကြည့်ဖို့ပြောလိုက်ပါတယ်ဆောင်းရင်ဘယ်သူမှထွက်မလာတာကြောင့်ထန်လုံကျောင်းကျူကဲလဲစိတ်ထဲပေါ်မချဖြစ်လာပြီးတစ်ဖက်ကလည်းခုလောက်ဆိုတင်နေလောက်ပြီးဘာညာနဲ့နားညိအောင်လေတိုက်နေတာပဲဖြစ်ပါတယ်။ကျောင်းနဲ့ပါလာတဲ့သူတွေကတော့ရန်ကိုလိုက်ဖို့တဲ့လေုံကိုမတွေ့လိုက်တာကြောင့်ဖုံးဆက်ကြည့်ဖို့ပြောလိုက်ပြီးတစ်ဖက်ကချီလင်ဌာနမှုကတော့သူတို့ကျောင်းသားတွေဘေးကင်းပေမဲ့ထန်လုံဘက်ကရန်ကတော့တည်သွားတဲ့တင်နေခဲ့ကပထမနေရာကိုပေးဖို့ပြောနေခဲ့ပြန်ပါတယ်။